ရှေးခေတ်စီတို့အချိန်ခီးသွားပြီးလက်သမားတို့ဦးခစ်လာခဲ့တဲ့ကျွန်တော်ဟာသူများတွေလိုလဲမဆိုင်ဖဲနေတိုင်းတမိုးကြီးရဲ့ထင်းတွေကိုတုံပြီးတဲတွေကိုပဲအသေးအတန်လွန်နေခဲ့ပါတယ်။ဒါကိုမြင်တဲ့ရွာသားတွေကတော့ဝိုင်းအောင်ကြည့်ပြီးလှောင်ပြောင်ကြတာပေါ့။ရှမ်မီသားစုကအယူလေးနဲ့လွန်လို့ယူသွားပြီးတဲတွေကိုလှော်ပြီးအနက်ဖြေမလို့တဲ့လားဆိုပြီးတော့ပေါ့။တကယ်ကိုအယူပဲလို့ပြောရင်တမိုးကြီးရဲ့ထင်းတွေကိုဖြုံတိနေတယ်လို့ဝိုင်းပြောနေကြပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့စိတ်ထဲမထားပဲဦးလေးကအရာတာအောင်မြင်သွားရင်ကျွန်တော်ရဲ့ကံကြမ္မာကိုပြောင်းလဲပြဖို့လုံလောက်တယ်ဆိုတာသိနေခဲ့တယ်။ရုပ်ပိုင်းဆိုင်ရာဆရာပြောဖူးတဲ့တဲတွေအရေးပြောရင်ဖန်ခွက်ဖြစ်လာနိုင်တယ်ဆိုတဲ့အသည့်ဟာကျွန်တော်ရဲ့မျှော်လင့်ချက်ပါပဲ။ဘာလို့လဲဆိုတော့ဒီခေတ်မှာဖန်ခွက်တစ်လုံးရဲ့တန်ဖိုးကမြို့တစ်မြို့စာလောက်အထိဖိုးထိုက်တန်လို့အခုတော့ငါချမ်းသာပြီလို့တွေးနေမိပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူမိုက်တွေအိမ်ထဲကိုကြမ်းကြမ်းတန်းတန်းဝင်ရောက်လာပြီးမင်းကရှမ်မီသားစုကဒုတိယမြောက်သားလားလို့မေးဖို့ထုတ်ပါတော့တယ်။မင်းအကိုလောင်ကစားမှာရှုံးလို့ငွေပြား80တောင်ကျွေးတင်နေပြီဖြစ်လို့ဒီနေ့ဒီပတ်စံကိုဘသူဆက်မှလဲဆိုပြီးလာရောက်ချင်းချောက်ကြတာပါ။အခြေအနေတွေဆိုးရွားနေတာမို့ရက်ချင်း10ရက်ပေးဖို့နဲ့ငွေရရင်နိုင်ရေးပါမယ်လို့တောင်းပန်လိုက်ပေမဲ့လူမိုက်ကောင်းဆောင်ကတော့10ရက်နေရင်တဲတွေနဲ့လာဆက်မလို့လားလို့ရဲထုံးတွေးပြီးနောက်ဆုံး9ရက်ပဲအချိန်ပေးမယ်ငွေမရရင်တော့မင်းအခုကိုအရှင်လက်လက်အရေးခွန်ခွာဖြစ်မယ်လို့ချင်းချောက်ပြီးဖမ်းခေါ်သွားပါတော့တယ်9ရက်ပဲမှတ်ထားဆိုတဲ့စကားနဲ့အတူသူတို့ထွက်သွားတဲ့အချိန်မှာတော့အင်္ဂလူတွေကကျွန်တော်ကိုပဲအပြစ်တင်ကြတာပေါ့မင်းတဲရီရှော်တာပဲတိလို့အခုတော့မင်းအကိုအဖမ်းခံလိုက်ရပြီးငါတို့မိသားစုတော့တွားပါပြီလို့ငွေယူပြီးပြောရှာတယ်ဒါပေမဲ့ကျွန်တော်ကတော့အဖြေကိုရှာတွေ့သွားပါပြီခင်းနဲ့ကတော့အပူချိန်မလောက်လို့တဲကိုလုံးဝအရင်မပြောစေနိုင်မှန်းသိလိုက်ပြီးမိသွေးကိုမခင်မနေတုံးရမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်ကျွန်တော်ကိုပတ်စံနဲ့ချိပေးပါမိသွေးဝယ်မလို့ပါလို့တောင်းဆိုမိခဲ့ခါမိသားစုကလည်းမင်းကဘဲအချိန်ထိယူသွနေအောင်မလို့လဲရွာထဲကလူတွေအားလုံးကငါတို့အိမ်မှာအယူတယောက်ထွက်တယ်လို့ပြောနေကြပြီးမင်းအဆက်ကွဲရတာမဝသေးဘူးလားလို့စိတ်ကလက်ပြက်ဆူပူပါတော့တယ်ကျွန်တော်ကတော့အမလျှော့ပဲဖန်ခွက်လုပ်လို့ငွေရလာတဲ့အထီဆောင်ပါအခုကိုပြန်ရွေးဖို့ပတ်စံရှိလာလိမ့်မယ်လို့ရှင်းပြပေးမယ်ဖန်ခွက်ဟုတ်လားမင်းရဲ့ဒီတဲအိုးစုပ်လေးနဲ့လားလို့ပဲနှာခေါင်းရှုံကြတာပေါ့အဖေဖြစ်သူကတော့တနာပြီးယူသွားဆန်းရှုံးနေသွားရင်လည်းစိတ်ပြက်သွားတာပေါ့လို့ဆိုပြီးပတ်စံအိတ်လေးကမ်းပေးရှာပေးမယ်ဘေးကအမျိုးသမီးကတော့ဒီလိုဖြုံးထိတတ်တဲ့ကောင်ကိုပတ်စံတွေအလားအတာအပုတ်ချခွင့်မပေးနိုင်ဘူးလို့ဆိုပြီးလူယူသွားပြန်ပါတယ်အဲ့ဒီအချိန်မှာပဲတငယ်ချင်းဖြစ်သူကူဆန်းကအမောတကောပြေးဝင်လာပြီးပတ်စံအိတ်ကြီးကြီးတစ်ခုကမ်းပေးလာတယ်ကူဆန်းမင်းပတ်စံတွေဘဲကရလာတာလဲလို့အံ့ဩတုန်လို့ဆိုတာမေးလိုက်ပြီးတော့မင်းပတ်စံလိုနေတယ်လို့ကြားလို့ငါရဲ့အိမ်ဟောင်းလေးကိုရောက်လိုက်ပြီးမိသွေးဝယ်ဖို့လောက်ရဲ့လားလို့စေတနာပြည့်နဲ့ပြောရှာပါတယ်ဒါကိုကြည့်နေတဲ့ဘေးလူတွေကတော့တကယ်ကိုပတ်စံပေါ်ရသူပဲပတ်စံကိုသူ့စီချိပေးလိုက်တာအရင်ပြုတ်ပြီးပြန်မလာနိုင်တော့တာကိုစောင့်ကြည့်လိုက်ပါလို့ဝိုင်းပြောကြတာပေါ့ဒါပေမဲ့ကူဆန်းကတော့ရဲရဲဝံ့ပဲဒါကချီးတာမဟုတ်ဘူးပေးတာအဲ့ဒီတော့ကရင်းနှီးနေတဲ့ငါအသက်ကိုမင်းခဲ့ခဲ့တာမို့ဒီနေ့ကျေးဇူးဆက်လိုက်တာလို့ပဲသဘောထားလိုက်ပါလို့ပြောပြီးကျွန်တော်လက်ကိုဆွဲကဈေးကိုသွားပြီးမိသွေးဝယ်ဖို့ထွက်ခဲ့ကြပါတော့တယ်ဈေးထဲကမိသွေးဆိုင်ကိုရောက်တဲ့အခါမှာလဲဆိုင်ရှင်ကနွေရာသီမှာမိသွေးဝယ်တဲ့ဟုတ်လားစင်းရဲသားကမိသွေးရှုပ်ပြီးတေချောင်းကြံကျင်လို့ထင်တယ်လို့ရဲရဲဆက်ဆက်လောင်ပြောင်ပါသေးတယ်ဒါပေမဲ့ကူဆန်းကပတ်ဆက်အိတ်ကိုစပွဲပေါ်ဖုံးကနေချပြလိုက်တဲ့အခါမှာတော့ငွေပြားတွေကိုမြင်ပြီးဆိုင်ရှင်တယောက်မျက်လုံးပြူသွားပါတော့တယ်တီယောမဦးအရှင်နှစ်ပါးလူကြီးမင်းတို့ကတထေးတွေပဲလို့စောစောကပြောရတာပေါ့လူဖာရပြီးမိသွေးတွေကိုအိမ်ကြီးလိုက်ပူပေးခဲ့ပါတယ်အိမ်ရောက်တော့ကျွန်တော်တို့ညီကိုနှစ်ယောက်မနာတန်းကြိုးစားကြတာ3ရက်တောင်ရှိသွားခဲ့ပါပြီမိဖို့ကြီးထဲမှာမိတွေတရေရဲတောက်လောင်နေပေမဲ့တဲကတော့တဲတိုင်းပဲရှိသေးတာမို့ကူဆန်းကစိတ်ပူနေရှာတယ်ဟုတ်ပါတယ်တဲရဲ့အကြီးပြုံမက်က1900ဒီဂရီအထိရှိတာမို့ဒီတိုင်းမိရှုယုံနဲ့မလောက်ပဲကက်ကူကစ္စည်းသုံးရပါမယ်ဒါကြောင့်ကန်းချီကိုတွားပြီးခရူးခွန်တွေနဲ့အပင်တွေကိုတွားရောက်ရှာဖွေခဲ့ကြတယ်ရွာသားတွေကတော့အခုထိအမြင်မှန်မရပဲအခုတော့ခရူးခွန်တွေကိုပြုတ်စားလို့ရပြီဟုဆိုကဝိုင်းရင်နေကြတော့မှာပဲကျွန်တော်ကတော့ကန်းချီကရတဲ့အပင်တွေကိုမိရှုပြီးဆိုဒီယမ်ကာဗွန်ဓာတ်ကိုဖော်ဆက်လိုက်တယ်လို့ခရူးခွန်တွေကိုထူထောင်ပြီးထုံးကြောက်မှုတွေကိုလည်းရအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်ဂူဆန်းကတော့အန်အော်ဒချီနဲ့အကူဒါကဘလို့အစွမ်းလဲလို့မင်းနေရှာတာပေါ့ကျွန်တော်ကတော့ပစ္စည်းတွေအားလုံးကိုစနစ်တကျအချိုးကျဆက်ပြီးမိဖို့ဦးကြီးတွေကိုအကုန်ခဲလိုက်ပါတော့ရဲ့မိဖို့ထဲမှာအပူရှိန်တွေပြင်းထန်လာပြီးနေ့ကနေညအထိစောင့်တိုင်းခဲ့ရပါရဲ့အဲ့ဒီနောက်မှာတော့ဂူဆန်းကအကူမြင်ကြည့်ပါဦးတဲတွေရေလိုရီပြော်သွားပြီလို့ဝမ်းတာအားရအော်ဟစ်လိုက်ပါတော့တယ်မိကိုတွေကြားထဲကနေကြည့်လိုက်တဲ့အခါအနီရောင်ချော်ရီတွေလိုအရီပြော်နေတဲ့တဲတွေကိုမြင်လိုက်ရပြီးအောင်မြင်ပြီးနောက်ဆုံးတော့အောင်မြင်သွားပြီလို့ဝမ်းတာလုံးလို့မျက်ရည်တွေတောင်ကြားမိပါတယ်အရီပြော်နေတဲ့ဖန်ရည်ပူပူတွေကိုပုံစံခွက်ထည့်ပြီးတေချာထုစစ်ပုံဖော်လိုက်တဲ့အခါမှာတော့အလုံးလှပပြီးရောင်စုံလင်းလက်နေတဲ့ဖန်ခွက်တစ်လုံးထွက်ပေါ်လာပါတော့တယ်ဂူဆန်းကတော့မင်းသက်သွားပြီးအကူရှမ်းငါတသက်မှာဒီလောက်တောက်ပါတဲ့အရာမျိုးတစ်ခါမှမမြင်ဘူးလို့တုံရင်စွာပြောရှာတယ်ကျွန်တော်ကတော့ဖန်ခွက်ကိုအဝတ်နဲ့တေချာတုပ်ပေးရင်ဒါကငါတို့ညီကိုနှစ်ယောက်ရဲ့စီစဉ်ချမ်းသာပဲသွားစုလူတွေကအကြီးဆုံးအပေါင်ဆိုင်ကိုသွားပြီးအခုကိုသွားခဲ့ကြရအောင်လို့ခိုင်မာတဲ့စိတ်ကနဲ့ပြောလိုက်ပါတော့ရဲ့လူတွေကအကြီးဆုံးအပေါင်ဆိုင်ကြီးတဲ့ကိုကျွန်တော်နဲ့ဂူဆန်းတို့ရဲရဲဝံ့ဝံ့ဝင်လာခဲ့ကြပါတယ်ဆိုင်ခဲကအလုပ်သမားတွေကတော့ကျွန်တော်တို့ရဲ့ဆင်းရဲတဲ့အဝတ်စားတွေကိုချီပြီးနှာခေါင်းရှုပ်ကြတာပေါ့ဘာလာလို့တာလဲတောင်းစားချင်ရင်နောက်လန်းနဲ့သွားလူကြီးလူကောက်ဧည့်သည်တွေကိုမနှောက်ယှက်နဲ့လို့မောင်းထုတ်ပါတော့တယ်ဒါပေမဲ့ကျွန်တော်ကတော့ဘာမှပြန်မပြောဘဲပစိုးအထုပ်လေးကိုစပွဲပေါ်တင်ပြီးတေချာခီပြလိုက်ပါတယ်အထုပ်ပွင့်သွားပြီးရောင်စုံလင်းလက်နေတဲ့ဖန်ခွက်ကလေးထွက်လာတဲ့အခါမှာတော့အလုပ်သမားဟာမင်းသက်သွားပြီးအံ့ဩတုန်လို့သွားရပါတယ်ပြီးတော့မှလေတံပြောင်းပြီးလူကြီးမင်းတို့ခဏဆောင်ပါကျွန်တော်အကျိုးအကြောင်းသွားတင်ပြပါမယ်လို့ဆိုကဆိုင်မန်နေဂျာဖြစ်သူဒုတိယဆိုင်ရှင်ကိုတွားခေါ်ပါတော့တယ်မကြခင်မှာပဲဒုတိယဆိုင်ရှင်ရောက်လာပြီးစပွဲပေါ်ကဖန်ခွက်ကိုတေချာကိုင်းတွယ်စစ်ဆေးပါတော့တယ်
သူဟာဖန်ခွဲရဲ့တောက်ပမှုကိုကြည့်ပြီးအသက်ရှူမှမတက်အံ့ဩသွားပြီးမှမေးခွန်းထုတ်လာပါတယ်။မင်းတို့ညီကိုနှစ်ယောက်ဒီပစ္စည်းကိုဘဲကရလာတာလေတဲ့။ကျွန်တော်ကတော့တည်ငြိမ်စွာနဲ့ပဲပစ္စည်းကတန်ရှင်းပါတယ်ဆိုင်ရှင်အနေနဲ့တန်မိုးရှိမရှိပဲကြည့်ပါလို့ပြန်ပြောလိုက်တော့သူကအခြေအနေကိုရိပ်မိသွားပြီးပြုံးရွှင်တဲ့မျက်နှာနဲ့ကျွန်တော်တို့ကိုအတွင်းကန်းထဲကိုဖိတ်ခေါ်ပါတော့တယ်။အတွင်းကန်းထဲမှာလက်ဖက်ရည်တောက်ရင်းနဲ့ဒုတိယဆိုင်ရှင်ဟာသူ့ရဲ့ရုပ်မာတဲ့အကြံကိုစတင်ကောင်ထဲဖော်ပါတော့တယ်။ဒီလိုဖန်ခွက်မျိုးကမြို့တော်ကအထက်တန်းလာရီစီမာအောင်ရှိခဲ့ပါတယ်မင်းတို့လိုလူမျိုးတွေကဒါကူမိမိကိုယ်ပိုင်လို့ပြောရင်ဘသူကရုပ်မာတယ်လို့ဆိုပြီးချင်းချောက်ပါတော့တယ်။ဒါကူကြားတော့ကူဆန်းကဒေါသကြီးနဲ့ခမရပါသဘောလဲလို့မိလိုက်တဲ့အချိန်မှာပဲဆိုင်လို့သမားကတကားကိုချင်းကနေပိတ်လိုက်ပြီးဓာတ်မြောက်တလက်ကိုဆွဲထုတ်လိုက်ပါတော့တယ်။ဒုတိယဆိုင်ရှင်ကတော့ခက်အေးအေးပဲဒီခွက်ကခိုးလာတာဖြစ်ရမယ်ဒီနေ့တော့ငါကတရားဥပဒေတိုင်းဆုံးမရမှာပေါ့လို့ဆိုပြီးပစ္စည်းကိုအလကားလူယူဖို့ကြံစီပါတော့တယ်။ဒီကကူဆန်းကစိုးရိမ်တကြီးနဲ့ရန်သူကိုခုခံဖို့ကျင်းလိုက်ပေမဲ့ကျွန်တော်ကတော့အေးဆေးစွာပဲလက်ဖက်ရည်ကိုစက်တောင်နေခဲ့ပါတယ်။ကျွန်တော်ရဲ့တည်ငြိမ်မှုကိုကြည့်ပြီးဒုတိယဆိုင်ရှင်ကမင်းကမကြောက်ဘူးလားလို့မေးလာတဲ့အခါကျွန်တော်ကခွက်ကိုစပွဲပေါ်တင်ရင်ဆိုင်ရှင်ကြီးတကယ်ချမ်းသာခြင်းနဲ့ဆိုရင်မျက်မှောက်ကဒီတလုံးတည်းကိုပဲမျက်စိကျမနေသင့်ဘူးဒါကပထမဆုံးအစိုးရိမ်တင်ရှိသေးတာပါလို့အကွက်ချပြောလိုက်ပါတယ်။ကျွန်တော်ကဆက်ပြီးတော့ကျွန်တော်ငငယ်ကအနောက်ဘက်ဒေတာကအဖိုးတို့ရဲ့အသက်ကိုကဲခဲပူးတယ်သူကမထွက်ခွာခင်မှာဖန်ခွက်လုပ်တဲ့လှုပ်ဝက်နီးပညာကိုပေးခဲ့တာပါဒီနီးလန်ကခက်ခဲပေမဲ့တခါအောင်မြင်တီလိုခွက်မျိုးတွေအများကြီးထပ်လုပ်နိုင်တယ်ကျွန်တော်အသက်ရှင်နေတဲ့တီလိုဖန်ခွက်တွေကိုအဆက်မပြတ်ပတ်မှုပြနိုင်မှာပါအကယ်၍ကျွန်တော်ဒီမှာတည်သွားရင်တော့ဒီစီးပွားရေးလည်းရပ်တန့်သွားမှာပေါ့လို့စိတ်သက်ချင်းအသာစီးယူပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအကွယ်ကနေစိုင်ပိုင်ရှင်ကြီးဖြစ်သူပထမဆိုင်ရှင်ကြီးထွက်လာပြီးဒုတိယဆိုင်ရှင်ကိုဒေါသတကြီးချိန်မောင်းမာတော့တယ်မိုက်လာချီလားဆိုပြီးတော့ပေါ့တထေးကြီးရောက်လာတာကိုမြင်တော့ဒုတိယဆိုင်ရှင်တယောက်ကြောက်လန့်တုံရင်သွားရပါတယ်ဆိုင်ပိုင်ရှင်ကြီးကဆိုင်ဖွင့်ပြီးစီးပွားရေးလုပ်တာစီကန်းရှိရတဲ့ပစ္စည်းကိုမြင်ပြီးလောဘတက်တာဟာဆိုင်ရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးတာပဲမင်းကဓာတ်ဘူးတော့မသိဘူးလားလို့စူပူပြီးဓာတ်ကိုတိမ့်ပြီးအခုချက်ချင်းထွက်သွားဆက်လို့မောင်းထုတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဆိုင်ပိုင်ရှင်ကြီးကကျွန်တော်တို့စီကိုချင်းကပ်လာပြီးရွေးထွေးစွာနဲ့လက်ဖက်ရည်ညှက်ပေးပါတယ်။ရှမ်းသခင်လေးနဲ့ကူညီကိုတို့ဒီနေ့ကျွန်တော်ဆိုင်ကပြမမိတာကိုခွင့်လွှတ်ပါလို့တောင်းပန်ရှာပါတယ်။သူကဖန်ခွက်ကိုတေချာကြည့်ရှုရင်ဒီဖန်ခွက်ကအဖြစ်ပြောစရာမရှိအောင်တက်စင်လုံးနဲ့တကယ်လို့တန်ဖိုးနားလဲတဲ့မင်းဆိုးရစာတွေနဲ့တွေ့ရင်ငွေပြား900တောင်တန်မိုးရှိပါတယ်လို့တကယ်ဖြတ်ပေးလိုက်ပါတယ်။ငွေပြား900ဆိုတဲ့စကားကြောင့်ကူစန်းတယောက်မျက်လုံးဖြူသွားပြီးငွေပြား900ဆိုရင်အင်ကြီးတစ်ဝက်လောက်ဝယ်လို့ရတယ်လို့အအော်တကြီးရေယုံမိတာပေါ့။ကျွန်တော်ကတော့တင်းငင်းစွာနဲ့ပဲဒါဆိုငွေပြား900နဲ့ပဲသဘောတူပါတယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုင်ပိုင်ရှင်ကြီးကဝမ်းသာသွားပြီးနောက်ဝင့်မဲ့ဖန်ခွက်တွေကိုကျွန်တော်ဆိုင်တဆိုင်တဲ့ကိုပဲတီးတန့်သွင်းပေးပါကျွန်တော်ဘက်ကလည်းတက်နိုင်သမျှအခါကွယ်ပေးပြီးတည်တနာတွေကိုကူညီဖြည့်ရှင်းပေးပါမယ်လို့ဆိုကဆိုင်ရဲ့လှုပ်ဝက်တစ်စိတ်ပြားကိုကမ်းပေးလိုက်ပါတယ်။ကျွန်တော်တစ်စိတ်ပြားကိုလက်ခံရရှိပြီးငွေတွေထုတ်ယူဖို့ပြင်နေတဲ့အချိန်မှာပဲရွာထဲကကောင်လေးတယောက်အမောတကောနဲ့အိုးထိတ်ဆိုင်တဲ့ကိုပြေးဝင်လာပါတော့တယ်။တခင်လေးရှန်မကောင်းတော့ဘူးလူမိုက်ဖန်ပြောကကျွေးလာတောင်းနေပြန်ပြီးအခုမင်းတို့အိမ်မှာပြဿနာရှာပြီးတောင်းကျနေတယ်လို့လာရောက်သတင်းပေးပါတော့တယ်။ဒါဘူးကြားရတော့ကူဆန်းကဒေါသတကြီးနဲ့တခင်လေးရှန်တွားချဆုလို့ဆိုပြီးစိတ်ကူသွားတာပေါ့။ဒါပေမဲ့ဆိုင်ပိုင်ရှင်ကြီးကတော့အေးစေပဲအာခွေလို့လှမ်းခေါ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲကက်လန်ကနောက်ကနေထွားချိုက်လာတဲ့ကိုရန်တော်ကြီးအာခွေကထွက်လာပါတယ်။ဆိုင်ပိုင်ရှင်ကြီးကတခင်လေးရှန်ရဲ့ကိစ္စကိုမင်းသွားပြီးဖြေရှင်းပြလိုက်ပါလို့အမိန့်ပေးလိုက်တဲ့အခါကိုရန်တော်ကြီးအာခွေကလက်ပြီးဆုံးနှုတ်ဆက်ပြီးလမ်းပြပါလို့ခိုင်မာတဲ့လေတံနဲ့ပြောရင်ကျွန်တော်တို့နဲ့တူရွာကိုလိုက်လံနိုင်ငင်းမှုထွက်ခွာခဲ့ကြပါတော့တယ်။နောက်ဆုံးရက်ရောက်ပြီးတော့ပတ်စံပေးမလားဒီကနေပဲလင့်မလား။ထန်သေးကြီးရဲ့တောင်းပန်ပါတယ်နောက်ထပ်ရက်နေလောက်ပဲချိန်ပေးပါဦး။သူကတဲရီနဲ့ကစားနေတဲ့အယူတယောက်ပဲဟာဘာရီများလို့ထွက်လာနိုင်မှာမလို့လဲ။အဲ့ဒီချိန်မှာပဲအကျွေးရှင်တွေရှေ့ကိုကောင်းလေးရှန်ရံနဲ့အတူလူထွားကြီးတယောက်ရောက်ရှိလာပါတော့တယ်။လူထွားကြီးကဖန့်ရှုံမင်းတော်တော်တတိရှိနေတာပဲလို့ပြောလိုက်တယ်။အဲ့ဒီချိန်မှာဖန့်ရှုံကအလန်တကြနဲ့အာဆီယာခွီဘာကိစ္စများရှိလို့ဂီကိုကြွလာတာလဲခင်ဗျာဆိုပြီးနှုတ်ဆက်လိုက်တယ်။ပြီးမှဘေးကပါလာတဲ့ရှန်ရံကိုမြင်ပြီးဟဲ့ကောင်မင်းလူကောင်းစုပ်လေးကတကယ်ကြီးဂီကိုလာရဲသေးတယ်ပေါ့။ဆိုပြီးချိန်လိုက်တဲ့ချိန်မှာလူထွားကြီးကဖန့်ရှုံကိုပါရိုက်ချလိုက်ပြီးတခင်လေးရှန်ကိုမင်းကဘလို့လေးတန်နဲ့စကားပြောနေတာလဲဆိုပြီးချိန်မောင်းလိုက်ပါတော့တယ်။ဘေးကရွာသူရွာသားတွေကတော့တခင်လေးရှန်ဆိုပြီးပြောလိုက်တာကြားလိုက်တော့တအန်တော်ဖြစ်ကုန်ကြတော့တယ်။ရှန်ရံကတော့ဘာမှပြန်မပြောပဲသူရှာလာတဲ့ငွေထုတ်ကိုမြေကြီးပေါ်ဖုံးကနေပြစ်ချလိုက်ပါတယ်။ငွေပြား80တပြားမှမလျှော့ဘူးအကျွေးတွေချေပြီးဆိုပြီးပြောလိုက်ပါတယ်။လူထွားကြီးကလူကိုလူလိုက်တော့လို့အော်ပြောလိုက်တယ်။ငွေယူပြီးထွက်သွားဖို့လုပ်နေတဲ့ဖန့်ရှုံကိုရှန်ရံကလမ်းတားလိုက်ပြီးနေဦးအကျွေးကိစ္စကကြေသွားပြီးဒါပေမဲ့မင်းငါကိုကန်ခဲ့တာရဲ့ငါအဖေကိုစော်ကားခဲ့တဲ့ကိစ္စကရောဘယ်လိုလုပ်မလဲ။ကူဆန်းသူ့ကိုပညာပေးလိုက်စမ်းဟုတ်ရှန်ကိုကြီးရှန်ရံရဲ့တငယ်ချင်းကူဆန်းကရှေ့ထွက်ပြီးဖန့်ရှုံကြီးကိုဝုန်းတိုင်းကျဲရိုက်နှက်ပစ်လိုက်ပါတယ်။ဘေးမှာရက်ချီနေတဲ့ရွာသားတွေကတယောက်ကစောစောကလောင်ပြောင်ရဲမောနေတဲ့ရွာသားတယောက်ကိုကဲစောစောကဘသူကအကျယ်ဆုံးရေလိုက်တာလဲဆိုပြီးခနဲ့လိုက်ပါတော့တယ်။ဒီကမရီဖြစ်သူကရီကြေးချင်းနေတာကြီးနဲ့ညီလေးမင်းဒီပတ်စံတွေအများကြီးပေးကြရတာလဲတကယ်ကြီးရောင်စုံဖန်စီတွေလုံနိုင်ခဲ့တာလားဆိုပြီးမိလိုက်ပါတယ်။ဘေးမှာရက်ပြီးကြည့်နေတဲ့ကူဆန်းကတပြားပဲချိန်ဖြုံးနေတာလို့ပြောခဲ့တယ်မဟုတ်လား။အခုမှမနာလို့ဖြစ်နေတာလားဆိုပြီးပြောလိုက်ပါတယ်။အခုခေတ်သူကရှန်ရန်နားကပ်လာပြီးစကားပြောဖို့အလုပ်ရှန်ရန်ကလေးပြစ်လိုက်ပြီးဖခင်ဖြစ်သူဘူးနှုတ်ဆက်ကနှစ်ဦးသားအိမ်ကနေပြန်လဲထွက်ခွာသွားပါတယ်။
တစ်ဖက်မှာတော့ဖန့်ရှုံကနာချင်နေတဲ့သူ့ပါကိုပုတ်နေရင်ရှန်ရန်မင်းမထားလိုက်စမ်းပါဆိုပြီးတယောက်ခဲရည်ရွနေပါတယ်အကိုရန်ယူမစီရဲ့မျက်နှာကိုကြည့်ပါဦးရင်းကောက်တကောင်ကိုအရှင်လက်လက်မျိုးချလိုက်ရတယ်လို့ပဲဆိုပြီးပြောလိုက်ပါတယ်ရှန်ရန်ကလားတို့နှစ်ယောက်ဝစ်စားတွေအရင်သွားလဲရအောင်လို့ပြောပြီးဝစ်ကောင်းစားလာတွေလဲဖို့အဝစ်ထဲဆိုင်ကိုရောက်လာခဲ့ကြပါတယ်အကိုရန်ကျွန်တော်ဒီလိုဝစ်ထားတော့တခိုးနဲ့တူနေလားတခိုးနဲ့မတူပါဘူးဒါပေမဲ့ရုပ်တရက်ကြီးကန်ထူးသွားတဲ့တထေးပေါက်စားနဲ့တော့ခွက်တီပဲအဆန်ရှိလာတဲ့ရှန်ရန်ဟာကူဆန်းကိုခေါ်ပြီးအရက်ဆိုင်ကြီးတစ်ခုမှာအကောင်းစားဝိုင်တွေကိုမှာယူလိုက်ပါတယ်အကိုရန်ဒီဝိုင်အိုးတိုးတဲ့တင်ကျွန်တော်တစ်တလုံးမြင်ဘူးသမျှငွေပြားတွေထက်မကတန်မိုးရှိမှတေးကြတယ်ပဲကူဆန်းမင်းအောင်ကြရင်ဘာလုပ်ချင်လဲအကိုရန်ကျွန်တော်မျိုးတော်မှာအကြီးဆုံးဟင်းသီးဟင်းရွက်ကုန်တယ်ကြီးဖြစ်ချင်တာသူတို့နှစ်ယောက်စကားပြောနေတော့မှပဲအပြင်ကနေကြီးညာတန်တွေထွက်ပေါ်လာပါတယ်ဒီညမှာတော့အလှပကေးယွန်းနီယန်က Spring Breeze ဒီဟာမှာပထမဆုံးအကြိမ်ပွဲဥထွက်မှာပါပြုတ်အဖိုးတန်ဆုံးပေးနိုင်တဲ့လူကပဲဒီညသူ့ကိုပိုင်ဆိုင်ရမှာနော်မင်းသူ့ကိုသဘောကျလားသဘောကျရင်ငါမင်းအတွက်လူပေးမယ်ဒီဟာလေးရောက်တဲ့အခါလူတွေဟာအညိုတေးတွေနဲ့အပြိုင်ဆိုင်လေးလံဆွဲကြပါတော့တယ်ပရိသတ်တွေကြားထဲကနေငွေပြ30 20 50ကနေ80အထိခေါ်ဈေးတွေတရရိပ်တက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရှန်ရန်ကငွေပြ100ဆိုပြီးအပြက်ခေါ်လိုက်တဲ့အခါကူစန်းတယောက်လန့်ခံသွားပါတော့တယ်အကိုရန်ဒါကတုံးတာဖြုံးတာလုံလုံးနေပြီဒါပေမဲ့တစ်ဖက်ကလည်းအရှုံးမပေးပဲ130လို့ထပ်တူးခေါ်လိုက်တဲ့အခါအစီကံဖြစ်သူကတားရှာပါတယ်တခင်လေးကျွန်တော်တို့ဒီနေ့ငွေပြအများကြီးပါမလားဘူးချီနေကိုကြည့်နေတဲ့ရှန်ရန်ကပြုံးပြီးလှမ်းပြောလိုက်ပါတယ်မိမလာတယောက်ကငွေ100ပဲတန်ပေမဲ့မင်းမျိုးမင်းတွေတယောက်ရဲ့အသက်ကတော့အစမတန်တန်မှုရှိပါတယ်တခင်ကြီးကူတောင်းပန်ပါတယ်ကူဆန်းဒီညသူ့ကိုလွတ်ပြလိုက်ပါနောက်နေ့ကျရင်ငါမင်းအတွက်ပိုကောင်းတဲ့သူရှာပေးမယ်အကိုရန်ကအဲ့လိုပြောမှတော့သူ့မှာအကြောင်းပြချက်ရှိလို့နေမှာပါလူကြီးလူကောင်းဆိုတာသူတစ်ပါးရဲ့လူဝင်ဆန္ဒဘူးဖြည့်ဆည်းပေးတတ်ရတယ်တခင်လေးကယွန်းနီယန်ကိုသဘောကျနေမှာတော့ဒီညသူ့ကိုတခင်လေးပဲယူလိုက်ပါမင်းကငွေ100တော့အကုန်ခံပြီးသူ့ကိုငါလက်ထဲထည့်ပေးရအောင်ဘာကိုလူချင်းလို့လဲတခင်လေးနဲ့ခင်မင်မှုကိုပဲလူချင်းတာပါမင်းနာမည်ဘယ်လိုခေါ်လဲအနောက်ဘက်ဒေတာကလာတဲ့ရောက်ဆုံးဖန်စီကုန်းတဲ့ရှန်ရန်ပါဖန်စီကုန်းသည်ဟုတ်လားနင်းနင်းတခင်လေးရှန်ကိုဝိုင်းထက်ညက်ပေးလိုက်စမ်းဟာဟာအကိုကြီးရှန်မင်းရဲ့စတိုင်ကိုငါသဘောကျတယ်ကွာဒီနေ့ကစပြီးမင်းကနားရဲ့အကိုကြီးပဲအကိုရန်ကအတိမပြုတ်တဲ့လူမှန်သမျှဟာငါတို့လူတွေပဲဟဲ့ဒီလိုနဲ့ရှန်ရန်ဟာသူကိုယ်တိုင်ထုတ်လုပ်ထားတဲ့ရောက်ဆုံးဖန်စီတွေကိုဈေးကွက်ထဲမှာစတင်မိတ်ဆက်ပါတော့တယ်အားလုံးပဲနားထောင်ကြပါဒီနေ့တော့ကျွန်တော်တို့အနောက်ဘက်ဒေတာကစစ်မှန်တဲ့ရောက်ဆုံးဖန်စီတွေကိုပဲရောင်းချပေးမှာပါမင်းတို့နိုင်ရှင်ဖို့ယူလာမဲ့တာမန်နေတဲ့ကျွေးတဲ့ပကံတွေဆိုတာဒါနဲ့ရှင်ရင်ရှုပ်စုံနံသွားလိမ့်မယ်စကားတွေကိုအကြီးကြီးပြောနေတာပဲရှာကြိုက်ခံရမှာမကြောက်ဘူးလားဒါကဖန်ခွက်တစ်ခွက်လားတလင်းကြောင်နဲ့လှုပ်ခါတာမဟုတ်လားဟာဟာတလင်းကြောင်ပါကအဖက်တွေပါတတ်တယ်ကျွန်တော်တို့ရဲ့ရောင်းဆုံးဖန်စီကတော့စင်ကြယ်ပြီးအပြစ်ပြောစရာမရှိဘူးဒါဘူတာဂုံသေးရှိစားတော့ပွဲတစ်ခုမှချပြလိုက်ရင်တတူကရွှေခွက်ငွေခွက်တွေကိုလှည့်ကြည့်တော့မှလဲနာအခု20ယူမယ်ကျွန်တော်တို့ဒီနေ့အခု30ပဲထုတ်ရောက်မှာပါအဖိုးတန်ဆုံးပေးနိုင်တဲ့သူပဲရမယ်ကြားတယ်မဟုတ်လားကျွန်တော်တို့ကမင်းတို့ကိုဝဲပါဦးလို့တောင်းပန်နေတာမဟုတ်ဘူးမင်းတို့လက်ထွက်ပြီးလူနိုင်မလားဆိုတာကလိုရင်းပဲလို့အော်ပြောလိုက်ပါတော့တယ်အပြင်မှာဘာလို့ဒီလောက်တောင်စီကားနေရတာလဲအရှင်မင်းသမီးမြို့တော်ထဲမှာရှမ်းရံဆိုတဲ့လူကအနောက်ဘက်ဒေတာကရောက်ဆုံးဖန်စီဆိုင်တစ်ဆိုင်ဖွင့်လိုက်တယ်လို့ကြားရပါတယ်အဲ့ဒီဆိုင်ကထွက်တဲ့ဖန်စီခွက်တွေကအရန်ကိုတောက်ပါပြီကြည်လင်လုံးလို့ဒီနေ့မြို့တော်တစ်ခုလုံးဟူးဟူးကြော်သွားပြီမင်းမျိုးမင်းတွေအကုန်လုံးလူဝဲနေကြပါတယ်ကြားရတဲ့လောက်တော့သူကတော့ရွာကစင်းရတဲ့တယောက်ဖြစ်ပေမဲ့ဒီလိုရောင်းဆုံးဖန်စီတွေကိုကိုရိုင်ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်ရှန်ရန်ကိုရိုင်ရောင်းဆုံးဖန်စီလုပ်နိုင်ခဲ့ဟုတ်လားစိတ်ဝင်စားဖို့ကောင်းတာပဲရကိုကြီးကျွန်တော်တို့တကယ်ကြီးချမ်းသာသွားပြီပြုမြို့တော်ကတထေးတွေဝယ်နေကြတာဟာခွက်တွေကိုမဟုတ်ဘူးသူတို့ရဲ့ဂုံတိတ်ခါနဲ့မျက်နာကိုဝယ်နေကြတာသူတို့တွေသာရောင်းဆုံးဖန်စီခွက်မရှိရင်သူတစ်ပါးအောင်နှိမ့်ကျသွားမယ်လို့ထင်နေတဲ့၍တော့ကျွန်တော်တို့တွေငွေပြားတွေကိုအဆက်မပြတ်တင်းကျုံရနေအောင်ပါပဲဒါဖြစ်သူရဲ့အောင်မြင်မှုကိုမြင်တွေ့လိုက်ရတဲ့ဖခင်ဦးကြီးဟာရှန်ရန်လုပ်ပြီးတဲ့ရောင်းဆုံးဖန်စီခွက်ကိုလက်နှစ်ဖက်နဲ့ရိုးရိုးသေးသေးကိုင်းရောက်ပြီးဝမ်တာပီတီနေရည်တွေနဲ့အော်ဟစ်လိုက်ပါတော့တယ်နတ်သားလေးကတကယ်ကြီးနတ်သားတစ်ပါးဖြစ်သွားပြီရွာထဲကလူယုံမှလူမစီကတော့ကြွားလိုက်ကြစမ်းပါရှန်အိမ်ကဒုတိယကောင်လေးတာတကယ်ကြီးချမ်းသာလာမယ်ဆိုရင်ငါလူမစီတယောက်ခြေတော့ကိုအပေါ်ထောင်ပြီးလမ်းလျှောက်ပြမယ်ဟေးဟာဟာဟာဒါပေမဲ့လူမစီရဲ့ရဲတန်းတွေမဆုံးခင်ပါပဲကျွာလမ်းမအတိုင်းနေရထအခမ်းအနားကြီးနဲ့အတူဝစ်ကောင်းစားလာတွေဝစ်စင်ထားတဲ့ရှန်ရန်တို့အဖွဲ့ဟာကျွာရဲကိုကုန်းရှိန်ဝအပြည့်နဲ့ပြန်လည်ရောက်ရှိလာပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့လူမစီနဲ့ရွာသားတွေဟာအော်လွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်ဒီနေ့ငါပြန်လာတာဟာမင်းတို့နဲ့အာသာတဟောင်းတွေကိုလာရှင်းဖို့မဟုတ်ပါဘူးငါကရွာရဲ့အရှိတ်ဘက်မှာရောက်ဆုံးထန်စီစက်ယုံတယုံတိဆောက်ချင်လို့ပါအလုံးလုံးချင်တဲ့လူရှိရင်လက်ခငွေတလင်းကပေးမဲ့အပြင်စားဝတ်နေရေးပါအလာကားတာဝန်ယူပေးမယ်ငွေတလင်းကတော့ပေးမှာဟုတ်လား
စားဝတ်နေရေးပါအလကားရဲ့ဗျာကျွန်တော်အလုပ်လုပ်ပေးရစီရေခတ်တာထင်းခုတ်တာကအစအကုန်လုံးနိုင်ပါလေဗျာနောက်မှတန်းစီလိုက်စမ်းစောစောကမင်းပဲအကျယ်ဆုံးနှောင်ရင်းနေပြီးတော့အခုကြမှာအရင်ဆုံးလူချင်နေတာလားညီလေးမင်းအောင်မြင်လိမ့်မယ်လို့အကိုကြီးကစောစောကလေးကတိတာပဲငါတို့တွေကတမိသားစုပဲဟာမင်းရဲ့အကိုကြီးကိုစည်ရင်ကင်လုပ်ခိုင်းလိုက်လေမင်းတို့အတွက်ထမင်းချက်ပေးဖို့ငါ့ဘူးတာဝန်ပေးပါလားအခုမှလာပြီးတမိသားစုပဲဖြစ်သွားတာလားစောစောကလှောင်ပြောင်းသေးရောနေကြတော့ကမင်းတို့မျက်နှာတွေဘယ်ရောက်နေလဲအဖေကျွန်တော်တို့ကိုကူညီပြီးစကားလေးတစ်ခွန်းလောက်ပြောပြပါဦးကျမတို့ကလည်းအဖေရဲ့သားနဲ့ချွေးမတွေပဲဟာကိုရန်ကောဒီလိုလူတွေကိုအလုပ်မပေးပါနဲ့နေပါဦးနာမင်းတို့ကိုအသက်ရှင်ဖို့လမ်းစာတစ်ခုပေးပါမယ်ဒါပေမဲ့အတူမဆိုငါစက်ရုံထဲမှာစိတ်ပုတ်စိတ်ရုပ်တွေမွေးပြီးမျိုးမသားလို့ဖို့ကြံစီရဲရင်တော့ငါအကြောင်းကောင်းကောင်းသိစေရမယ်တစ်ဖက်မှာတော့ရွာထဲကလောင်းကစားရုံအကြီးအကဲဖြစ်တဲ့လူမိုက်ကြီးကူဟာရှန်ရန်ရဲ့အောင်မြင်မှုကိုမနာလိုဖြစ်ပြီးတခုခုကိုကြံစီနေပါတော့တယ်အကိုကြီးကျွန်တော်တို့ချမ်းသာဖို့ခွင့်ရရပြီဗျရှန်ရန်ဆိုတဲ့ကောင်ကအခုရွှေပုံဝေးပုံပေါ်ထိုင်နေတာသူကရွာရှိဘက်မှာစက်ရုံဆောက်မှဆိုတော့အဲ့ဒီနာကနေကွက်အများစုကအကိုကြီးပိုင်တာပဲသူကအဲ့ဒီမြေကိုဝယ်ရမှာအဲ့ဒီအချိန်ကြားမှာမြေဈေးကိုအစမတန်တင်ပြီးတပြတိုက်လိုက်ရုံပဲတဲရီကြိုပြီးဖန်ခွက်လုပ်တဲ့စင်းရဲသားကောင်ကနာနဲ့နေကွက်အကြောင်းနာဆွေးနွေးချင်တယ်ပေါ့ကောင်းပြီလေသူကပတ်စံတွေအများကြီးရှိနေတယ်ဆိုမှတော့အကုန်လုံးကိုအထွက်သွားအောင်လုပ်ပေးရတာပေါ့ရှန်ရန်နဲ့ကူဆန်းတို့ဟာရွာအရှိဘက်ကနေကွက်လုပ်ကြီးကိုလာရောက်ကြည့်ရှုနေကြပါတယ်ရန်ကောဒီမြေကွက်ကအကောင်းဆုံးပဲပြရွာနဲ့လည်းနီးတလူတဲဖို့နဲ့အလုပ်သမားခေါ်ဖို့လည်းအဆင်ပြေတယ်မြေ6ဧကဆိုရင်ကျွန်တော်တို့အတွက်ဖူခုံ3ခုလောက်အေးဆေးတီဆောက်လို့ရတယ်ဒါဆိုရင်မြေဈေးတော့မိကြတာပေါ့ညီပြား9000ဟုတ်လားဒီမြေစုပ်ကပုံမှန်ဆိုငွေ100ပေးရင်တော့ဘယ်သူမှမဝယ်ကြဘူးမင်းကတပြားတိုက်နေတာလားကူဆန်းချက်ပြီးအော်မနေနဲ့တော့ဒီနားကမြေတွေအကုန်လုံးကခေါင်းဆောင်ကြီးကူရဲ့မြေတွေကြီးပဲမင်းတို့စက်ရုံဆောက်ချင်းရင်ပတ်စံပေးရမယ်မပေးနိုင်ဘူးလားဒါဆိုရင်မင်းတို့ရဲ့စက်ရုံကိုကောင်းကင်ပုံမှာပဲတွားဆောက်လိုက်ကြပေါ့ဈေးကအရန်ကြီးလုံးနေပြီးကျွန်တော်တို့ပြန်ပြီးစဉ်းစားပါဦးမယ်တေချာစဉ်းစားပြီးမှပြန်လာခဲ့ကြပေါ့နောက်ရက်တွေကြာရင်တော့ဒီဈေးနဲ့ရတော့မှမဟုတ်ဘူးနော်ရန်ကောဒီခွေးသူတောင်းစားတွေကမတိမတာတပြားတိုက်နေတာပဲတပြားတိုက်တာကမကြောက်စရာမရှိပါဘူးကြောက်ဖို့ကောင်းတာကသူတို့တွေတပြားတိုက်မဲ့လူကိုမှားယွင်းမိသွားတာပဲညီကွက်တိဆာကိုဖြည့်ရှင်းဖို့အတွက်ရှန်ရန်ဟာမျိုးစားမင်းရဲ့အိမ်တော်ကိုမြင့်ရထားနဲ့ထွက်ခွာလာခဲ့ပါတော့တယ်ပြီးတော့မျိုးစားမင်းတခင်လေးရှေ့မှာရောင်းစုံဖန်စီခွက်ကိုချပြပြီးအပေးယူတစ်ခုလုပ်လိုက်ပါတယ်တခင်လေးမင်းသားလေးတင်ကသာကျွန်တော်ရဲ့ညီကွက်တနာကိုကုညီဖြည့်ရှင်းပေးမယ်ဆိုရင်နောင်ကြရင်ရောင်းစုံဖန်စီကရတဲ့အမြင့်ငွေ3ပုံတပုံကိုတင့်ကိုခွဲပေးပါမယ်မျိုးစားမင်းတခင်လေးဟာဖန်စီခွက်ထဲကလက်ဖက်ရည်ကိုတမုံတောက်လိုက်ပြီးသဘောကျတဲ့မျက်နှာထားနဲ့ပြုံးတာပြောလိုက်ပါတယ်ရှန်ရန်မင်းကတကယ်ကိုလဲဝဲတဲ့လူပဲရွာကလူမိုက်တယောက်ပဲဟာဘူးငါကိုယ်တိုင်မင်းအတွက်ရှင်းလင်းပေးပါမယ်ညီ6ဧကအတွက်ငွေ1000အခုချက်ချင်းစာချုပ်ချုပ်မယ်ဒါကနောက်ဆုံးခွင့်ရပဲရှန်ရန်မင်းကမင်းကိုမင်းတကယ်ကြီးလူရဝင်နေပြီးထင်လို့လားညီကငါတို့မြေငွေ6000တပြားမှမလျှော့ဘူးမင်းကဘာတတ်နိုင်သေးလဲမင်းတို့တွေဒီလိုမှတော့လေငါကလည်းအာနာနေမှာမဟုတ်တော့ဘူးအဲ့ဒီအချိန်မှာပဲအနောက်ဘက်ကနေမြို့သားမင်းရဲ့စစ်တပ်ကြီးဟာငင်းခွာတန်တုံတုံနဲ့စက်ယုံမြေကွက်စီကိုအချိန်ဟုန်နဲ့ချီတက်လာပါတော့တယ်ဒါဘူးမြင်လိုက်ရတဲ့လူမိုက်ကောင်းဆောင်ကြီးကူနဲ့လူမိုက်တွေဟာထိတ်လန့်တုံ့ပြန်ကြပါတယ်လူမိုက်ကြီးကူမင်းကတရားမဝယ်လောင်ကစားရုံတွေဖွင့်လှစ်ပြီးအတိုးကြီးစားချင်းငွေတွေထုတ်ပေးနေတယ်ပြီးတော့အထမညီကွက်လူယူမှုတွေနဲ့ရွာသားတွေကိုနှိပ်စက်ညှဉ်းပန်းခဲ့တယ်ဒီနေ့တော့မင်းရဲ့လောင်ကစားရုံကိုချိတ်ပိတ်ပြီးစည်ရင်စရာတွေကိုအကုန်လုံးတင်စီစေစစ်သားတွေဟာလောင်ကစားရုံတွေကိုဝုန်းတိုင်းကျဲဝင်ရောက်စီးနှင်းပြီးအထောက်ထားတပ်တွေဖြစ်တဲ့တစ်တာကြီးတွေကိုတင်စီလိုက်ပါတော့တယ်တခင်လေးဒီစီရင်အင်းတွေထဲမှာတူလူတွေအတိုးကြီးစားထုတ်ချေးထားတဲ့အထောက်ထားတွေအပြင်လူတက်မှုတွေရဲ့သက်သေတွေပါဝင်နေပါတယ်ခင်ဗျာရှန်ရန်နီလေးကျွန်တော်ကိုအသက်ချမ်းသာပေးပါဗျာနေခွက်ကိုလည်းပတ်စံမယူပဲအလကားပေးပါမယ်ဗျာအလကားပေးတာတော့မရဘူးလားဗျာမင်းကိုအခွင့်အရေးအချိန်ချင်းပေးခဲ့ပြီးမင်းကိုယ်တိုင်ကလက်မခံခဲ့တာပဲဖန်စီခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့လူမိုက်ကြီးကူဟာနောင်တကြီးစွာနဲ့နောက်ဆုံးမှအော်ဟစ်လိုက်ပါတော့တယ်နာအနေနဲ့ဒီရင်နောက်ထဲကိုလုံးဝမသက်ဆင်းခဲ့တင်ဘူးမျိုးစားမင်းရဲ့တားသခင်တွေကလူမိုက်ကောင်းဆောင်စီကနေတိတ်ပိုက်ရရှိခဲ့တဲ့နေခွက်ကြီးကိုရှန်ရန်အားပေးလိုက်တယ်ရန်ကောဒီညီကတကယ်ပဲငါတို့ပိုင်နာဖြစ်သွားပြီလားလူကူဆန်းကစိတ်လှုပ်ရှားစွာမေးလိုက်ပါတယ်ရှန်ရန်ကဒီငင်းနဲ့မျက်နှာထားနဲ့ပြန်လည်ကြည့်ရှုရင်းစကားဆိုလိုက်ပါတယ်ဒီနေ့ကစပြီးဒီနေရာကိုမြေရိုင်းလို့မခေါ်တော့ဘူးရှန်မီသားစုရဲ့မန်စီရွှေချလုပ်ငန်းလို့ခေါ်မယ်ရှန်ရန်ရဲ့ပြောစကားနဲ့အတူအဲ့ဒီမြေရိုင်းကြီးဟာမကြခင်မှာပဲလူစီကားတဲ့လုပ်ငန်းခွင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်လုပ်ငန်းခွင်ထဲမှာတော့လူတွေဟာတဖွဲဖွဲနဲ့လာရောက်အလုပ်လုပ်ကိုင်နေကြပြီးကူဆန်းကလည်းအသက်တရောအော်ဟစ်နူးဆိုနေပါတယ်အားလုံးတန်းစီကြပါရန်ကုန်နောက်ကိုလိုက်ခဲ့ကြနောက်ဆိုရင်ငါတို့တွေမငတ်တော့တယ်လို့စင်းရဲမှလည်းမဟုတ်တော့ဘူးစက်ယုံကြီးရဲ့မိဖို့တွေထဲကနေမိခိုးတွေတလူလူထွက်နေပြီးလူတိုင်းဟာကိုယ့်အလုပ်ကိုတက်ကြွစွာလုပ်ကိုင်နေကြပါတယ်ရှန်ရန်ကူရိုင်လည်းလုပ်ငန်းခွင်ထဲမှာစည်ရင်စရာတွေကိုတေချာစစ်ဆေးနေတယ်လို့အလုပ်သမားတွေကလည်းမိရဲရဲတောက်နေတဲ့ဖိုးကြီးတွေထဲမှာမန်စီရွှေချပစ္စည်းတွေကိုဂရုတစိုက်တွန်းလုပ်နေကြပါတယ်ဒါပေမဲ့အောင်မြင်မှုရဲ့နောက်ွယ်မှာတော့မနာလိုမုန်းတီးမှုတွေကပ်ပါလာစမြဲပါရှန်ရန်ရဲ့အကူကြီးဟာသူ့ဇနီးနဲ့အတူအမောက်ထုထဲမှာမကောင်းတဲ့အကြံစီတွေကိုစတင်ကြံစီနေကြပါပြီငါတို့အခုချမ်းသာနေပြီဆိုပေမဲ့ပတ်စံများစုကတော့ရှန်ရန်စီရောက်သွားတာပဲဒေါ်ဘာစောတက်နေတဲ့ခင်မုန်းဖြစ်သူရဲ့စကားကိုကြားတော့ဇနီးဖြစ်သူကလည်းမိခွက်အလင်းရောက်အောင်မှာမျက်လုံးတွေအယောင်တောက်ရင်းကောက်ကြည့်တဲ့အကြံကိုလှမ်းပေးလိုက်ပါတယ်
အဲ့ဒီတော့သူပေးတဲ့နီးစနစ်ကိုယူပြီးငါတို့ဘာသာတီးတက်လုပ်ကြမယ်သူ့ကိုလဲပြိုအောင်လုပ်နိုင်ရင်ငွေတွေအားလုံးကငါတို့အပိုက်ဖြစ်လာမှာပဲသူတို့ဟာအကွက်စင်စင်နဲ့ပဲရှန်ရန်ရဲ့တငယ်ချင်းဖြစ်သူကုဆန်းစီကိုချင်းကပ်ပြီးအရက်ဝိုင်းတစ်ခုတီးလိုက်ကြပါတယ်စီးစိမ်ပြေးစုံလာတဲ့စားတောက်ပွဲကြီးထဲမှာတချင်းတန်တွေရေမောတန်တွေနဲ့အတူလောဘသားကြီးဟာကုဆန်းကိုအရက်ခွက်လန်းရင်းမြောက်ဖင်စကားဆိုပါတော့တယ်ကုညီအကိုမင်းတို့ရဲ့ဒီမန်စီရွှေချလုပ်ငန်းကတကယ်ကိုအားအဖို့ကောင်းတာပဲရိုးရိုးတဲ့တွေကိုတောင်ယတနာဖြစ်ပြောင်းလဲဖြစ်နိုင်တယ်မင်းတို့ရဲ့ရုပ်ဝက်ချက်ကတော့မယိုးရှင်းတော့ဘူးထင်တယ်အရက်ရှိန်တက်နေတဲ့ကူဆန်းကခွက်ကူကင်ရင်ညနာတစ်ခုလုံးမိမြန်းကလှုပ်ဝက်ချက်တွေကိုအလွယ်တကူပဲထုတ်ပြောလိုက်ပါတော့တယ်ရုပ်ဝက်ချက်လားအဲ့ဒါကတော့တကယ်ရှိပါတယ်တဲကညက်ရမယ်မိဖုတ်ပြာကစင်ကြယ်ရမယ်ခရုခုံမုံကတော့အလေးချိန်စံနှုန်းကြိုက်ရမယ်တုံးချို့တချို့အချိုးစားအတိုင်းလုပ်ရမှာဖြစ်ပြီးနည်းနည်းလေးလွှဲတာနဲ့ပျက်စီးသွားလိမ့်မယ်ရှန်ရန်ရဲ့အကူကြီးဟာကူဆန်းရဲ့စကားကိုကြားပြီးမျက်လုံးအစုံပြုကျဲသွားကစိတ်ခဲကနေဝမ်းသာအားရဖြစ်သွားပါတယ်ချက်ချင်းပဲအရက်ကိုလောလောင်းထည့်ပြီးရင်ပြောလိုက်ပါတော့တယ်ဒီတစ်ခါတော့တကယ်ပဲဘ ഹു တုတအစ်တွေရသွားတာပဲအဲ့ဒီနောက်မှာတော့သူတို့လင်မယားနှစ်ယောက်ဟာရရှိလာတဲ့နီးစနစ်စာရွက်ကိုကြည့်ပြီးအမောင်ထဲမှာတဟားဟားနဲ့အောင်ပွဲခံနေကြပါတယ်ဒီလူကောင်ကတကယ်ကိုရိုးတာပဲနီးစနစ်တွေကိုအကုန်ပြောပြနေတာငါတို့လည်းတခုလောက်စမ်းလုပ်ကြည့်ရအောင်ပြီးရင်သူ့စီကပတ်စံတွေအကုန်ယူကြတာပေါ့သူတို့ဟာလူယုံတွေကိုငွေတွေပေးပစ္စည်းတွေအပြည့်တင်ဆောင်လာတဲ့လက်ကြီးတွေကိုဝယ်ယူပြီးကိုပိုင်စက်ရုံကိုတစ်ခုမှာလှုပ်ဝက်စွာစတင်လုပ်ခိုင်းကြပါတော့တယ်ဦးကြီးထဲမှာတဲတွေကိုထည့်ပြီးနီးပြင်းပြင်းနဲ့ဖုတ်လိုက်တဲ့အခါအပူရှင်ကြောင့်တဲတွေဟာနီးရဲလာပြီးတဖြည်းဖြည်းနဲ့စူးပွက်လာပါတယ်ဒါပေမဲ့အခြေအနေကသူတို့ထင်တယ်လို့ဖြစ်မလာပဲဦးကြီးဟာအယမ်းပူလာပြီးအောက်ကွဲတော့မဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်ရှန်ကြီးငါတို့တွေအချိုးစားကိုမှားပြီးတုံးမိသွားတာလားဇနီးဖြစ်သူရဲ့ထိတ်လန့်တကြားအော်ဟစ်တန်အဆုံးပါပဲမိဖို့ကြီးဟာတရုံတုံးနဲ့ပောက်ကွဲထွက်သွားပြီးသူတို့လင်မယားနှစ်ယောက်စလုံးမြေပြင်ပေါ်ကိုပေါက်ရလဲကျသွားပါတော့တယ်အလုပ်တွေအကုန်ကက်စီပြီးကျွေးမိတွေတင်သွားတဲ့အခါမှာတော့ငွေချီးထားတဲ့လူအုပ်ကြီးကသူတို့အိမ်ရှိမှာပတ်စံကန်တောင်းရင်တောင်းကျင်ကြပါတော့တယ်ပတ်စံတွေကန်ပေးပါငါတို့ပတ်စံတွေကိုကန်ပေးကြပါလူအုပ်ကြီးရဲ့ရိုက်နှက်တောင်းဆိုမှုတွေကြားမှာရှန်ရန်ရဲ့အကူကြီးဟာဒေါသလက်ကြီးနဲ့စပွဲကိုရိုက်လိုက်ပြီးအန်ဂျိတ်ကပြောလိုက်ပါတယ်ကြည့်ရတာကူဆန်းဆိုတဲ့ကောင်လေးကငါတို့ကိုတကွက်ချန်ထားခဲ့ပုံပဲဒါပေမဲ့သူဟာလက်မလျှော့သေးပဲကူဆန်းရဲ့အိတ်စီကိုကိုရိုင်းသွားပြီးရွှေတုံးကြီးတရုံးနဲ့ထပ်မံချအောင်ပါတော့တယ်ညီအကိုငါတို့နှစ်ယောက်ပူးပေါင်းပြီးအလုပ်ကြီးတစ်ခုလုပ်ကြရအောင်အဲ့ဒီဒုတိယမြောက်လူရဲ့လက်အောက်မှာအလုပ်လုပ်နေတာဘာထူးမှလဲငါကပတ်စံဆိုင်မယ်မင်းကနီးစနစ်ထုတ်ပါငါတို့နှစ်ယောက်အမျက်ကိုတူတူခွဲယူပြီးနောက်ဆိုရင်မင်းကောငါကောတထေးတွေဖြစ်လာမှာပေါ့ကုဆန်းကတကားကိုကိုင်ရင်ခဏမြစဉ်းစားဟန်ပြုပြီးတပြင်းချကားတွေဝေးစွာပြန်ပြောပါတယ်ဒါကတိတ်ပြီးတော့မကောင်းဘူးထင်တယ်တထေးကြီးကရွှေတုံးကိုကုဆန်းရဲ့မျက်နှာနာအထိကပ်ပြရင်ပူပြီးညှောက်ပစ်လိုက်ပြန်ပါတယ်မကောင်းစရာပါရှိလေအဲ့ဒီဒုတိယမြောက်လူကကန်ကောင်းလို့ပါစီးပွားရေးလုပ်တာချင်းရှင်ရင်ငါကပူပြီးကျွမ်းကျင်တာသူ့ရဲ့စက်ယုံကတနေ့နေ့တော့မြို့တော်ကကုန်းတယ်တွေရဲ့ဝမ်းမြူတာကိုခံရမှာပဲကုဆန်းအကိုကြီးကမင်းကိုတကယ်ညီကိုတယောက်လိုသဘောထားလို့ပြောတာပါကုဆန်းဟာခဏမြနေတက်သွားပြီးနောက်ပြက်သားတဲ့အကြည့်နဲ့ကောင်းနေလိုက်ပါတော့တယ်ကောင်းပါပြီဒါဆိုရင်နောက်ဆိုညီလေးကအကိုကြီးနောက်ပဲလိုက်ပါတော့မယ်သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်ပြီးရဲ့နောက်မှာတော့လှုပ်ဝက်ချက်အစ်စ်အမှန်နဲ့လုပ်ငန်းခွင်အသစ်ကြီးကိုတိုးရင်းတနေရာမှာစတင်လိုက်ကြပါတယ်ကုဆန်းကိုရိုင်းတဲတွေကိုစံချိန်ကိုက်တိုင်းလာတဲ့မိဖို့ကြီးထဲမှာမှန်ရည်တွေဟာတောက်ပစွာအရေးပြောလာပြီးပုံစံခွက်ထဲကိုဂယူးတစိုက်လောင်းထည့်လိုက်တဲ့ခါမှာတော့လှပလုံးနဲ့ဖန်ခွက်အစ်စ်အမှန်တွေထွက်ရှိလိုလာခဲ့ပါပြီအောင်မြင်ပြီတကယ်ပဲအောင်မြင်သွားပြီရှန်ရန်ရဲ့အကူကြီးဟာဝမ်းသာအားရအော်ဟစ်နေချိန်မှာပဲကုဆန်းကဘေးကနေပြုံးပြီးဂုံပြူလိုက်ပါတယ်ဂုံယူပါတယ်ရှန်တထေးဒါပေမဲ့လောဘသားကြီးဟာဖန်ခွက်ကိုချီပြီးချက်ချင်းမျက်နှာပြတ်သွားကအခန်းထဲမှာဟိုးဟိုးဒီတီလျှောက်ရင်းရေးရွတ်ပါတယ်ဒီလုပ်ငန်းပမာဏကအရန်သိငယ်လုံးနဲ့ငါညီရှန်ရန်ရဲ့စက်ရုံကိုရှင်လို့မရဘူးသူကလူတင်ညာပြီးဆိုင်ခွဲတွေလည်းအများကြီးရှိတယ်ငါတို့ရဲ့ဒီလောက်ထုတ်လုပ်မှုလုံးနဲ့ဘာသွားလုပ်လို့ရမှာလဲကုဆန်းကတင်းငင်းစွာနဲ့ပဲပြန်မေးလိုက်ပါတယ်ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲရှန်ရန်ကိုကြီးရဲ့မျက်နှာဟာကောက်ကျစ်မှုတွေနဲ့ပြည့်နှက်သွားပြီးအကြံရုပ်တစ်ခုကိုထုတ်ဖော်လိုက်ပါတော့တယ်သူကနာမည်ကြီးတယ်ဆိုရင်ငါကသူ့ရဲ့နာမည်ကိုဖျက်ဆီးပစ်လိုက်မယ်အဲ့ဒီနေ့ညတကောင်ရံမှာတော့ရှန်ရန်ရဲ့အကူကြီးဟာဝစ်စုံနဲ့ကိုဝစ်စင်ပြီးရှန်ရန်ရဲ့မန်စီရွှေချစက်ရုံတွေကိုတိတ်တဆိတ်ခိုးဝင်လာခဲ့ပါတယ်အဆောင်တွေမရှိတဲ့အချိန်မှာစက်ရုံရဲ့တစ်သားတိုင်တွေကောက်ရိုးတွေပုံကိုစီတွေလိုက်လောင်ပြီးမိရှုဖျက်ဆီးပစ်လိုက်ပါတော့တယ်ညီလေးရှန်ရန်ဒီတခါတော့မင်းဘယ်လိုပြန်ထူတော့မလဲဆိုတာငါကြည့်ရသေးတာပေါ့သူဟာတဟားဟားနဲ့လှောင်ရင်းနေတော့မှာပဲရုတ်တရက်စက်ရုံတကာကြီးပွင့်ဟသွားပြီးကုဆန်းနဲ့အတူလက်နက်ကင်စစ်တီရောတွေဟာမိရှန်တွေကြားထဲကနေထွက်ပေါ်လို့လာခဲ့ပါတယ်ထောင်ချောက်ထဲပိတ်မိသွားပြီဆိုတာတိလိုက်ရတဲ့ရှန်ရန်ရဲ့အကူကြီးဟာထိတ်လန့်တုန်လုံးစွာနဲ့နောက်ဆုတ်လိုက်ရုံကလွဲလို့ဘာမှမလုပ်နိုင်တော့ပါဘူးကုဆန်းနာကိုဆွဲထုတ်လိုက်ပြီးတက်သားရဲ့လေတံနဲ့ကြီးညာလိုက်ပါတယ်ရှန်ချန်ကန်ကစက်ရုံကိုမိရှုဖို့ကြံစီမှုတက်တီတိုင်းတာအကုန်မိပြီမင်းကဘဲကိုထွက်ပြေးချင်သေးတာလဲစစ်တီတော်တွေကသူ့ကိုမြေပြင်ပေါ်ဆွဲလဲပြီးဖမ်းဆီးလိုက်တဲ့အခါရှန်ရန်ရဲ့အကူကြီးဟာနာကြီးတော်တဲ့ကြီးနဲ့ကုဆန်းကိုကြည့်ပြီးမင်းကကိုထောက်ချောက်စင်တာပဲလို့အော်ဟစ်လိုက်ပါတော့တယ်ကုဆန်းကတော့သူ့အနာကိုတင်းငင်းစွာရှောက်လာပြီးခက်ပြုံးပြုံးမျက်နှာထားနဲ့နာနာကက်ကပြောလိုက်ပါတယ်ရှန်အကူကြီးဒီတစ်ခါပေးလိုက်တဲ့နီးစနစ်ကတော့အစ်စ်မှန်ပါပဲနောက်တနေ့မနေ့မှာတော့ပြမှုကျူးလွန်ခဲ့တဲ့ရှန်ချန်ကန်ကိုတရခန်တင်တဲ့လက်အင်ဂျီတွေကိုထည့်ပြီးခေါ်ဆောင်သွားကြပါတော့တယ်ဘေးကနေရွာသားတွေကဝိုင်းကြည့်နေကြပြီးသူကတော့လှဲတိုင်တွေကိုကိုင်ကရှန်ရန်ကိုကြည့်ပြီးအညိုးတေးတွေနဲ့ချင်းချောင်နေပါတယ်ရှန်ရန်မင်းကကိုစောင့်နေလိုက်ပါငါထောင်ကထွက်လာတဲ့နေ့ကျရင်မင်းကိုအစမတန်ပြန်ပြီးပေးဆက်စေရမယ်မကြခင်ပါပဲ
အရာရှိတွေဟာသူ့ရဲ့နေအိမ်ကိုချိပေးဖို့ရောက်လာခဲ့ပြီးကြောက်လန့်တကြားဖြစ်နေတဲ့ဇနီးဖြစ်သူကတော့အိမ်နိုင်ကိုဖက်ကရှမ်းရံကိုငိုယိုပြီးအတနာခံနေပါတော့တယ်။ညီလေးရှမ်းရံကျမကိုကဲပါဦး။ရှမ်းရံမင်းအခုပတ်စံတွေရှိနေပြီပဲကျမကိုကိမထားပါနဲ့အိုး။ကျမကမင်းရဲ့မကြီးတော်ဆက်သူပဲလေ။ဘေးကရှမ်းရံရဲ့အဖေကလည်းသူ့ကိုလှမ်းပြောပါတယ်။ရံလေးသူကဘလောက်ပဲမကောင်းခဲ့ပါစေမင်းရဲ့မကြီးပဲလေ။ရှမ်းရံကတော့တရားဝင်အမိတ်စာချုပ်လောက်ကိုကြည်ရင်အတိတ်ကသူတို့လုပ်ခဲ့တဲ့ရုံမှမှုတွေကိုအေးဆက်ဆက်လေးတန်နဲ့ပြန်လဲတတိပြလိုက်ပါတယ်။အစတုန်းကမင်းအကိုကြီးကိုမြှောက်ပေးပြီးညီစနစ်တွေကိုခိုးခိုင်းတာအိမ်ကိုရောင်းခိုင်းတာပြီးတော့အတူကြီးစားတဲ့စီကနေပတ်စံတွေချိခိုင်းတော့ကဒီလိုနေမျိုးရောက်လာမယ်လို့ဘာလို့မတွေးခဲ့ကြတာလဲအပြစ်တွေအားလုံးကိုသိမြင်သွားတဲ့မိမကြီးဟာရှန်ရန်ရဲ့ခြေထောက်နာမှာတူးထောက်ဝစ်စင်ပြီးမြေကြီးကိုလက်နဲ့ကုတ်ကငိုကြွေးတောင်းမှန်มาတော့တယ်ကျမမှားသွားပါပြီကျမတကယ်ပဲမှားသွားပါပြီမင်းကျမကိုစားကြွေးတွေကိုဆက်ပေးပါဦးနောက်ဆိုရင်မင်းအတွက်နွားလိုမြင်းလိုအစီခံပါမယ်ရှန်ရန်ကတော့သူမကိုလှက်တောင်မချီပဲတင်းတင်းပြတ်သားစွာနဲ့ပဲနောက်ဆုံးစကားကိုဆိုလိုက်ပါတော့တယ်နာမင်းတို့ကိုအခွင့်အရေးပေးခဲ့ပြီးသားပါစစ်တီတော်တွေဟာအပြစ်ရှိတဲ့မိမကြီးကိုဥပဒေတိုင်းစက်ယုံပြင်ပသို့ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားကြပါတော့တယ်မြို့တော်ရဲ့စီကားလာတဲ့လမ်းမထံမှာလူတွေသွားလာလှုပ်ရှားနေကြပြီးဖန်ချက်ဖို့ကြီးထဲမှာတော့အလုသမားတွေဟာအပူချိန်တင်းတင်းနဲ့ဖန်တဲ့တွေကိုကျူးစားပန်းစားသုံးလုပ်နေကြပါတယ်ဖက်ရှိလာတဲ့ရောင်စုံဖန်ခွက်လှလှလေးတွေကိုမြို့တော်ကကုန်တယ်ကြီးတွေနဲ့အရာရှိတွေဟာသဘောကျနဲ့ထိုက်စွာနဲ့ငွေပြားတွေအပြိုင်ဆိုင်ပေးပြီးဝယ်ယူနေကြတဲ့အချိန်မှာပဲရှန်ရဟာသူ့ရဲ့စိုက်ခင်းထဲမှာရရင်အနာဂတ်အတွက်ရည်မှန်းချက်အသစ်တစ်ခုကိုစတင်တွေးတောနေပါတော့တယ်အခုကျွန်တော်ကမြို့တော်မှာအကြီးဆုံးအင်းသီးဟီရွက်ကုန်တယ်ကြီးဖြစ်ချင်တာတငယ်ချင်းဖြစ်သူကူစန်းပြောထားတဲ့စကားကိုပြန်စူးစမ်းမိရင်ရှန်ရန်ကစပွဲပေါ်ကိုနေဘုတ်တစ်ခုချလိုက်ပြီးသူ့ရဲ့ဒုတိယမြောက်စီမံကိန်းကြီးကိုအရာရှိတွေရှေ့မှာအလေးနဲ့ကြီးညာလိုက်ပါတယ်ငါတို့ဒုတိယမြောက်ကိစ္စကြီးတစ်ခုကိုလုပ်ကြမယ်စောင်းရတီမှာဖေးရည်တိစိုက်ကြမယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဘေးကလူတွေအားလုံးဟာမယုံကြည်နိုင်တော့အောင်အော်သွားကြပြီးတငယ်ချင်းဖြစ်သူကူစန်းတောင်မှကြောင်အန်းဖြစ်သွားရပါတယ်စောင်းရတီမှာဖေးရည်တိစိုက်မယ်ဟုတ်လားရှန်ရန်ရဲ့လူတွေကလည်းစင်းစရာတွေကိုကြည့်ရင်စိတ်ကက်လက်ပြက်နဲ့ရေရွတ်လိုက်ကြတယ်လို့ကူစန်းကလည်းစိုးရင်တကြီးနဲ့စာအုပ်ကိုကင်ပြီးမိကိုထုတ်ပါတော့တယ်တခင်ကတော့အလုံများပြီးရှုပ်သွားပြီထင်တယ်အကိုရက်စောင်းရတီမှာမြစ်တွေတောင်ရေခဲနေတာကိုဖေးရည်တိပြိုးပင်တွေရှင်းနိုင်မှာမလားရှန်ရန်ကတော့ဘာမှတုံ့လုံချင်းမရှိပဲဖန်တုံးတုံးကိုစိုက်ပျိုးရေးမြေပုံပေါ်တင်လိုက်ပြီးသူ့ရဲ့စီမံကိန်းကိုယုံကြည်ချက်ပြည့်နဲ့ရှင်းပြလိုက်ပါတယ်သူများတွေစိုက်ရင်မရှင်းပေမဲ့နာစိုက်ရင်မရှင်းဘူးလို့မဆိုလိုပါဘူးနာသားဖမ်းမှန်အင်ကိုသုံးပြီးတော့စောင်းရတီကိုနွေရတီဖြစ်ပြောင်းလဲပြင်မယ်နင်းတွေဖွေးခွေးလို့အောင်ကြနေတဲ့စောင်းရတီရောက်လာတဲ့အခါမှာတော့မြို့တော်ကတထေးကြီးတွေနဲ့ကုန်းတယ်တွေဟာအရက်တောက်ရင်ရှန်ရန်ရဲ့အကြံစီကိုလှောင်ပြောင်နေကြပါတယ်တထေးရှန်ရာဒီဥတုကအင်းနေပြီဆိုတော့နားနာနေပါဦးတဲကိုအကြီးကျိုပြီးရတနာလုံးနိုင်တာနဲ့ပဲဖျဲတီးဆိုင်ဖို့အထိတော့မစင်စားပါနဲ့တော့သူကတော့သူ့ကိုယ်သူတကယ်ပဲနက်ဖျားလို့ထင်နေတာပဲစောင်းရတီမှာဖျဲတီးဆိုင်လို့ရမယ်ဆိုရင်ငါခေါင်းကိုဖြတ်ပြီးဘောလုံးလုတ်ကန်ဖို့ပေးလိုက်မယ်တစ်ဖက်မှာလည်းရှန်ရန်ဟာမျိုးစားမင်းရဲ့တာသခင်လေးနဲ့အတူထမင်းစပွဲမှာထိုင်ရင်သူ့ရဲ့ယုံကြည်ချက်ကိုခက်မှန်ပြောပြနေပါတယ်ကျွန်တော်နောက်ထပ်ကိစ္စတစ်ခုကိုထပ်ပြီးစမ်းသပ်ကြည့်ချင်သေးတဲ့စောင်းရတီမှာဖျဲတီးဆိုင်တာကိုပေါ့တခင်လေးဟာအော်သွားပေမဲ့ရှန်ရန်ရဲ့စွမ်းဆောင်ရည်ကိုတိတာမှုစပွဲပေါ်ကမြေပုံကိုဆွဲယူပြီးအတတရောနဲ့ထောက်ခံလိုက်ပါတော့တယ်အကိုကြီးကတဲကူတော်အရေးကျနိုင်တာပဲဖျဲတီးဆိုင်တာတော့ကတော့ပါစာဖွဲ့လို့လေငွေတင်က3သိန်းကျွန်တော်ကိုသုံးပုံတပုံအစုရှယ်ရခဲ့ခွင့်ပေးပါရှန်ရန်ကပြုံးပြီးလက်ဆွဲနှုတ်ဆက်လိုက်ကသဘောတူညီမှုရယူလိုက်ပါတယ်ကောင်းပြီလေဒါပေမဲ့ဒီသတင်းဟာလမ်းမပေါ်ထိပြန့်နှံ့သွားပြီးလူတွေကဝိုင်းဝန်းရင်မော်တောင်ပြောင်ကြပြန်ပါတယ်ဟာရှန်အိမ်တော်ကအယူကနောက်ထပ်အသုံးမကျတဲ့လူတစ်ယောက်ကိုဆွဲခေါ်လာပြန်ပြီးချွေငွေတွေကိုထပ်ပြီးထုံးတိကြအောင်မှာပဲဟာဒီချီနေကြောင့်ပဲခန်းရထဲဝါတဲ့နန်းရင်ကင်းထဲမှာအရှိန်ဝါကြီးမလာတဲ့မျိုးစားမင်းရှောင်းဝင်ရဲ့ဟာဒေါသအမျက်ချောင်းထွက်ပြီးသူသားဖြစ်သူကိုကြာဖို့နဲ့ရိုက်နေဆုံးမပါတော့တယ်မိုင်မဲလိုက်တဲ့ကောင်ငါတို့ရှောင်းမိသားစုရဲ့တသက်တာနာမည်ကောင်းတွေအားလုံးကိုမင်းကတော့အကုန်ခက်စီးပစ်လိုက်ပြီတားဖြစ်သူကတော့တူးထောက်နေရပေမဲ့နာကျင်မှုကိုအန်ဒူရင်ရှန်ရန်ဘက်ကနေအတဲတန်ကာကွယ်ပြောဆိုနေပါတယ်အကိုကြီးရှန်ကထူးချွန်တဲ့သူပါသူကစောင်းရတီမှာဖျဲတီးဆိုင်လို့ရတယ်ဆိုရင်တကယ်ပဲဆိုင်လို့ရမှာပါရှောင်းဝင်ရဲ့ကြီးဟာတားဖြစ်သူရဲ့စကားကြောင့်ကြာဖို့ကိုတင်းတင်းဆုပ်ကိုင်းရင်စင်ခေါ်တဲ့အချီနဲ့ကြည့်လိုက်ပါတယ်ကောင်းပြီဒါဆိုရင်လည်းမင်းတို့စောင်းရတီမှာပြည်သူတွေကိုဖျဲတီးဘယ်လိုကျွေးမလဲဆိုတာငါကပဲစောင့်ကြည့်ရသေးတာပေါ့အဲ့ဒီနောက်မှာတော့ရှန်ရန်ကူဆန်နဲ့မင်းသားလေးတို့3ယောက်ဟာစိုက်ပျိုးရေးနီးကွက်ထဲမှာအလုသမားအမြောက်များနဲ့အတူဖန်လုံးအင်ကြီးကိုစတင်တိစောက်ကြပါတော့တယ်မြင်းလေးတွေနဲ့ကောက်ရိုးဆောင်တွေကိုတဲဆောင်လာပြီးဖန်လုံးအင်ကြီးကိုအလုံးပိတ်ကအတွင်းထဲမှာအပူရှိန်ရဖို့အတွက်မိသွေးတွေကိုမြင်းမြုပ်ပြီးမိငွေ့ကြပါတယ်နင်းတွေကြနေတဲ့ညချမ်းချိန်မှာရွာသားတွေဟာမီးလင်းနေတဲ့ဖန်လုံးအင်ကြီးကိုကြည့်ပြီးအံဝတ္တနဲ့လက်ညှိုးထိုးပြောဆိုနေကြပါတယ်မြင်မြလာကြည့်ပါဦးရှန်အိမ်တော်ကအယူကတကယ်ပဲဖျဲတီးပြိုးပင်တွေအတွက်အင်ကြီးဆောက်ပေးထားတာပြူဟာဖန်လုံးအိမ်တွင်းထဲမှာတော့ရှန်ရန်ဟာစိုးရိမ်စိတ်အပြည့်နဲ့ပြုတ်ကလေးတွေကိုထိတွေ့ရင်သူ့ရဲ့နောက်ဆုံးလောင်ကြီးကိုရေရွနေပါတယ်ခုဆန်းဒီတစ်ခါတော့ငါတို့လောင်ကြီးထက်ကြတာပေါ့တကယ်လို့ရှုံးသွားခဲ့ရင်တော့မူလအတိုင်းပြန်ဖြစ်သွားမှာပဲခုဆန်းကလည်းအကိုဖြစ်သူကိုစိတ်ချစေခြင်းတဲ့အတွက်အားပေးစကားဆိုလိုက်ပါတယ်အကိုကျွန်တော်အကိုနဲ့အတူရှိနေမှာပါရက်အနှဲငယ်ကြာပြီးနောက်မှာတော့ခုဆန်းဟာဝမ်းသာအားရနဲ့ဖန်လုံးအိတ်စီကိုပြေးလာပြီးရှန်ရန်ကိုလှမ်းခေါ်လိုက်ပါတယ်အကိုညဉ့်ညံလာကြည့်ပါဦးဖန်လုံးအိမ်ရဲ့လိုက်ကကိုဖွင့်လိုက်တဲ့အခါမှာတော့မိထောင်နေတဲ့အခုငွေတွေကြားထဲကနေစိမ့်ဆူပြီးအသက်ဝင်နေတဲ့ဖျဲတီးပြုတ်ပင်လေးတွေဟာထူးဆန်းစွာရှင်တန်ကြီးထွားနေတာကိုမြင်တွေ့လိုက်ရပါတယ်
ရှမ်းရန်ကတော့စိတ်သက်သာရသွားပြီးစိုက်ပျိုးရေးစာအုပ်ကိုကင်ထားတဲ့ကူစန်းကိုတေချာမှကြားလိုက်ပါတော့ရဲ့ဒီဖီယက်တီပြိုးပေရဲ့စိုက်ပျိုးနေတိုင်းဖီယက်တီတွေကိုအများအပြားစိုက်ပျိုးမဲ့အပူချိန်နဲ့ရေလောင်းတဲ့ပမာဏကတော့ပုံမှန်အတိုင်းအမြဲတမ်းတညီတညွတ်တည်းရှိနေဖို့လိုအပ်တယ်နင်းတွေဖွေးခွေးလို့အောင်ကြာဆင်းနေတဲ့နှစ်လကြာမြို့တော်ဈေးကွက်ထဲမှာတော့ရှမ်းရန်တို့တငယ်ချင်းနှစ်ယောက်ဟာဖီယက်တီလက်ကြီးကိုတုံးပြီးလမ်းမထံမှာအော်ဟစ်ရောင်းချနေကြပါတယ်လက်ဆက်တဲ့ဖီယက်တီတွေဒီနေ့စတင်ရောင်းချပါပြီရွာသားတွေဟာလည်းဒီလိုအေးစိမ့်တဲ့ရာသီမှာဖီယက်တီတွေမြင်ရတဲ့အတွက်ဟာတရေမောရင်မယုံနိုင်ဖြစ်နေကြပါတယ်ဟာဒီလိုအေးစိမ့်နေတဲ့ရာသီဥတုမှာဘဲကဖီယက်တီတွေလဲဒါပေမဲ့ရှန်ရန်ကဖုံးအုပ်ထားတဲ့ဆောင်းကိုလှန်ပြလိုက်တဲ့အခါမှာတော့စိမ့်ဆိုပြီးလက်ဆက်လုံးနဲ့ဖီယက်တီလုံးကြီးတွေကိုမြင်လိုက်ရတာမို့လူကုန်ကြီးတစ်ခုလုံးအံ့အားမင်တက်သွားကြပါတော့တယ်ဒါတကယ်ပဲဖီယက်တီတွေပဲအဲ့ဒီချိန်မှာပဲရှမ်းဝင်ရဲကြီးရဲ့မြင်းလဲတော်ရောက်ရှိလာပြီးတားဖြစ်သူကတော့ဂုံယူဝင်းကြွားစွာနဲ့အဖေဖြစ်သူကိုဈေးနှုန်းပြောလိုက်ပါတယ်အဖေဒီသူတွေကိုတော့တလုံးကို10တောင်းနဲ့ရောင်းတာပါတကယ်လို့အဖေဝင်မယ်ဆိုရင်တော့110တောင်းပဲပေးပါရှမ်းဝင်ရဲကြီးဟာတားဖြစ်သူရဲ့စားနှောက်မှုကိုဒေါသထွက်ဟန်နဲ့လက်ညှိုးထိုးဆူပူလိုက်ပါတယ်မင်းလိုယုံသူငယ်ကတော့ကိုဖေကူတောင်ပြန်ပြီးလိမ့်ချနေတာပဲဒါပေမဲ့လည်းသူဟာဝိဆက်ကူကိုထုတ်ပြလိုက်ပြီးတားဖြစ်သူကတော့ပျော်ရွှင်စွာနဲ့ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်အဖေအစတုန်းကကျွန်တော်ကိုအသုံးမကျတဲ့ကောင်လို့ဘသူကပြောခဲ့တာလဲညရောက်တဲ့အခါမှာတော့ရှမ်းဝင်ရဲကြီးဟာနန်းဆောင်ထဲမှာဖီယက်တီတစ်စိတ်ကိုနေရှက်စွာစားတုံးရင်ရှမ်းရဲရဲ့ပါရမီကိုမချီကျူးပဲမနေနိုင်တော့ပါဘူးတဲကိုအရေးကြိုပြီးဖမ်းမှန်လုပ်တယ်။ဆောင်းရာသီမှာဖီယက်တီစိုက်တယ်။ဒီလူကတော့တကယ်ပဲပါရမီရှင်တယောက်ပဲ။နောက်တစ်နေ့နန်းရင်ကြီးနီလာခန်းမှာတော့ရှမ်းဝင်ရဲကြီးဟာအရှင်မင်းကြီးရဲ့ရှေ့မှောက်မှာဒူးထောက်ပြီးရှမ်းရန်ကိုအမန်းတဲ့အဆူပြုလိုက်ပါတယ်။အရှင်မင်းကြီးအကျွန်ုပ်ကထူးချွတ်ထက်မြက်တဲ့လူတယောက်ကိုအဆူပြုချင်ပါတယ်။သူကဆောင်းရာသီမှာဖီယက်တီစိုက်ပျိုးနိုင်သည့်တဲကိုလည်းကြောက်စိမ့်ကဲ့သို့ဖမ်းမှန်အဖြစ်အရေးကြိုနိုင်စွမ်းရှိပါတယ်။မူမတ်အရာရှိအလုံးဟာလည်းတဲဆောင်လာတဲ့ဖီယက်တီတွေနဲ့ဖန်ခွက်တွေကိုကြည့်ပြီးတီးတိုးချီကျူးနေကြသလိုအရှင်မင်းကြီးကိုယ်တိုင်လည်းဖီယက်တီကိုနီးစမ်းပြီးအလွန်မင်းသဘောကျသွားပါတော့တယ်။ဒီလိုထူးချွန်တဲ့သူရှိနေတာဟာအကျွန်ုပ်အတွက်တော့ကောင်းချီးတရက်ပါပဲနောက်လပစစ်9ရက်နေ့မှာကြားရောက်မဲ့ကျောင်းနေမင်းသမီးရဲ့မွေးနေ့ပွဲအတွက်ရှမ်းရန်ကိုနန်းတော်ရဲ့ဝင်ရောက်ကစားဖို့အမိန့်ထုတ်ပြန်လိုက်ခဲ့နန်းတော်ရဲ့ဝင်ရောက်ကစားဖို့အမိန့်တော်ရရှိပြီးနောက်မှာတော့ရှမ်းရန်နဲ့တငယ်ချင်းဖြစ်သူခုဆန်းတို့ဟာမင်းသမီးလေးရဲ့မွေးနေ့ပွဲအတွက်လက်ဆောင်ကင်ဆင်ဖို့တိုင်ပင်ဆွေးနွေးနေကြပါတယ်ငါတို့လက်ဆောင်တစ်ခုခုတော့ကင်ဆင်ရမယ်ခုဆန်းဒါပေမဲ့ဘာဖို့ပြီးရင်ကောင်းမလဲရှမ်းရန်ကတော့တမယုကျလက်ဆောင်မျိုးမဟုတ်ပဲတခါမှမရှိဘူးသေးတဲ့အရာတစ်ခုကိုဖန်တီးဖို့စိတ်ကူးရသွားပြီးစပွဲပေါ်ကိုလက်ထောက်ကယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်ပြီးမယ်ဆိုရင်တော့ဒီခေတ်ကာလမှာတခါမှမရှိဘူးသေးတဲ့အရာမျိုးကိုပဲပေးရမယ်။အဲ့ဒီနောက်မှာတော့ရှန်ရန်ဟာသူ့ရဲ့အလုပ်ရုံထဲမှာလက်သမားပညာရှင်ကြီးတွေစက်မှုပညာရှင်တွေနဲ့အတူထူးဆန်းတဲ့တစ်တပုံစံဒီဇိုင်းတစ်ခုကိုစက်ကူပေါ်မှာစတင်ရေးဆွဲပါတော့တယ်။သူ့ရဲ့ဘေးမှာရှိတဲ့မင်းသားငယ်လေးကလည်းရှန်ရန်ပုံဆွဲနေတာကိုကြည့်ရင်အရှင်မင်းကြီးရဲ့အခက်အခဲတစ်ခုကိုသတိရပြီးပြောပြလာပါတယ်။အရှင်မင်းကြီးကအစီရင်ခံစာတွေကိုဖတ်ရှုစစ်ဆေးတဲ့အခါတိုင်းစာလုံးတွေကိုတေချာမမြင်ရဘဲအမြဲတမ်းမဝါနေတတ်တယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ရှန်ရန်ကစိတ်ကူးအစ်စ်တစ်ခုရရှိသွားပြီးလက်သမားတွေပန်းပဲဆရာတွေနဲ့အတူနှင်းညမနာတူတူတန်လွှတ်တိုက်တန်တွေစူးညံနေအောင်အလုပ်ဆောက်လုပ်ကြပါတော့တယ်။ရှန်ရန်ကိုယ်တိုင်လည်းဆက်သွားဆက်ကွင်းလေးတွေကိုတေချာတက်ဆင်ရင်ထူဆန်းတဲ့တစ်တာလေးတစ်လုံးနဲ့အတူဖမ်းမှန်ဘီလူးကိုအသုံးပြုပြီးတစ်ခုခုကိုအသေးစိတ်ပြုလုပ်နေပါတယ်။နောက်ဆုံးမှာတော့ရှန်ရန်ဟာတစ်တာလေးရဲ့ဘေးကစက်ကလုတ်ကိုလှစ်လိုက်တဲ့အခါမှာတစ်တာဖုံးကအလိုလျောက်ပွင့်ဟာသွားပြီးအတွင်းထဲကဆက်သွားတွေဟာတကက်ကက်နဲ့လဲပတ်သွားပါတော့တယ်။အဲ့ဒီတစ်တာလေးရဲ့ဘေးမှာတော့အဝင်းနယ်လေးတစ်ထည်ပုံမှာတင်ထားတဲ့ထူဆန်းလာတဲ့နစ်မှန်တစုံဟာဖျောင်းတိုင်မီးအောင်အောက်မှာဝင်းလက်လုံနေပါတယ်။ရှန်ရန်နဲ့ညီကိုတွေဟာသူတို့ပြင်ဆင်ထားတဲ့အဖိုးတလက်ဆောင်တစ်တာနှလုံးကိုအနီရောင်ဘူးကြီးတွေနဲ့တေချာထဲသွင်းပြီးဝင်းနေပွဲစီကိုတဲဆောင်လာခဲ့ကြပါတယ်။နန်းတော်ကြီးရဲ့ခန်းနာထဲဝါလာတဲ့မွေးနေ့ခံမဆောင်ကြီးထဲမှာတော့အစင်းညင်မုံမတ်တွေမင်းကြီးမင်းသားတွေနဲ့ကုန်တယ်ကြီးတွေဟာဝစ်စုံအကြီးနဲ့ရောက်ရှိနေကြပြီးစီကားတိုင်းနဲ့လုံနေပါတယ်။အဲ့ဒီချိန်မှာပဲအရက်သားဝစ်စုံနဲ့ဝင်ရောက်လာတဲ့ရှန်ရန်ကိုမြင်လိုက်ရတဲ့မင်းသားငယ်တစ်ပါးကရက်တောင်ကိုခတ်ရင်းလူအများရှိမှအထင်မြင်သေးစွာလောင်ပြောင်းလိုက်ပါတော့တယ်။လဲဆိုင်ကဒေါသတယောက်ကတော့နန်းတော်ထဲကိုဝင်ရဲတယ်ပေါ့ဟုတ်လားဟာတကယ်ပဲအစင်တန်းကိုမတိတတ်တဲ့ကောင်ပဲဒီစကားကြောင့်ဘေးကမင်းသားကဒေါသထွက်ပြီးရလုတ်ဖို့ကျင်းလိုက်ပေမဲ့ရှန်ရန်ကသူ့ရဲ့ပကုံးကိုလှမ်းကင်ပြီးပြုံးရဲတားဆီးလိုက်ပါတယ်မင်းသားမခေါ်ပါနဲ့သူတို့ရဲ့အဖေတွေတာမရှိရင်သူတို့လည်းဘာမှမဟုတ်တော့ပါဘူးအဲ့ဒီချိန်မှာပဲခမ်းမဆောင်ကြီးရဲ့တကားမကြီးပွင့်သွားပြီးလှပလုံးနဲ့ကြောင်လေးမင်းသမီးလေးဟာအချိုင်ရန်တွေနဲ့အတူခန့်ညားထဲဝါစွာဝင်ရောက်လာပါတော့တယ်မင်းသမီးလေးရဲ့အလှပကိုမြင်လိုက်ရတဲ့ရှန်ရန်ဟာလည်းရင်ခုန်တန်တွေမြန်ဆန်သွားပြီးမင်းတက်ကမြင်မောကြည့်နေမိပါတယ်မကြခင်မှာပဲအရာရှိကြီးကလက်ဆောင်ဆက်သမဲ့သူတွေရဲ့နာမည်ကိုစတင်ကြေညာပါတော့တယ်စစ်ရေးဝင်ကြီးရဲ့သားရွှေလင်းမှအနောက်ဘက်ဒေတာထွက်မဟူရာဘူတီကုန်းတကုန်းဆက်တပါတယ်မင်းသမီးလေးကတော့ပြုံးပြီးခေါင်းညစ်ပြလိုက်တယ်လို့မှုမက်တွေကလည်းတီတိုးချီကျူးနေကြပါတယ်ပြည်ထဲရေးဝင်ကြီးရဲ့သားဟန်ရွဲမှတို့စီကြောက်စိန်စံထိုးတစုံဆက်တပါတယ်အရာရှိတွေတယောက်ပြီးတယောက်လက်ဆောင်တွေဆက်တပြီးရဲ့နောက်မှာတော့အရာရှိကြီးကရှန်ရန်ရဲ့နာမည်ကိုဖတ်လိုက်ပါတော့တယ်အရက်သားရှန်ရန်မှလက်ဆောင်ခေတစ်တာတလုံးဆက်တပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့တခမ်းမလုံးကမင်းကြီးမင်းသားတွေနဲ့မှုမက်တွေဟာဟာတိုက်ပြီးဝိုင်းဝန်းရင်မောကြပါတော့တယ်ဟာတစ်တာတလုံးဟုတ်လားဒါကထင်းကိုတောင်ထဲကကောက်လာတဲ့အမိုက်များလာပြတောသားတွေဟာရိုးရတလေးကိုမသိတော့နန်းတော်ထဲအထိအဆက်လာခွင်းနေတာပဲဘေးကမင်းသားငယ်လေးကလည်းရှန်ရန်ကိုအကိုကြီးသူတို့အကိုကြီးကိုဝိုင်းပြီးစော်ကားနေကြပြီးရှန်ရန်ကတော့ဘာမှတုံ့လုံခြင်းမရှိပဲတင်းနေစွာနဲ့အရှိကိုတက်လာပြီးတစ်တာကိုစပွဲပေါ်တင်လိုက်ကပြောလိုက်ပါတယ်လူတွေကဝိုင်းရကြတာ
ကျွန်တော်ကတော့ကျင့်သားရနေပါပြီမင်းသားကြီးတစ်ပါးကတော့တစ်တာဘူးကြည့်ပြီးနှာခေါင်းရှုံကထပ်မံလောင်ပြောင်လိုက်ပြန်ပါတယ်ငါကဘာဖူးတန်ရတနာလဲလို့တကယ်ပဲအပေါ်စားတစ်တာဆူကြီးဖြစ်နေတာပဲတောသားတွေရဲ့လက်ရကတော့ကြမ်းတမ်းလိုက်တာပလင်ဘောကအရှင်မင်းကြီးကတော့ဒီနေနဲ့မျက်နှာထားနဲ့တစ်တာကိုစိုက်ကြည့်ရင်ရှန်ရန်ကိုမိလိုက်ပါတယ်ဒီတစ်တာကတမန်ယူကြအရာတစ်ခုမဟုတ်ဘူးပေါ့ဘေးကလူတယောက်ကဝင်ပြီးလှောင်ပြောင်ပြန်ပါတယ်ဒါဆိုဒီတစ်တာကဘာကဦးမလားရှန်ရန်ကပြုံးပြီးယုံကြည်ချက်အပြည့်နဲ့ပြန်လဲဖြေချလိုက်ပါတယ်မှန်ပါတယ်အရှင်မင်းကြီးအဲ့ဒီနောက်ရှန်ရန်ဟာတစ်တာဘေးကစက်ကလုတ်ကိုအားရပါရလှည့်လိုက်ပါတော့ရဲ့စက်ကလုတ်လည်းပတ်သွားပြီးနောက်တစ်တာဖုံးကအလိုလျောက်ပွင့်ထွက်သွားကအတွင်းထဲကနေလှပလုံးတဲ့ရောင်စုံဖန်တဲ့သမီးရုပ်တုလေးတစ်ခုဟာထူဆန်းလာတဲ့တေးဂီတတန်စင်တွေနဲ့အတူစတင်ကပြပါတော့တယ်တာယာညညောင်းလာတဲ့ဂီတတန်စင်နဲ့လှပတဲ့နတ်သမီးလေးကနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့မင်းသမီးလေးဟာအလိုအမင်းအံ့ဩသွားပြီးပါဇက်ကိုလက်နဲ့ပိတ်ကရေးယူလိုက်မိပါတယ်ဒါကတေးဂီတတန်စင်တွေပဲလောကကြီးမှာဒီလိုထူဆန်းအံ့ဩစရာကောင်းတဲ့အရာမျိုးရှိနေပါလားအရှင်မင်းကြီးကိုယ်တိုင်လည်းပလင်ပေါ်ကနေမတ်တက်ထည့်လိုက်ပြီးမယုံကြည်နိုင်တော့အောင်အံ့ဩမင်တက်စွာနဲ့အောက်ကိုဆင်းလာကချီကျူးစကားဆိုပါတော့တယ်လက်ရကလည်းစမ်းကြယ်လာပြီဆိုစိတ်ကူးစိတ်တန်းကလည်းအလွန်ကောင်းမွန်လာပါပေတယ်ရှန်ရဲ့စမ်းကြယ်လာတဲ့တေးဂီတတစ်တာကြောင့်တခန်းလုံးအံ့ဩနေချိန်မှာမနာလိုတဲ့ဝင်းကြီးတာလင်းဖိန်ကကဲရဲလိုက်ပေမဲ့မင်းသားငယ်ရဲ့ပြန်ပတ်မှုကြောင့်ရှက်ရသွားပါတယ်တစ်ဖက်မှာတော့မင်းသမီးလေးကဒီလက်ဆောင်ကိုအညက်တနိုးသဘောကျသွားသလိုအရှင်မင်းကြီးကလည်းချီကျူးပြီးရှန်ဆက်တာတဲ့မျက်မှန်ကိုတက်ဆင်ကြည့်ကမယုံနိုင်တော့အောင်အားရပါရရေမောပါတော့တယ်ကြည်လင်လိုက်တာတကယ်ကိုထူဆန်းအံ့ဩစရာလူဆွမ်းကောင်းပါပဲဟာညစာပွဲမှာမနာလိုတဲ့မင်းသားကြီးကရှန်ရဲ့အရေးချင်းကိုအသေးဖွဲလို့စော်ကားတဲ့အခါမင်းသားငယ်ကဒေါသတကြီးနဲ့ကာကွယ်ပြောဆိုပေးပါတယ်ဒါဘူးရှန်ရန်ကစပွဲပေါ်မှာကြပြတဲ့ပုတ်ကိုချက်ချင်းရေးသားပြီးတက်တည်တက်လိုက်ရတခါမလုံးမင်းတက်သွားပြီးအရှင်မင်းကြီးကိုယ်တိုင်မတ်တရက်ကချီကျူးလိုက်ရပါတယ်ကောင်းကကြည်လားခန့်ညာထဲဝါပြီးဆက်ရှိန်ပြည့်ရှိတဲ့ကြပြပဲတကယ်ပညာရှင်ကြီးရဲ့လက်ရမျိုးပဲရှန်ရန်ရဲ့ထူးချွန်မှုကိုပြမြင်သွားတဲ့အရှင်မင်းကြီးဟာသူ့ကိုစောက်လို့ရေးဒုတိယဝန်ကြီးအဖြစ်ချက်ချင်းယာဒူးတိုးမြင့်ပေးလိုက်ပါတယ်အဲ့ဒီနောက်ရှန်ရန်ကရိတ်ခါတွေကို6လက်ကြတဲ့အထိမပုတ်မတိုးအောင်ထိမ့်သိမ့်နိုင်မဲ့စီတူဘူးလွတ်ဝက်နီလန်ကိုတင်ပြလိုက်ရအရှင်မင်းကြီးကပို့လို့တောင်သဘောကျသွားပါတော့တယ်ယာဒုခတ်အပ်တဲ့အမိတော်ကြောင့်ရှန်ရန်ရဲ့ဖခင်ကြီးဟာဝမ်တာပီတီဖြစ်လုံးလို့နေရီကြခဲ့ရပြီးတားဖာနှစ်ယောက်ဟာအသစ်ဆက်ဆက်ရရှိထားတဲ့ဒုတိယဝန်ကြီးအိမ်တော်ကြီးစီကိုအရက်သားတွေရဲ့ချီကျူးတန်တွေကြားထဲကနေဂုံယူစွာဝင်ရောက်လာခဲ့ပါတယ်ဒုတိယဝန်ကြီးဖြစ်လာပြီးနောက်ရှန်ရန်ဟာစောက်လို့ရေးဝန်ကြီးဌာနရဲ့အလုပ်ရုံတွေကိုပထမဆုံးအကြိမ်ဝင်ရောက်လာခဲ့ပါတယ်အလုပ်ရုံထဲမှာအရာရှိကြီးတဦးကသူတို့ရဲ့ဂုံယူစရာလက်တွန်းလဲအစ်စ်ကိုပြတာပြီးရှန်ရန်ကိုဘာချန်ညံပေးခြင်းလဲလို့စင်ခေါ်လိုက်ပါတယ်ရှန်ရန်ကတော့ခက်အေးအေးပဲပြန်လဲတုတ်ပြန်လိုက်ပါတယ်ရိတ်ခတ်တိုးနဲ့လဲဆိုလေတစည်းလောက်နဲ့များတိုင်းကြီးရဲ့အဖိုးတန်ရတနာလို့သတ်မှတ်နေကြတာလားအရာရှိတွေအားလုံးဝိုင်းဝန်းအောင်ပြောင်ကြစင်ပါပဲရှန်ရန်က3နှစ်အရွယ်ကလေးငယ်တောင်မှရန်သူကိုတစ်ချက်ထဲနဲ့အသက်ပြောက်အောင်ကစ်တက်နိုင်တဲ့လက်နက်တစ်ခုတူဖန်တီးနိုင်ကြောင်းကြေညာလိုက်ပါတယ်ဒါကူကြတော့အုတ်ချုပ်ရည်မှုရန်ကြီးကမချေမနှက်နဲ့စင်ခေါ်လိုက်ပါတော့ရဲ့မင်းသားအဲ့ဒီလက်နက်ကိုတကယ်ဖန်တီးပြနိုင်ရင်ငါဒီနေရာမှာရင်တူးထောက်ပြီးမင်းကိုအဖေလို့ခေါ်မယ်ဗျာရှန်ရန်ကတင်းငင်းစွာနဲ့ပဲပြန်ပြောလိုက်ပါတယ်ကောင်းပြီလေဒါဆိုရင်လည်းကောင်းမွန်မှုသာပြင်ထားလိုက်ပါတော့အဲ့ဒီနောက်ရှန်ရန်ဟာစမ်းပြလာတဲ့လင်းညာလက်နက်ဒီဇိုင်းကိုရေးဆွဲပြီးလက်သမားတွေကိုနင်းညမနာအသေးစိတ်ဖန်တီးထိုင်းပါတော့တယ်အရှင်မင်းကြီးကိုယ်တိုင်လည်းရှန်ရန်ရဲ့စနစ်ကျလာတဲ့လုပ်ငန်းစဉ်တွေကိုစောင့်ကြည့်မိခဲ့ပါတယ်ရက်အနှဲငယ်အပြင်းထန်စူးစမ်းပြီးနောက်မှာတော့တစ်တားနဲ့တမနီဆက်ထားတဲ့စမ်းပြလာတဲ့လင်းညာလက်နက်ငယ်လေးထွက်ပေါ်လာခဲ့ပါတယ်ရှန်ရန်ကမြားရန်ကိုတင်ပြီးအစင်သင်းပြင်လိုက်ချိန်မှာရန်ကြီးကကလေးကစားစရာလိုဆက်ပြီးလှောင်ပြောင်နေတော့မှာပဲဒါနဲ့ရှန်ရန်ကလင်းညာကိုရန်ကြီးရဲ့မျက်နှာစီတက်တက်ချိန်ရွယ်ပြီးအေးဆက်ဆက်နဲ့မိလိုက်ပါတော့တယ်ဒီလက်နက်ကစစ်ဝတ်စုံချက်ဝတ်တစားတွေကိုဖောက်ထွင်းနိုင်မလားဆိုလားစမ်းသက်ကြည့်ရင်သိရတာပေါ့ဝင်းကြီးမင်းရန်ကြီးဟာလက်ခံသွားပြီးတိတ်ခါကြမခံပဲအရှက်ပြေအောင်ပြန်ပြီးအော်ဟစ်လိုက်ပါတော့တယ်ကောင်းပြီလေဒါဆိုရင်လည်းငါကိုယ်တိုင်စမ်းသက်ပြမယ်ငါအတွက်စစ်ချက်ဝတ်တစားကိုတွားယူခဲ့ကြစမ်းအခုချက်ချင်းတူးထောက်ပြီးအဖေလို့ခေါ်ရင်ခုံးမခေါ်ရင်တော့ကြပြားတက်ပြောက်ပြီပဲမိုင်းမဲလိုက်တာမင်းလိုအဝါရောင်နိုးနဲ့မစင်သေးတဲ့ကလေးကများငါ့ကိုအာခံရဲတယ်ကဲကစ္စန်းအုတ်ချုပ်ရည်မှုရဲ့စိန်ခေါ်မှုကိုကောင်းငင်ပြပြီးနောက်ရှန်ရက်ဟာလေးများကိုအကုတ်ဆွဲပြီးကစ်လွတ်လိုက်ပါတော့တယ်မြဟာလေးထုကိုဖျက်တမ်းပြီးအုတ်ချုပ်ရည်မှုရဲ့ပကုံးသားကနေကက်ကနောက်ကကြောက်နေရန်ကြီးကိုအပိုင်းပိုင်းဖြစ်အောင်ဖောက်ခတ်သွားခဲ့ပါပြီဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒီလောက်ပြင်းထန်တဲ့အင်အားမျိုးအချင်းတွေကိုစောင့်ကြည့်နေတဲ့ဧကရမင်းညဟာဝမ်တာအားရနဲ့ရှေ့ကိုထွက်လာပြီးချီကျူးစကားဆိုပါတော့တယ်ကောင်းတယ်တကယ်ကိုကောင်းလာတယ်ရှန်ရက်ဟာတကယ်ကိုထူးချွန်တဲ့ပါရမီရှင်ပဲဒီလက်နက်ကတကယ်ကိုကြောက်စရာကောင်းပြီးအစွမ်းထက်လာပါတယ်မင်းကြီးရှန်ရက်ရဲ့စစ်တင်ညာနဲ့အရေးချင်းကိုငါကိုတော့တကယ်ပဲလေးစားမိတယ်အနတ်မင်းတို့လည်းအားလုံးမြင်တဲ့အတိုင်းပဲအခုချိန်မှာဘသူကများမချေနဲ့တာရှိသေးတယ်ကျွန်တော်မျိုးလှိုက်လိုက်လဲလေးစားမိပါပြီမင်းကြီးဒါနဲ့ဒီလက်နက်ဆိုင်ရဲ့နာမည်ကဘာလဲရှန်ရက်မင်းကြီးခွင့်ပြုမယ်ဆိုရင်ကျွန်တော်မျိုးဒီလက်နက်ကိုရှန်ချီလီယန်နူရှန်မျိုးနယ်တုံများကန်လို့နာမည်ပေးပေးရစေကောင်းတယ်တကယ်ကိုကောင်းမွန်တဲ့လက်နက်ဆန်ပဲဒီလက်နက်တာရှိရင်ငါတို့မဟာရှမင်းနေပြီးတော့ရဲ့စစ်အင်အားဟာထိတ်ဆုံးကိုရောက်ရှိသွားမှအမှန်ပဲမင်းကြီးအရှင်မင်းကြီးဒီလက်နက်ကိုတညလုံးကြည့်နေတာမောလာရောပေါ့ဒီရှန်ရဆိုတဲ့လူငယ်လေးကတော့တကယ်ကိုထူးခြားတဲ့သူပဲသူ့ကိုယာရုတူပြီးအရေးယူသုံးဆွဲတင်ပါတယ်မင်းကြီးနောက်တစ်နေ့ညီလာခံတွင်စစ်မြေပြင်မှသတင်းဆိုးတစ်ခုရောက်ရှိလာခဲ့ပါတယ်မင်းကြီး
စစ်ရေးသတင်းအရေးပေါ်တင်ပြစရာရှိပါတယ်ရန်သူတွေဟာမြေပြင်အနေထားကိုအသုံးချပြီးကျွန်တော်တို့စစ်တပ်ရဲ့ရိတ်ခါလမ်းကြောင်းကိုပိတ်ဆို့ဖျက်တောက်လိုက်ပါပြီစစ်သူကြီးစီကနေစစ်ကူတောင်းတဲ့စာ၃ချိန်တိုင်တိုင်ရောက်ရှိလာခဲ့ပါပြီမင်းကြီးကျွန်တော်တို့ရဲ့မဟာမိတ်စစ်တီတော်တသိန်းကျော်ဟာလည်းထိခိုက်ကြဆုံးမှုတဝက်ကျော်ရှိနေပါပြီနောက်ထပ်တစ်လလောက်ထိရိတ်ခါထပ်မရောက်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့စစ်တပ်တစ်ခုလုံးချေမုန်းခံရပြီးဝန်းပလွေတောင်ကုန်းမြေကြီးလည်းကြာဆုံးသွားနိုင်ပါတယ်အမှတ်မင်းတို့ဒီစစ်ပွဲကိုဘယ်လိုရင်ဆိုင်ကြမလဲမင်းကြီးနေဆက်ဒေတာကြာဆုံးသွားပါပြီရိတ်ခါတွေလည်းကုန်ခန်းနေပါပြီအခုချက်ချင်းစစ်တီတော်တသိန်းထပ်မံစီလို့ပြီးရန်သူတွေကိုပြန်လဲတိုက်ခိုက်ပြီးတိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ရပါမယ်ရှောက်တင်ပါတယ်မင်းကြီးရန်သူတွေကအားကောင်းနေချိန်မှာစစ်ထက်တိုက်ရင်ကျွန်တော်တို့လူအင်အားပဲပြုံးကြည့်ပါလိမ့်မယ်ကျွန်တော်မျိုးအကြံပြုချင်တာကတော့ရန်သူတွေကိုနည်းနည်းတချို့ခွဲဝေပေးပြီးတောင်းပန်တရားစီးရဆဲဖို့ပါပဲဒါမှတိုင်းပြည်အေးချမ်းမှာပါမင်းကြီးဟာအမတ်တွေရဲ့အငင်းပွားမှုကိုနားထောင်ပြီးတပြင်းချကဆူလိုက်ပါတယ်အမတ်မင်းတို့ပြောတဲ့စကားတွေဟာခေတ္တခဏအတွက်ပဲအဆင်ပြေမဲ့နီးလန့်တွေပါဒါပေမဲ့ဟိုမှာဒုက္ခရောက်နေတဲ့စစ်တီတော်တသိန်းဟာလည်းငါရဲ့သားသမီးပြည်သူတွေပဲရှန်ရန်မင်းကတာမန်စင်းရဲသားမိသားစုကနေဆင်းသက်လာပေမဲ့အနင်ကျဲတဲ့သူတယောက်ပဲမင်းမကောဒီအချိန်လေးကိုကဲတင်မှုကောင်းမွန်တဲ့အကြံဉာဏ်ရှိမလားရှောက်တင်ပါတယ်မင်းကြီးတိုင်းပြည်ရဲ့နေဆက်ညီတလက်မတောင်မှရန်သူလက်ထဲဆုံးရှုံးမခံနိုင်ပါဘူးတကယ်လို့ဒီနေ့ကျွန်တော်မျိုးတို့တလန်းဆုပ်ပြလိုက်ရင်မနက်ဖြန်မှာရန်သူတွေဟာနေပြည်တော်ထိတက်လာပါလိမ့်မယ်ဒီနေ့နေမြေတစ်ခုပြလိုက်ရင်မနက်ဖြန်မှာကျွန်တော်မျိုးတို့တိုင်းပြည်ဆိုတာရှိတော့မှမဟုတ်ပါဘူးထို့စဉ်စစ်သူကြီးပေဟန်ဟာဒေါသတကြီးနီလာခံနဲ့ဝင်ရောက်လာပါတော့တယ်မင်းကများဒီလိုထူးဆန်းတဲ့နီလာလေးတွေနဲ့မင်းကြီးရဲ့ယုံကြည်မှုကိုရယူပြီးဒီလိုနီလာခံထဲမှာစကားကြီးစကားကျယ်ပြောရဲတယ်ပေါ့စစ်တီတော်တသိန်းဟာနေဆက်မှာပိတ်မိနေတာမင်းလိုစာပေသမားတယောက်နားလည်နိုင်တဲ့အရာမဟုတ်ဘူးရှန်ရန်ဟာစစ်သူကြီးပေဟန်ကိုစိုးရိမ်စိတ်မရှိဘဲတင်းနေစွာကြည့်ပြီးတုတ်ပြန်လိုက်ပါတယ်ကျန်တော်မျိုးဟာစစ်မတိုက်တတ်ဘူးလို့စစ်သူကြီးထင်နေတာလားဒါမှမဟုတ်ကျွန်တော်မျိုးရဲ့အကြံဉာဏ်ကလူကင်းကြံလို့ထင်နေတာလားကျွန်တော်မျိုးရဲ့ဒီအကြံဉာဏ်ဟာတာမန်လူတွေမတွေးတောနိုင်တဲ့နှက်သက်ကြွေတဲ့အကြံဉာဏ်မျိုးပါဒီအကြံဉာဏ်ကိုရှန်ရန်ကနတ်မင်းအကြံဉာဏ်လို့အမည်ပေးထားပါတယ်ကောင်းပြီရှန်ရန်ကဒီလောက်တောင်အာမခံနေမှာတော့မင်းရဲ့အကြံဉာဏ်ကိုမကူတော့နားဆင်ချင်တာပေါ့ဒီစစ်ပွဲကိုမင်းဘလို့ဖြေရှင်းမှာလဲမင်းကြီးစိတ်အေးထားပါကျွန်တော်မျိုးဟာဝန်းပလွေတောင်ကစစ်တီတော်တသိန်းကိုတေဘေးကနေအသက်ပြန်သွင်းပေးပါမယ်နီလာခံပြီးနောက်မင်းကြီးဟာရှန်ရန်ကိုအဆောင်တော်ထဲတီးတန့်ခေါ်ယူပြီးတွေးဆုံခဲ့ပါတယ်ရှန်ရန်ခဏလောက်နေခဲ့ပါဦးကျွန်တော်မျိုးမင်းကြီးကိုရှောက်တင်စရာရှိပါတယ်မင်းကနေဆက်ဒေတာရဲ့အနေအကိုကဲတင်နိုင်မဲ့နတ်မင်းအကြံဉာဏ်ရှိတယ်လို့ပြောခဲ့တယ်နော်အခုဒီနေရာမှာဘယ်သူမှမရှိတော့ဘူးနာကိုတော့ကိုပွန့်ပွန့်လင်းလင်းပြောပြဆန်ပါမင်းကြီးဂီယာဟာစစ်တီတော်တသိန်းကိုတေဘေးကနေကဲတင်နိုင်မဲ့ထူးခြားတဲ့ရိတ်ခါဆန်းပါပဲဒါကဘာဖြစ်စီလဲဒီတန်ဘူးခုံလေးတွေကရိတ်ခါဟာစစ်တီတော်တသိန်းကိုကဲတင်နိုင်စွမ်းရှိပါတယ်မင်းကြီးအသေးချာကြည့်ရှုပေးပါရှန်ရန်ဟာတန်ဘူးကိုဖွင့်လိုက်တဲ့အခါအမွှေးတစ်ထောင်ထောင်နဲ့မွှေးကြံလာတဲ့အသားလုံးတွေထွက်ပေါ်လာပါတယ်ဒါကတကယ်အသားစစ်စစ်တွေပဲမှန်ပါတယ်မင်းကြီးဒါဟာနေ့လည်စာအသားဘူးဖြစ်ပါတယ်အရှင်မင်းကြီးနီးစမ်းကြည့်တော်မူပါဒီအသားကိုစားသုံးလိုက်ရင်ချက်ချင်းပဲအင်အားပြန်ထိလာစေနိုင်ပါတယ်ဒါနဲ့မကတ်သေးပါဘူးဒီအသားဘူးကိုနိုင်ဝက်တို့မဟုတ်လာပေါင်းများစွာကြာအောင်တင်းစီထားနိုင်ပါတယ်မိဆွဲပြီးချက်ပြုတ်စရာမလိုပဲဘူးဖွင့်တာနဲ့ချက်ချင်းစားသုံးနိုင်တာမို့အရသာကလည်းအလွန်ကောင်းမွန်လာပါတယ်တကယ်ကိုထူးခြားကောင်းမွန်တဲ့ရိတ်ခါဆန်ပဲဒီလိုအသားဘူးမျိုးသာရှိမယ်ဆိုရင်ငါတို့စစ်တပ်ဟာစာလာမှုတိတ်မှုတန်ကိုဘယ်တော့မှခံရမှာမဟုတ်တော့ဘူးမင်းကအရာရာကိုကြိုတင်ပြင်ဆင်ထားပြီးသားပဲကိုရန်သူတွေကငါတို့ရဲ့ရိတ်ခါလမ်းကြောင်းကိုဖျက်တောက်မယ်ဆိုတာကျွန်တော်မျိုးကြိုတင်တွေးဆထားပြီးသားပါမင်းကြီးတာကြောင့်အရေးပေါ်အခြေအနေအတွက်ဒီအသားဘူးတွေကိုကြိုတင်ထုတ်လုပ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ငါကိုတော့ကအင်ရှိမင်းသားကိုမင်းနဲ့အတူစစ်မြေပြင်ကိုလိုက်ပါစီမယ်သူ့ကိုအတွေ့အကြုံရရှိစေပြီးလူလူရဲ့ယုံကြည်မှုကိုရစေချင်လို့ပဲပြီးတော့ဒီစစ်ပွဲဟာတန်းကြီးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေတာမို့ငါကိုတော့တကယ်ပဲစိတ်မအေးနိုင်ဘူးဖြစ်နေရတယ်ကျွန်တော်မျိုးမင်းကြီးရဲ့စိတ်ပူပန်မှုကိုနားလည်ပါတယ်၃ရက်အတွင်းမှာပဲစစ်မြေပြင်ကိုထွက်ခွာပြီးရန်သူတွေကိုနှိမ်နင်းပါမယ်တကယ်လို့ကျွန်တော်မျိုးရှုံးနေခဲ့ရင်ကျွန်တော်မျိုးရှန်ရရဲ့အတန်နဲ့တာဝန်ယူပါမယ်မင်းကြီးဒီစစ်ပွဲကိုအောင်နိုင်မှုနဲ့အတူပြန်လာခဲ့ပါမယ်ကောင်းပြီအခုချက်ချင်းအမိတ်တော်ပြန်လိုက်စစ်တီတော်9000ကိုပြင်ဆင်စေပြီးတော့ရှန်ရန်ကိုစစ်တေနာပတိချုပ်အဖြစ်ခန့်အပ်ပြီးဝမ်ပလွေတောင်စီကိုစစ်ကူလွတ်စေစစ်သူကြီးပေဟန်ကတော့ဒီသတင်းကိုကြားတဲ့အခါဒေါသတကြီးနဲ့ချိန်ဆဲပါတော့တယ်ရှန်ရန်ဒီတစ်ချိန်စစ်ပွဲမှာမင်းသားထပ်ပြီးနှောက်နှေးကြံ့ကြာနေအောင်မယ်ဆိုရင်နေဆက်ကစစ်တီတော်တသိန်းဟာကုန်းမြေရိုင်းကြီးထဲမှာပဲနင်းမြုပ်တကြိုခံရလိမ့်မယ်နာကိုတော့ကရှန်ရန်ကိုယုံကြည်တယ်သူသာဒီလက်နက်ဆန်းတဲ့ရိတ်ခါဆန်းတွေကိုထုတ်လုပ်နိုင်ရင်စစ်ပွဲကိုအေကံမှုချအောင်နိုင်လိမ့်မယ်ကျွန်တော်မျိုးအမိတ်တော်အတိုင်းနာခံပါမယ်မင်းကြီးရှန်ရဟာတမန်နီဝစ်စုံကိုလဲလှယ်ဝစ်စင်ပြီးစစ်တူကြီးတယောက်ရဲ့အရှိန်ဝါနဲ့ရိတ်ခါတင်တဲ့တွေကိုစစ်ဆေးပါတော့တယ်မြို့တော်တကားဝတွင်ရိတ်ခါတင်တဲ့လမ်းကြီးဟာတန်းစီပြီးထွက်ခွာဖို့အဆင်သင့်ဖြစ်နေပါပြီညီကိုတို့ရိတ်ခါတွေကိုအသေးချာစောင့်ကြည့်ကြပါအတုကိုမှလူယူခွင့်မပေးစေနဲ့ဝင်ကြီးမင်းရှန်
ရှင်စစ်ထွက်ရတော့မယ်လို့ကြားတယ်ဒါကတော့ကျမကိုယ်တိုင်လက်နဲ့တည်တည်ချာချာထိုးထားပေးတဲ့စောင်းအိတ်လေးပါဒီထဲမှာမြတ်စွာဘုရားရဲ့တက်တော်ပြားတွေထည့်ပေးထားလို့ဘေးရန်ရဲ့ကင်းဝေးစီမှာပါကျေးဇူးတင်ပါတယ်မင်းသမီးလေးအကယ်၍ကျွန်တော်စစ်ပွဲကနေအောင်မြင်စွာနဲ့အာရရနတ်ညီမလေးကမင်းကိုသဘောကျနေတာပဲကံကောင်းလိုက်တာကွာငါတော်သူမစီကဒီလိုအဆောင်အိမ်မျိုးတစ်ခါမှမရဘူးအိမ်ရှိမင်းသားကလည်းနောက်နေပြန်ပါပြီဟာဟာဟာတွားကြစုလန်ခီစတင်ရမယ်အချိန်ရောက်ပြီမင်းယူလာတဲ့ဒီစိရိတ်ခါဘူးတွေကဘလောက်တောင်အစွမ်းထက်လဲဆိုတာငါလည်းကြည့်ကျင်သေးတယ်စစ်ထွက်ကြစုရှန်ချမ်းအဲ့ဒီဖန်စီဖန်တဲ့တွေကိုဘယ်လိုမျိုးလုပ်ထားတာလဲပြီးတော့မင်းရဲ့အဲ့ဒီညာတွေကတကယ်ပဲတခါတည်းနဲ့ဆယ်စင်းစစ်ဖြစ်လို့ရတာလားနင်းပြောတဲ့နေ့လေစာအသားဘူးတွေကရောတကယ်ပဲနွားနဲ့ဝက်လောက်အထားခံလို့ရတာလားဒီတူလေးကမြားတွေကိုစက်တိုက်ခဲ့ပေးနိုင်တဲ့စနစ်ပုံမှအခြေခံထားတာပါမိရှိန်ညင်းဖို့အတွက်လေးလိုင်းစနစ်ကိုတုံးထားပြီးစီတူဘူးတွေကိုတော့လေးမခုအောင်အသေးချာပိတ်ဆို့ထားရတာပါထုဆန်းအံ့ဩစရာပဲတကယ်ဘူးထုဆန်းနေငါအခုမှပဲသဘောပေါက်တော့တယ်ခမဲတော်ကမင်းအပေါ်ဘာလို့ဒီလောက်တောင်ယုံကြည်လဲဆိုတာရှန်ချမ်းဂီတဲကန်နာယာကြီးကတကယ်ကိုကင်းစရာကောင်းတာပဲနေ့တိုင်းစစ်တိုက်နေရတာနဲ့တင်ကြော်စရာတခုမှမရှိတော့ဘူးလားဒါကိုစစ်တူရင်လို့ခေါ်တယ်တိုင်းပြည်ကိုစစ်တူရင်ကုံလို့သဘောထားပြီးစစ်တီတွေကိုတော့အကွက်တွေဖြစ်သုံးရတာစစ်တေနာပတိကအလွဲတကူမလုပ်ရှာရဘူးစစ်တီလေးတွေကတင်းငယ်ပေမဲ့ညစ်ကိုခက်ကြော်နိုင်ရင်စစ်ပွဲရဲ့အလှည့်ပြောင်းကိုဖန်တီးနိုင်တယ်ရန်သူတွေလာပြီးအမြန်ခုခံကြရိတ်ခါတွေကိုစွန့်လွတ်ပြီးစခန်းကနေဆုတ်ခွာမယ်ပါစစ်တေနာပတိကြီးဒါတွေကကျွန်တော်တို့လက်ဝက်စာစီးရိတ်ခါတွေလေဗျာဒါနရဲ့အမိတ်ပဲအခုချက်ချင်းစီးရိတ်ခါအလုံးကိုစွန့်ပစ်ပြီးတတလုံးညာရင်းချင်းဆုတ်ခွာစေအမိတ်တိုင်းနာခံကြထောက်ခက်တဲ့သူကိုစစ်ဥပဒေအရအပြစ်ပေးမယ်ရှန်ချမ်းမင်းယူသွားပြီလားစီးရိတ်ခါဆိုတာစစ်တီတွေရဲ့အသက်ပဲဒါကဆုတ်ခွာတာမဟုတ်ဘူးတိုင်းကြီးကိုတစ္ဆာဖောက်တာမင်းသားလေးအမြန်သွားရအောင်နောက်ကြရင်အသက်ပါဆုံးရှုံးရလိမ့်မယ်ရှန်ချမ်းငါ့ကိုလွတ်ဆန်းတကယ်၍မင်းသားလေးကအသေးခံခြင်းနဲ့ဆိုရင်လေကျွန်တော်မျိုးကစခန်းကိုအတူတူလိုက်ခဲ့ပေးရုံပေါ့ရှန်ချမ်းမင်းကငါအထင်ကြီးခဲ့မိတာမှားတာပဲတောင်းချီတဲ့စစ်တပ်ကြီးကိုမင်းကကစင်းတရထွက်ပြေးစေခဲ့တယ်မင်းကလူမြတ်ပဲသူရဲဘောကြောင့်လည်းလက်ကြကောင်းပဲရိတ်ခါမရှိဘဲနဲ့မင်းကဘာနဲ့စစ်သွားတိုင်းမလို့လဲမင်းသားလေးရန်သူတွေကအဲ့ဒီရိတ်ခါတွေကိုတကယ်ပဲစားသုံးလိုက်ရင်3ရက်အတွင်းမြင်းတွေတောင်လမ်းမလျှောက်နိုင်တော့ဘူးဖြစ်သွားလိမ့်မယ်ဘာမင်းမပြောလိုက်တာလဲဘရောင်စီးမုံတွေပေါ့မင်းကတကယ်ကိုကောက်ချစ်တဲ့သူပဲမဟုတ်ပါဘူးပရိယေကျွဲဝတာပါစီရေးစီရဆိုတာလှည့်စားခြင်းအသက်ပညာပဲအောင်နိုင်မှုကသာပဓာနာကြတဲ့လမ်းစဉ်ပဲလေရှန်ချမ်းရှုံးမိသွားပြီရိတ်ခါတွေလည်းကုန်ပြီစစ်တီတွေရဲ့စိတ်သက်တွေလည်းတပြားကုန်ပြီငါအစားတွေကပြောတာပဲနုနဲ့မစင်သေးတဲ့ကလေးတယောက်ကတိုင်းကြီးရဲ့စစ်ပွဲကိုဘယ်လိုလုပ်တာဝန်ယူနိုင်မှာလဲအခုတော့ကြည်စမ်းရိတ်ခါတွေဆုံးရှုံးပြီးစစ်တပ်လည်းပျက်စီးပြီအကယ်၍ငါရဲ့သားကိုသာစစ်တူကြီးခတ်အပ်ခဲ့ရင်ရန်သူတောင်းချီကိုအောင်နိုင်တာကြာလာပြီအရှင်မင်းကြီးအပြစ်ပေးတော်မူပါစစ်ပွဲကမပြီးသေးဘူးငါကတော့ရှန်ချမ်းကိုယုံကြည်တယ်မင်းသားလေးကျွန်တော်တို့ရှားရမယ့်အလဲကိုရောက်ပြီစစ်တီတွေကိုစူးစီးကြပြန်လဲတိုက်စစ်စင်ဖို့ကင်းစင်စေနောက်ဆုံးတော့လေဒီစီရိတ်ခါတွေကငါတို့လက်ထဲရောက်လာတာပဲဟာဟာဟာစစ်တူကြီးစိတ်လျှော့ပါကျွန်တော်တို့ကတန်ရောင်းတဲ့ကုန်သေးတွေပါစစ်တူကြီးရဲ့စီကန်းတွေကိုဘယ်လိုလုပ်ဖောက်ခဲ့ရဲပါမလဲညီကိုရီဒီမှာစခန်းချနေရတာမလွယ်ကူမှန်းသိလို့ဒါကကျွန်တော်တို့ရဲ့စေတနာနဲ့ငယ်ပါဟွန်းတန်တယ်တွေကိုအကုန်ချပြဆန်းငါစစ်ဆေးရမယ်အမှန်တိုင်းပြောရရင်ဒီတန်ရိုင်းတွေကမြို့တော်ကအရာရှိတွေမှာထားတဲ့ပစ္စည်းတွေမို့စစ်တူကြီးလက်ထဲမှာရှိနေတဲ့ရောင်းစားလို့ရမှာမဟုတ်ပါဘူးပြီးတော့အလေးချိန်ကလည်းအင်မတန်လေးလံလုံးလို့တည်ယူရတာလည်းမလွယ်ကူလာပါဘူးကျွန်တော်ရဲ့အယောင်းဝယ်စင်ပြေသွားရင်အကျိုးမြတ်ရဲ့သုံးပုံတစ်ပုံကိုစစ်တူကြီးအတွက်လန်ခီကတရဖို့အဖြစ်ကြောပါမယ်ညီကိုတွေလည်းကောင်းကောင်းမွန်မွန်စားတော့ရတာပေါ့ဟွန်းအမျော်အမြင်ရှိတာပဲဒါပေမဲ့ဒီလမ်းကတလန်းနဲ့ရှိတာမို့မင်းချက်ချင်ရင်ငါရှိကနေချက်သွားရလိမ့်မယ်ကောင်းပြီဒါဆိုရင်တော့တွားခွင့်ပြုလိုက်မယ်ဟွန်းဒါပေမဲ့ငါ့ကိုလှည့်စားဖို့ကြိုးစားရင်တော့ကျေးဇူးတင်ပါတယ်စစ်တူကြီးလွတ်ပေးတဲ့အတွက်ပစ္စည်းတွေချကြတောင်းပေါ်တက်မယ်ကုဆန်ရှန်ချမ်းကမင်းကိုဆေးလွတ်လိုက်တာလားမှန်ပါတယ်ကျွန်တော်မျိုးကအမေအရစီရိတ်ခါတွေလာပို့တာပါစီရိတ်ခါဟုတ်လားမင်းကဘူးကဲ့ရဲ့ပြုနေတာလားငါရဲ့ညီကိုစစ်တီတွေထောင်ချီပြီးငက်ပြက်နေတာဘူးမင်းကတန်မှုအစုပ်တွေယူလာပြီးငါ့ကိုလှည့်စားချင်တာလားစစ်တူကြီးဘာလို့အမျက်ထွက်နေရတာလဲဂီတန်မှုတွေကရွှေထက်တောင်တန်မှုရှိပါတယ်ဒါတွေကအသားတွေပဲတကယ်အသားစစ်တွေပူပူနွေးနွေးအသားဘူးတွေပဲစစ်တူကြီးနီးစမ်းကြည့်ပါဦးဒါတွေကရှန်ချမ်းတီထရင်လိုက်တာလားမှန်ပါတယ်ဒါကိုနေ့လေစာအသားဘူးလို့ခေါ်ပြီးဖွင့်လိုက်တာနဲ့ချက်ချင်းစားလို့ရပါတယ်ငါနဲ့ဝက်လောက်ထိအထားခံပါတယ်ရှန်ချမ်းစစ်တူကြီးပြောလိုက်တာကတော့သူရှိနေတဲ့၍
စစ်တူကြီးတို့အနေနဲ့ရန်သူတွေကိုပြန်လဲတိုက်ခိုက်အောင်နိုင်လိမ့်မယ်လို့ပါပဲပြန်တိုက်ကြမယ်ဒူးလေးများတွေနေရယူစေအမေရေဒါမှတကယ်ထမင်းစားရတာမျိုးဟာတိုက်ပွဲစတင်စေပြကြစုဟစ်သူတို့ရိတ်ခါတက်တော့သွားတာမဟုတ်ဘူးလားဒီလူတွေကဘာလို့အသက်ရှင်နေကြသေးတာလဲစုညံတန်တွေနဲ့အတူစစ်တီတော်တွေဟာရန်သူတွေကိုအပြင်းထန်တိုက်ခိုက်ဖို့ရှေ့ကိုချီကပ်လာကြပါတယ်မင်းသားနဲ့ရှန်ချင်းတို့ဟာဓာတ်ကိုစီကင်ပြီးရန်သူတပ်ထဲကိုစီးနှင်းဝင်ရောက်သွားကြပါတယ်စစ်တီတော်တွေဟာလေးများတွေကိုတစ်ခတ်ရင်အကျိတ်အနယ်တိုက်ခိုက်နေကြပါတယ်ရှန်ချင်းရဲ့ဓာတ်ချက်အောက်မှာရန်သူတွေလဲပြိုကျကုန်ပြီးစစ်မြေပြင်တစ်ခုလုံးတွေးချင်းချင်းနေလို့သွားပါတယ်ရန်သူစစ်စခန်းတွေမိလောင်နေပြီးမင်းသားရဲ့ရဲရင်နဲ့တိုက်ခိုက်မှုတွေကြောင့်ရန်သူတပ်တွေဖျို့ဖျက်ဖြစ်ကုန်ကြပါတယ်တိုက်ပွဲအပြီးစစ်မြေပြင်မှာအလောင်းတွေဟာတောင်းလို့ကုန်လို့နေပါတယ်အောင်ပွဲရစစ်တီတော်တွေအလေးတူနေကြပြီးရှန်ချင်းကတော့နင်းသက်စွာရက်ချီနေပါတယ်မင်းသားဟာအပြေးလွှဲရောက်လာကစိတ်လှုပ်ရှားစွာနဲ့အော်ပြောလိုက်ပါတယ်ရှန်ချင်းဒီတိုက်ပွဲမှာမာတို့နိုင်ပြီကွရှန်ချင်းကတင်းငိမ့်နဲ့မျက်နှာနဲ့ရန်သူအခြေအနေကိုရှောက်တင်လိုက်ပါတယ်ရန်သူကောင်းဆောင်ကိုကုမျက်နိုင်ခဲ့ပါပြီရန်သူ3000တေဆုံးပြီး9000ကိုဖမ်းဆီးရမိပါတယ်ဆုံးရှုံးသွားတဲ့နေမြေတွေကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီအောင်ပွဲရတက်မတော်ကြီးမြို့တော်ကိုဝင်ရောက်လာချိန်မှာပြည်သူတွေကတောင်းတောင်းဖျားဖျားကြိုဆိုနေကြပါတယ်စစ်မြေပြင်သုံးအမြောက်တွေကိုတဲဆောင်လာပြီးပြည်သူတွေဟာအောင်ပွဲအတွက်အော်ဟစ်နေကြပါတယ်မင်းကြီးကိုယ်တိုင်နန်းတော်တကားဝအထိထွက်ကအောင်ပွဲရစစ်တီတော်တွေကိုစောင့်ကြိုဂုဏ်ပြုပေးနေပါတယ်မင်းကြီးကရှန်ချင်းကိုကြည့်ပြီးပြောကြားလိုက်ပါတယ်ရှန်ချင်းမင်းတီလာဒီတိုက်ပွဲဟာငါတို့ရဲ့မဟာလျံပြည်သူဝိနေရပေါင်းများစွာကိုကယ်တင်လိုက်တာပဲဖြစ်တယ်ရှန်ချင်းကရိုးသေးစွာဥညွတ်ပြီးရှောက်တင်ပါတယ်ကျွန်တော်မျိုးမပြောဝင်ပါဘူးဒါဟာမင်းကြီးရဲ့ယုံကြည်မှုမင်းသားရဲ့ရဲရင်မှုနဲ့စစ်တီတော်တွေရဲ့ကြိုးစားမှုကြောင့်ဖြစ်ပါတယ်မင်းကြီးကသဘောကျပြီးစူးလက်တွေပေးအပ်လိုက်ပါတယ်မင်းသားကတော့စစ်မြေပြင်ကိုကောင်းမွန်စွာကြီးကြပ်ခဲ့တယ်ရှန်ချင်းကိုတော့ကြောက်စိမ့်မြင့်နေစာအဖြစ်ခတ်အပ်ပြီးစစ်ဝင်ကြီးဌာနရဲ့အတိုင်ပင်ခံအဖြစ်ဒုညစ်ပေးလိုက်တဲ့သူ့ကိုကိုပိုင်ဗဟိုစခန်းဖွင့်လှစ်ခွင့်ပေးပြီးစစ်ရိတ်ခါနဲ့စစ်လက်နက်ကိစ္စရပ်တွေမှာပါဝင်စီမံခွင့်ပြုလိုက်စေမိမဆိုကြီးဝေးဟွိုင်းအန်ဟာမနာလိုတဲ့အချီတွေနဲ့ရှန်ချင်းကိုစိုက်ကြည့်နေပါတယ်ဆုလက်ကိုရရှိလိုက်တဲ့ရှန်ချင်းဟာတည်ငြိမ်တဲ့အမူအရာနဲ့လက်ခံရယူလိုက်ပါတယ်အောင်ပွဲခံတီခင်းအခမ်းပွဲကြီးမှာမင်းကြီးကရှန်ချင်းကိုမေးမြန်းလိုက်ပါတယ်ရှန်ချင်းငါကိုတော့ကဒီနေ့မင်းကိုရွှေတင်ကား1000စုချမယ်မင်းနောက်ထပ်ပါလို့ချင်သေးတယ်ရှန်ချင်းကခွက်ကူချပြီးရှောက်တင်လိုက်ပါတယ်ကျွန်တော်မျိုးဝက်မွေးမြူရေးလုပ်ချင်ပါတယ်အဲ့ဒီစကားကြောင့်တက်ရောက်လာတဲ့မှုမက်တွေအားလုံးရေမောလောင်ပြောင်ကြပါတယ်ဟာကြောက်စိမ့်မြင့်နေစားကရာထူးကြီးရခဆမှာပဲဇာတိရဲ့ရွာပြန်ပြီးဝက်သွားတွေးချင်နေတာလားအတိတ်ပဲမရှိလိုက်တာနန်းတွင်းမှုမက်တယောက်ဖြစ်နေပြီးမှညီစောနန်တဲ့အလုပ်မျိုးကိုလုပ်ချင်နေရသလားမိမဆိုကြီးဝေဟွာယန်ကလည်းရှန်ချင်းရဲ့အနားကိုလာပြီးတယော်လိုက်ပါတယ်တင်ဟာအခုဆိုရင်နေစားမတယောက်ဖြစ်နေပြီပဲဘာဖြစ်လို့ကုကုံတိတ်ခါကိုအောက်ချနေရတာလဲရှန်ချင်းကတင်းနေစွာနဲ့ပဲမင်းကြီးကိုရှင်းပြပါတယ်မင်းကြီးနယ်ဆက်စစ်တဲ့ရဲ့ဆင်းရဲဒုက္ခဟာစီးရိတ်ခါတက်လက်မှုပါပဲဒုတာကဈေးကြီးတယ်အမဲသားကရှားပါတဲ့ကျက်နဲ့ဘဲတွေကလည်းဝေးလံတဲ့နေရာကိုတည်ယူဖို့ခက်ခဲပါတယ်မူမတ်တွေကတော့ရှန်ချင်းကိုလှောင်ပြောင်းနေကြဆဲဖြစ်ပါတယ်ဟာအဲ့ဒီလိုပဲဖြစ်မှာပေါ့တကယ်ပဲသူကိုယ်တိုင်စီးရိတ်ခါတက်တနာကိုဖြည့်ရှင်းနိုင်မယ်လို့ထင်နေတာလားရှန်ချင်းကမစုံမနစ်ပဲဆက်လက်ကတိပေးလိုက်ပါတယ်တုံးလာအတွင်းမှာနန်းတွင်းထဲကိုတင်သွင်းတဲ့ဝက်သားဟာစားလို့မကောင်းဘူးဆိုရင်ကျွန်တော်မျိုးယာရုကနေနှုတ်ထွက်ပြီးဇာတိရဲ့ရွာကိုပြန်ပါမယ်မင်းကြီးကလည်းသဘောတူပြီးစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်းပြီငါကိုရောကမင်းချက်မဲ့ဟင်းမကန်ကိုစောင့်မျှော်နေမယ်ဒီတဲ့ဟာတမျိုးလုံးကိုပြန့်နှံ့သွားပြီးပြည်သူတွေကလည်းဝိုင်းဝန်းပြောဆိုနေကြပါတယ်ကြောက်စိမ့်မြင့်နေစာယူသွားပြီးချင်းတဲ့တိုက်ပွဲပြည်တာနဲ့စစ်တေတွေကိုမလေးချင်ပဲတောဝက်တွေပေါင်းမွေနေတယ်မူမတ်တွေနဲ့မိမဆိုးကြီးကဆက်လက်ကဲရဲ့လှောင်ပြောင်းနေကြပါတယ်ရှန်ချင်းကတဲတွေကိုဖန်သားပြဖြစ်အောင်လုပ်နိုင်တယ်စောင်းရသည်မှာဖျဲသီးဆိုင်နိုင်တယ်ဆိုတာထားပါတော့ဒါပေမဲ့တောဝက်သားကိုငိမ့်ရှက်တဲ့ဟင်းရဖြစ်အောင်လုပ်နိုင်မှာမလားဒါဟာနန်စုံနေတဲ့ရွှေညွန့်တွေကိုရွှေထမင်းမကန်ဖြစ်ပြောင်းလဲဖို့ကြိုးစားနေတာပဲမဟုတ်လားမိမဆိုးကြီးကတော့မကျေနပ်တဲ့မျက်နှာနဲ့ကြံရစ်ခဲ့ပါတယ်ရှန်ချင်းကဝေဖန်တန်တွေကိုဂီးမဆိုင်ပဲဝက်ချန်ဆောက်လုပ်ရေးလုပ်ငန်းကိုစနစ်တကျစတင်လုပ်ဆောင်ပါတော့တယ်ဝက်ချန်ထဲမှာတောဝက်တွေဟာအရန်ကိုကြမ်းတမ်းနေတာကြောင့်ညီဖြစ်သူကစိုးရင်တကြီးမင်းများလာပါတယ်အကူဒီကောင်တွေကရန်သူတွေထက်တောင်ပိုပြီးကြမ်းတမ်းခတ်ထန်နေကြတယ်အကူမွေးနေတာတကယ်ပဲဝက်တွေဟုတ်ရဲ့လားဘိုးဘွားတွေကိုမွေးထားတာမဟုတ်ဘူးမလားရှန်ချင်းကညီဖြစ်သူကိုပြန်ပြောလိုက်ပါတယ်တောဝက်သားကစားရခက်တယ်ဆိုတာဝက်တွေစားလို့မရတာမဟုတ်ဘူးလူတွေကစနစ်တကျမမွေးမြူတယ်လို့ပဲဝက်ချန်ကိုစနစ်တကျတန်ရှင်းအောင်ထိမ့်သိမ့်ပြီးအစာကျွေးတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ကြပါတယ်ညီဖြစ်သူကလာရောက်ပြောဆိုပါတယ်နေစားမင်းကတကယ်ပဲယူသွားပြီးချင်းနဲ့ကိုပိုင်ဝစ်စုံကိုမဝစ်ဖဲနေတိုင်းဝက်ချန်ထဲမှာပဲအချိန်ကုန်ပြီးအနံ့အသက်ဆိုးတွေကိုခံနေတယ်အကိုကဝက်တွေကိုမိမဆိုးတွေလိုဖြစ်အောင်လုပ်နေတာလားရှန်ချင်းကပြတ်သားစွာဆုံးဖြတ်ချက်ချလိုက်ပါတယ်အသားတွေကညှိနှံတွေပျောက်ချင်ရင်တော့မဖြစ်မနေဒီလိုပဲတင်းကုတ်တဲ့စနစ်လုပ်ရမယ်ဒီအကြောင်းကိုကြားရတဲ့မိမဆိုးကြီးဝေးဟွိုင်းအန်ကြီးကျဲဒေါသခတ်သွားပါတယ်ရှန်ချင်းကဝက်မွေးရုံနဲ့မကဘူးဝက်တွေကိုပါတင်းကုတ်နေတဲ့အဖြစ်လူတွေပြောနေကြတာဒါဟာငါကိုတော့ဝေးဟွိုင်းအန်ရဲ့မျက်နှာကိုရိုက်လိုက်တာပဲမဟုတ်ဘူးလားမူမတ်တွေရှန်ချင်းရဲ့ဝက်ချန်ကိုရောက်လာပြီးလာရောက်နှင်ချကြပါတယ်ကြောက်စိမ့်မြင့်နေစာနန်းတော်ကတင့်ကိုစစ်အာဏာပေးထားတာဟာဒီနေရာမှာဝက်တွေနဲ့ညီကိုနာတော့နေဖို့မဟုတ်ဘူးရှန်ချင်းကသူကင်စင်ထားတဲ့ဝက်သားသုံးပကံကိုစပွဲပေါ်တင်ပြလိုက်ပါတယ်မူမတ်တွေကဝက်သားကိုကြည့်ပြီးနှာခေါင်းရှုံကြပါတယ်ဝက်သားကိုသုံးပကံထက်ခွဲထားရုံနဲ့ဒါကညှိနှက်ပြောက်သွားမှာမို့လို့လားရှန်ချင်းကတင်းငိမ့်စွာနဲ့ပဲပြန်လဲဖိတ်ခေါ်လိုက်ပါတယ်လူကြီးမင်းတို့တကယ်လို့မီးစမ်းဝတ်လဲဆိုရင်၃ရက်နေရင်ပြန်လာခဲ့ပါမူမတ်တွေကဆက်ဆုပ်ရွှေရှာစွာနဲ့ပဲလှည့်ပြန်သွားကြပါတယ်အတိတ်ပဲမရှိတာငါတို့လိုအရာရှိတွေကဒီလိုညှိစုံနေတဲ့ အသားနှိမ်တွေကိုဘယ်တော့မှမစားဘူး
သူတို့ထွက်ခွာသွားပြီးနောက်မှာညီဖြစ်သူကမင်းမြန်ပါတယ်အကို3ရက်နေရင်တကယ်ပဲအဆင်ပြေပါမလားရှန်ချင်းကတော့ပြတ်သားစွာပြောလိုက်ပါတယ်3လအတွင်းသူတို့ဘယ်လောက်ပဲလှောင်ရကြပါစေနောက်ဆုံးမှတူးထောက်ရမှာကသူတို့ပဲဖြစ်တယ်ဝက်ချန်ကိုအမြဲတမ်းတန်ရှင်းနေအောင်စနစ်တကျစေးကြောတန်းစင်ကြပါတယ်ဝက်တွေဟာလည်းကျမ်းမာပြီးအသားတွေတိုးလာတဲ့အတွက်ရှန်ချင်းညှို့နှင်းထားတဲ့အတိုင်းဖြစ်လာပါတယ်3လပြည့်တဲ့အချိန်မှာတော့ရှန်ချင်းဟာမိဖို့ကြောင့်ထဲမှာဝက်သားတွေကိုစနစ်တကျတုံးတပြီးဟင်းချက်ဖို့ပြင်ဆင်ပါတော့တယ်အသားတွေကိုချက်ပြုတ်ပြီးနောက်ထွက်လာတဲ့ဝက်သားတုံးကြီးတွေဟာအယောင်သွေးဆူပြီးအလွန်စားကျင်စပွဲဖြစ်နေပါတယ်ညီဖြစ်သူဟာအနံ့ကိုနမ်းကြည့်ပြီးပါဆက်ဟောင်းသားနဲ့အံ့ဩသွားပါတယ်အကိုဒါကတကယ်ပဲဝက်သားလားရှန်ချင်းကဝက်သားတုံးကိုနီးစမ်းမှုပြလိုက်တဲ့အခါမှာတော့ညီဖြစ်သူဟာအလွန်ကောင်းမွန်တဲ့အရာကြောင့်စကားတော်မပြောနိုင်ဖြစ်သွားပါတယ်သမင်းနဲ့အတူအနံ့မရစားတော့ပြီးနောက်မှာတော့ချီကျူပါတော့တယ်တွားပြီးဒါကသာအသားနှိမ်ဆိုရင်ကျွန်တော်တစ်တလုံးဒီလိုအသားနှိမ်မျိုးပဲစားပဲရစီတော့ရှန်ချင်းကပြုံးပြီးပြောပြပါတယ်တစ်ချိန်တည်းအောင်မြင်ုံနဲ့မပြီးသေးဘူးရန်သူတွေကိုနှိမ်ငင်းဖို့ဆိုရင်လူပုံအလဲမှာပဲတက်တည်ပြရမယ်ဟင်းမကန်ကိုတေချာအဖုံးအုပ်ပြီးနန်းတော်တဲကိုယူဆောင်သွားဖို့ပြင်ဆင်ပါတော့တယ်နန်းတော်တဲကစပွဲတပင်မှာတော့မိမစုကြီးကရှန်ချင်းကိုစင်ခေါ်တဲ့စကားတွေပြောပါတယ်ရှန်မင်းကြီးဒီနေ့ဟာတင့်ကိုယ်တိုင်စစ်မိတ်စာချုပ်ချုပ်ဆိုထားတဲ့နေ့ပဲဖြစ်တယ်တကယ်လို့ဝက်သားကစားလို့မကောင်းဘူးဆိုရင်ယာရုကနှုတ်ထွက်ရမယ်ဆိုတာကိုမမေ့နဲ့နော်ရှန်ချင်းကတင်းငယ်စွာနဲ့ပဲဟင်းမကန်ကိုမင်းကြီးနဲ့မုံမက်တွေရှေ့မှောက်ကိုတေးခင်းလိုက်ပါတော့တယ်ဒါကတော့တဘာဝအတိုင်းသိရမှာပါစားလို့ဆောင်ထဲမှာအမတ်တွေဟာဝက်သားဟင်းရကိုငင်းရီရှက်ရီစားသုံးနေကြပြီးအမတ်ကြီးတဦးကဒီဝက်သားဟာအောက်ခြေလူလန်းစားတွေစားတဲ့အစားအစာဖြစ်ပေမဲ့စားလို့တော့ပတော်ကောင်းတယ်လို့မှတ်ချက်ချလိုက်ပါတယ်အဲ့ဒီချိန်မှာလူငယ်လေးရှန်ရန်ကအမတ်ကြီးအခုစားလိုက်က9လုံးမြောက်ရှိပြီဖြစ်ကြောင်းထောက်ပြပြောဆိုလိုက်တဲ့အတွက်ဘရင်ကြီးအပါဝင်တပွဲလုံးကလူတွေဟာသဘောကျပြီးရေမောကြပါတော့တယ်ဘရင်ကြီးကဒီဝက်သားကိုအမြောက်များထုတ်လုပ်နိုင်ရင်နေချားဆောင်တက်တွေအတွက်အသုံးဝင်နိုင်မလားလို့မေးတဲ့အခါရှန်ရန်ကနေချားဆောင်တက်တယ်မကပဲဝက်သားစီတူဘူးတွေထိပြုလုပ်ပြီးစစ်တပ်ရဲ့အဓိကရိတ်ခါတဲ့အဖြစ်ပြောင်းလဲပေးနိုင်ကြောင်းယုံကြည်ချက်အပြည့်နဲ့ရှောက်တင်လိုက်ပါတယ်ဒီသတင်းတော်တီဟိန်တီကဲနန်သွားပြီးနောက်ဝက်သားကိုအရင်ကအထင်သေးခဲ့ကြတဲ့တထေးတွေဟာရှန်ရန်စီကိုလာရောက်ပြီးဝက်သားဝယ်ယူဖို့ဝေထုံကြီးတွေနဲ့လာရောက်ကန့်လန့်ကြပါတော့တယ်ရှန်ရန်ကတော့အရင်ကဝက်သားကိုအထင်သေးပြီးအခုမှကရုံကရင်နဲ့ခိုးကြောင်ခိုးဝက်စားချင်နေကြတဲ့သူတွေကိုဝယ်ယူဖို့အတွက်စနစ်တကျတန်းစီခိုင်းရမယ်လို့ပြက်ပြက်တသားဆုံးဖြတ်လိုက်ပါတယ်ရှန်ရန်ဟာလမ်းမပေါ်မှာဝက်သားဟင်းအိုးကြီးတွေချပြီးလူတိုင်းစံတက်နီးစမ်းနိုင်ဖို့အတွက်အလကားကျွေးမွေးတဲ့ပွဲတစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်လူတွေကဝက်သားဟာအနက်ဆိုးတယ်လို့ထင်နေကြတဲ့အတွက်အစပိုင်းမှာစားဖို့ဝေခွဲမရဖြစ်ပြီးတိုးဆုံနေကြပေမဲ့ရှန်ရန်ကဟင်းတစ်ခွက်ကိုအာမခံချက်အပြည့်နဲ့ကမ်းလှမ်းပြီးနီးစမ်းခိုင်းလိုက်တဲ့အခါမှာတော့စားသုံးသူဟာအရသာအရန်ကောင်းလို့အန်လာမင်တက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ရှန်ရန်ရဲ့ဝက်သားဆိုင်ကြီးဟာလူတွေအများကြီးနဲ့စီကားလာပြီးတန်းစီဆောင်ဆိုင်ရတဲ့အထိအောင်မြင်သွားပါတော့တယ်ရှန်ရန်နဲ့သူ့မိဖြစ်သူတို့ဟာဝက်သား6တွေကိုစနစ်တကျပြုလုပ်ပြီးရောင်းချဖို့ပြင်ဆင်နေကြပါတယ်တနေ့မှာတော့ပြင်သစ်ကုန်သည်ပီတာဟာဆိုင်ကိုရောက်ရှိလာပြီးဝက်သား6ရဲ့အနံ့ကိုအလွန်သဘောကျသွားကနီးစမ်းကြည့်ပြီးတဲ့နောက်အရသာကိုအလွန်အံ့ဩမိသွားပြီးဒီဝက်သား6တွေအားလုံးကိုဝယ်ယူခြင်းကြောင့်ပြောပါတော့တယ်ရှန်ရန်ကပီတာကိုဝယ်နိုင်ပါမလားလို့မေးလိုက်တဲ့အခါပီတာကဝက်သား6ပြား2000ကိုအရင်ဆုံးမှယူလိုက်တဲ့အတွက်ရှာရှန်ရန်ရဲ့ညီဖြစ်သူမှာအံ့ဩလွန်းလို့လက်ထဲကကနန်းတစ်ခွက်တောင်လွတ်ကျသွားပါတော့တယ်ဝက်သား6ချောင်း2000စာလုံးမယ်ဆိုတဲ့သတင်းကြောင့်လူတွေကြားထဲမှာရှန်ရက်တယောက်ယူသွားပြီလားဒါမှမဟုတ်လူတွေကိုစီးယုံဖို့တမင်လေးလက်သူတွေကိုငှားပြီးသတင်းတွေနေတာလားဆိုပြီးရဲစရာတစ်ခုလိုဝိုင်းတိုးနေကြပါတယ်မိမဆိုးကြီးကလည်းရှန်ရက်မှာဝက်အကောင့်ရေး2000ရှိလို့လားရှိရင်တော့ဘာနဲ့နဲ့မလဲပစက်နဲ့မှုတ်ပြီးအချောက်လန်းမှာလားဆိုပြီးလှောင်ပြောင်းနေခဲ့ပါတယ်တကယ်တော့ရှန်ရန်တို့အဖွဲ့ဟာနိုင်ငံသားကုန်တဲ့ပီတာနဲ့အတူစားတော့ရင်ဆွေးနွေးနေကြတာဖြစ်ပါတယ်ဝက်သား6ခုနီးစမ်းကြည့်ပြီးတဲ့နောက်ပီတာကအံ့ဩတုန်လှုပ်သွားပြီးဒါဟာအရှိတိုင်းရဲ့နက်ဖျားတွေပေးသနာတဲ့အရာပဲဒီအရာကအသက်ကယ်နိုင်တယ်လို့ချီးကျူးလိုက်ပါတယ်ရှန်ရန်ကပီတာကိုဝက်သား6တွေအများကြီးဝယ်တာမင်းမျိုးမင်းတွေကိုရောင်းမှုမဟုတ်ဘူးမလားလို့မေးလိုက်တဲ့အခါပီတာကပြင်သစ်နဲ့အီတလီတို့စစ်ဖြစ်ပွားနေပြီးသူမိသားစုကစစ်တပ်အတွက်ရိတ်ခါထောက်ပံ့မှုကိုတာဝန်ယူထားရကြောင်းအသား6တွေကစားရဆိုပြီးဒိုးသားကလည်းဈေးကြီးလွန်းကြောင်းစစ်တပ်အတွက်ရေရှည်တဲဆောင်ရလွယ်ကူတဲ့အသားတွေလိုအပ်နေတာကြောင့်ဒီဝက်သား6ခုသာရေရှည်သိမ်းဆည်းထားနိုင်ရင်စစ်ပွဲအတွင်းရွှေလိုတမိုးရှိလာမှာဖြစ်ကြောင်းပြောပြပါတယ်။ဒါကြောင့်ရှန်ရန်ကငွေကြေးကိုလျှော့ယူနိုင်ပေမဲ့ကုန်ဘိုးရဲ့ထက်ဝက်ကိုဝိုင်းနီနဲ့ပြီးချေရမယ်ဆိုတဲ့အခြေအနေတစ်ခုတောင်းဆိုလိုက်ပါတယ်။တင်းတစ်မှာစစ်ဖြစ်နေလို့ဝိုင်းဆက်ယုံမီမှာဝိုင်းတွေသိမ်းဆည်းထားရပြီးရောင်းရခက်ခဲနေခြင်းဖြစ်တာကြောင့်ပီတာမီတာစုမှာစစ်တပ်ရိတ်ခါထောက်ပံ့တူပြီးမြေခွက်တွေရှိမှတေးကြပါတယ်။ရှန်ရန်ကဝက်သား6ပေးပြီးပီတာကဝိုင်းနီပြန်ပေးခြင်းဖြစ်ပီတာအတွက်စစ်တပ်ရိတ်ခါပြဿနာပြည်လဲသွားတယ်လို့ရှန်ရန်အတွက်လည်းဒိုင်ယန်ကလူကုန်ထန်တွေရဲ့ဝိုင်းကိုစတင်သိမ်းပိုက်နိုင်မယ်။အခွင့်အရေးဖြစ်လာပါတယ်။ပီတာဟာသူ့ဖခင်စီစာရေးပြီးအရှိတိုင်းမှာတူလောင်ရလွယ်တဲဆောင်ရလွယ်ပြီးစစ်တပ်အတွက်တင့်တော်တဲ့အသားကိုပြရှိခဲ့ကြောင်းဒီဝက်သား6 2000တာရရှိရင်စစ်တပ်ရဲ့ရိတ်ခါခက်ခဲပြည်လဲသွားမှာဖြစ်လို့ဝိုင်းနီတင်မော့အစင်း20ချက်ချင်းတင်ဆောင်ပြီးကုန်ပစ္စည်းလဲလှယ်ဖို့စီစဉ်ပေးပါရန်အကြောင်းကြားလိုက်ပါတယ်။စားဖို့ဖတ်ပြီးတဲ့နောက်ပီတာဖခင်ဟာနောက်ဆုံးတော့ကဲတီရှင်ကိုတွေ့ပြီးဆိုပြီးဝမ်းသာမြေကြီးကြားခဲ့ရပါတယ်။တိုးတော်လဲဝက်သား6 2000ပြလို့ရအတွက်စားအမြောက်များလိုအပ်နေပါတယ်။စားကုန်သေးလင်းဟဲညံကတော့ရှန်ရန်ကအိုးလုတ်တဲ့ဆောင်းဖယုံသည်စိုက်တဲ့ဝက်မွေးတက်ပေမဲ့စားကတော့တူလူထီလို့ရတဲ့အရာမဟုတ်ကြောင်းဝက်သား6လုပ်ငန်းအတွက်စားလိုအပ်ရင်ပုံမှန်ဈေးထက်3ဆနဲ့ရောင်းပေးနိုင်ကြောင်းမဝယ်ရင်လည်းစားမရှိဘဲနဲ့ဝက်သား6 2000ဟာပုတ်ဆက်နေတဲ့အသားပုတ်တွေသာဖြစ်သွားလိမ့်မယ်လို့ချင်းချောက်လာပါတယ်။ရှန်ရန်ကတော့3ဆပေးပြီးမဝယ်နိုင်ကြောင်းပြပြတတညှင်းဆန်လိုက်ပါ။ကဲ
ထိုစဉ်လေဟန်ညံရဲ့သမီးလင်ရွှေရောက်ရှိလာပြီးဖခင်ခစ်သူကိုဒီလိုသာဈေးတင်ရောက်နေရင်လင်မီသားစုရဲ့စားလုပ်ငန်းဟာဖခင်လက်ထက်မှာတင်ဖြစ်စီသွားလိမ့်မယ်လို့တတိပြလိုက်ပါတယ်ပြီးနောက်ရှန်ယန်ကိုကြည့်ကမင်းကြီးတာပင်လယ်ရေကနေစားဘူးတကယ်ထုတ်လုပ်နိုင်မယ်ဆိုရင်ဒူမအနေနဲ့လင်မီသားစုပင်လယ်နာကစွန့်ပစ်မြေတွေကိုအစုရှယ်ယာအဖြစ်ခဲဝင်ခြင်းကြောင့်ပြောဆိုလိုက်ပါတယ်ရှန်ယန်ကလည်းမပြောင်းလဲရင်လူရသွင်းခံရမှာမဟုတ်တဲ့အတွက်စောင့်ပြီးတင်မဲ့အတူတူထုတ်လုပ်ကြတာပေါ့လို့သဘောတူလိုက်ပါတယ်လင်ဟန်ညံကတော့ပင်လယ်ထဲကနေစားဘလို့ထုတ်မလဲဆိုတာစောင့်ကြည့်ရသေးတာပေါ့လို့တောင်ပြောင်ပြီးထွက်ခွာသွားပါတယ်ရတတပတ်အနေငယ်ကြာမှာတော့ရှန်ယန်ကပင်လယ်ကမ်းဆက်မှာဒီရေလောင်ကန်တွေပြုလုပ်ပြီးပင်လယ်ရေကိုတွင်းယူကရှုံနုံတွေဖယ်ရှားဖို့တန့်စင်ကန်တွေနေလန်ပြီးစားရည်ဖြစ်လာစေမဲ့အငွေ့ပြန်ကန်တွေနဲ့စားပွင့်လေးတွေထွက်လာစေမဲ့စားပုံကန်တွေကိုစနစ်တကျတိစောက်ပြခဲ့ပါတယ်ဘေးကလူတွေကပင်လယ်ရေကရေလိုပဲတူပဲကိုတကယ်စားထွက်ပါမလားလို့တန်တရားဝင်နေချိန်မှာရှန်ယန်ကရေတွေခန့်ချောက်သွားရင်စားတွေကျန်းရစ်ခဲ့လိမ့်မယ်လို့ယုံကြည်ချက်အပြည့်နဲ့ရှင်းပြနေပါတယ်ဒါဘူးကြောက်ဆောင်နောက်ကနေလှုပ်ဝဲဆောင်ကြည့်နေသူတယောက်လည်းရှိနေခဲ့ပါတယ်ညဘက်ရောက်တဲ့အခါမှာတော့တာတမန်တွေကိုလူတချို့ကလာရောက်ဖြတ်စီပြီးပင်လယ်ရေတွေကန်တဲ့ကိုအလုံးအရင်းနဲ့ဝင်ရောက်အောင်ကြံစီကြပါတယ်တစ်ဖက်မှာတော့ရှန်ယန်ကမြေပုံဝှချပြီးတာတမန်ကိုအကွေးပုံစံဆောက်လုပ်ပြီးရေတကားတွေတက်စင်ကဒီရေတက်ချိန်မှာဖွင့်ပြီးဒီရေကျချိန်မှာပိတ်ဖုတ်ပြီးတော့ရေကြီးရေရှမ်းမှုကပွဲဖို့ရေနှုံမြောင်းတွေတူးဖော်ပြီးလှိုင်းလုံးကြီးတွေကိုလွှဲပြောင်းပေးဖို့ရှင်းပြနေပါတယ်ကုန်းထွေးမိုင်းဒီရေလောင်ကန်ကိုပို့တက်အောင်လုပ်ပြီးအငွေ့ပြန်ကန်တဲ့စားပုံကန်တွေကိုတိကျစီခွဲထားရပါမယ်တစ်ဖက်မှာလည်းလေဟန်ညံနဲ့မျိုးစားမင်းတို့ကပင်လယ်ရေကနေစားထုတ်တယ်ဆိုတာရေစရာပဲရှန်ရက်တရားဝက်မွေးတာထက်တောင်ပိုပြီးအရှက်ရအောင်မှနာကျင်မှုခံစားရပြီးမှဒုတိလို့မရတဲ့အရာတွေရှိတယ်ဆိုတာတိတွားလိုက်မယ်လို့ဝိုင်းဝန်းလောင်ပြောင်တောက်စားနေကြပါတယ်နောက်တနေ့မှာတော့ဖြည့်ဆည်းခံထားရတဲ့ကန်တွေကိုကြည့်ပြီးဒါဟာလင်မီသားစုဘက်ကလူတွေလုတာတေးကြတယ်လို့ဒေါသထွက်နေကြပါတယ်ဒါပေမဲ့ရှန်ယန်ကတာတမန်ကဖြောင်းလုံးတော့လှိုင်းရရင်ချက်ချင်းပျက်စီးရတာကြောင့်ပြန်လဲပြင်ဆင်တိဆောက်ရမယ်လို့အေးဆေးစွာဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်စားပင်းကြီးတွေကနေစားတွေပေါ်ထွက်လာတာကိုမြင်လိုက်ရတော့လူတိုင်းအားအသင့်သွားကြပါတယ်ဒါကတကယ်ပဲစားတွေလားကုဆန်းကစားတပွင့်ကိုကောက်မိကြည့်ပြီးနောက်မှာတော့အလွန်ခါလာတာကြောင့်ချက်ချင်းပြန်ထွေးထုတ်လိုက်ရပါတယ်ရှန်ယန်ကဒါကတရိတ်ဆန်တွေကျွေးရစားတာတွေပဲလေသူကပထမဆုံးအချိန်စမ်းသပ်ထုတ်လုပ်တာဖြစ်လို့အညစ်အကြေးတွေများနေသေးတာကြောင့်ဒါတွေကိုမလိုချင်ပါဘူးပင်လယ်ရေတွေကိုတားမြစ်ထားတဲ့စားကွင်းတွေနဲ့စနစ်တကျတွင်းယူလိုက်ပါတယ်ဒါကိုကြည်လင်တဲ့ရေနဲ့ထပ်မံဆေးကြောပြီးအလွာလိုက်တန့်စင်ယူရမှာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ပြီးနောက်ထွက်ရှိလာတဲ့စားတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အားလုံးကအံ့ဩမဆုံးဖြစ်သွားကြပါတော့တယ်စားတွေကဒီလောက်တောင်ဖြူစင်ဝင်းပနေတာလားပင်လယ်ရေကနေစားမရနိုင်တာမဟုတ်ပါဘူးတင်တို့တွေကနှစ်ပေါင်း30ပတ်လုံးစားလုပ်ငန်းအပေါ်မှာပဲအချောင်ခုပြီးစားတောက်နေကြလို့ပါအခုတော့လူတိုင်းကစားတစ်ကိုမြင်တွေ့ဖို့စူးယုံရောက်ရှိနေကြပါတယ်အညိုရောင်စားဟောင်းနဲ့အခုထွက်လာတဲ့စားတစ်ကိုရှင်းပြထားပြီးလူတွေကမြည်စမ်းကြည့်ကြပါတယ်ဒီပင်လယ်စားကနန်းကြီးကြည့်နိုင်ပြီးလုံးဝမခါဘူးနော်အခြားစားတွေထက်လည်းအစမတန်ပုံမှုဖြူစင်လာပါတယ်ဒါကမဖြစ်နိုင်တာပဲပင်လယ်ရေကနေဒီလောက်တန့်စင်တဲ့စားမျိုးဘယ်လိုလုပ်ထွက်လာနိုင်မှာလဲအခုဆိုရင်စားချက်လုပ်ငန်းနဲ့ဝက်သား6လုပ်ငန်းတွေဟာအရှိန်ဟုန်နဲ့လည်းပတ်နေပြီးစားတောက်ဆိုင်တွေမှာလည်းအလွန်ရောင်းကောင်းနေပါတယ်သူတို့ရဲ့လုပ်ငန်းတွေဟာတနေ့တခြားပုံမှုအောင်မြင်လာခဲ့ပါတယ်အကိုကြီးကျွန်တော်တို့တရက်ထဲနဲ့ရတဲ့ဝင်ငွေကအရင်ဆိုင်ကတလားစာဝင်ငွေထက်တောင်ပိုများနေပြီဗျာငွေတွေပိုများလာလေလေဘေးအန္တရာယ်ကလည်းပုံမှုနီးကပ်လာလေလေပဲသူတို့ထုတ်လုပ်ထားတဲ့စားဖြစ်ဖြူတွေကိုအေဂရစ်မင်းကြီးထံဆက်လိုက်ပါတယ်အေဂရစ်မင်းကြီးကစားကိုနီးစမ်းကြည့်ပြီးသဘောကျသွားပါတယ်ဒီတင်တဲ့စားကွင်းကထွက်တဲ့စားတွေကိုစစ်တပ်သုံးအတွက်နဲ့ဝက်သား6စားနယ်ဖို့တိတက်အသုံးပြုစေပြီးနေဆက်ဆောင်စစ်သူကြီးရဲ့ကုကဲမှုအောက်မှာထားရှိစေမယ်ရှုအော်ကတော့စားလုပ်ငန်းကိုကူညီလှုပ်ဆောင်ပေးရမယ်သူတို့စစ်တပ်ကစားကွင်းစီကိုမြင်စီပြီးအလင်းအမြန်ရောက်ရှိလာကြပါတယ်နေဆက်ဆောင်စစ်သူကြီးကစားကွင်းကိုတရားမဝင်ဖွင့်လှစ်ပြီးစားဥပဒေကိုနှောက်ယှက်ဖျက်ဆီးတဲ့အတွက်မြို့တော်ကိုဖမ်းဆီးခေါ်ဆောင်သွားရမယ်ဒါကအေဂရစ်မင်းကြီးကိုယ်တိုင်ခွင့်ပြုပေးထားတဲ့စစ်တပ်သုံးစားကွင်းမှာငါတို့ကတော့တုံးချန်ရဲ့အမိန့်စာကိုပဲသိတယ်ကုဆန်းကဓာတ်ကိုဆွဲထုတ်လိုက်ပေမဲ့လည်းရှန်ယန်ကတားဆီးလိုက်ပြီးသူတို့ကိုရှာဖွေခွင့်ပေးလိုက်ပါတယ်စစ်တီတွေကတူလောင်ယုံတွင်းဝင်ရောက်ပြီးစားအိတ်တွေကိုလိုက်လံစစ်ဆေးကြပါတယ်ဒါပေမဲ့စားအိတ်တွေပေါ်မှာစစ်တပ်သုံးစားတွေဖြစ်ကြောင်းတရားဝင်တစိတ်တွေရက်နေထားတာကိုသိရှိသွားကြပါတယ်ရှန်ယန်ကရှာဖွေလို့ပြီးပြီလားပြီးရင်တော့ကျန်တော့အလဲကြပြီနော်နေဆက်ဆောင်စစ်သူကြီးကိုယ်တိုင်ဥဆောင်တဲ့စစ်တပ်ကြီးရောက်ရှိလာပါတယ်မင်းကဘလို့တတိမျိုးနဲ့တုံးချန်ကိုစစ်တပ်နဲ့ဝိုင်းရတာလဲဧကရစ်မင်းကြီးရဲ့လှုပ်ဝက်အမိတ်အရစစ်တပ်သုံးစားပွင့်ကိုကာကွယ်ဆောင်ရှောက်ဖို့ရောက်လာတာဖြစ်တယ်ခွင့်ပြုချက်မရှိဘဲကျူးကျော်ဝင်ရောက်သူမှန်သမျှကိုစစ်တပ်လုပ်ငန်းနောက်ဆက်ခက်စီးမှုနဲ့အရေးယူမယ်စစ်တပ်အင်အားချင်းမမျှတာကြောင့်တုံးချန်ကလူတွေဟာလက်နက်ချလိုက်ရပါတော့တယ်မိမဆိုးကြီးကကျန်တော်မျိုးကောင်းမွန်စွာမစုံမက်ခဲ့ရုံမကလက်အောက်ငယ်သားတွေကအမိန့်ကိုမှားရင်းနာလိုက်ပြီးစစ်တပ်သုံးစားပွင့်ကိုနောက်ဆက်မိတဲ့အတွက်ကျွန်တော်မျိုးမှာအဖြစ်ရှိပါတယ်မင်းကြီးဆိုပြီးတူထောက်တောင်းပန်နေပါတော့တယ်အခုတော့ရှန်ယန်ကစက်တကြတစ်ခုကိုယူဆောင်လာပါတယ်တတတကိုဖွင့်လိုက်တဲ့အခါမှာတော့ကောင်းမွန်စွာစားနေထားတဲ့ဝက်ပေါင်6ကြီးတုံးပေါ်ထွက်လာပါတယ်ဒါကိုလိဖြတ်ပြီးဧကရစ်မင်းကြီးကိုဆက်တက်လိုက်ပါတယ်ဧကရစ်မင်းကြီးကမီးစမ်းကြည့်ပြီးနောက်အလွန်အရသာရှိလာတာကြောင့်အံ့ဩသွားပါတယ်ဒီအရာကစစ်တပ်နဲ့အတူခီးဝေးတည်ဆောင်သွားလို့ရနိုင်မလားလို့ဆိုပြီးမေးလိုက်တဲ့ခါရှန်ယန်တနစ်ပတ်လုံးအထားခံပြီးဟင်းရီချက်တောက်တာဖြစ်ဖြစ်အချက်လိုက်ကြီးစားတာဖြစ်ဖြစ်အဆင်ပြေပါတယ်တကယ်လို့ဘူးတွင်းစနစ်နဲ့သာတွဲဖက်လိုက်ရင်နေဆက်ဆောင်စစ်တီတွေဟာသုံးလတိုင်တားမပြတ်ပဲစားသုံးနိုင်မှာဖြစ်ပါတယ်မင်းကြီးကဒါကိုနေဆက်ဆောင်ဝက်ပေါင်6လို့အမည်ပေးလိုက်မယ်တခြားသောမှုမှတ်အချို့တွေကတော့ရှန်ယန်ရဲ့လုပ်ငန်းအောင်မြင်မှုကိုမနာလိုဖြစ်နေကြပါတယ်အနည်းရောက်ဝိုင်းဆိုတာလူရိုင်းတွေတောက်တဲ့တွေးရည်ကြီးတွေပဲဖြစ်ရမယ်ဒီရှန်ယန်ကဝက်သားရောင်းယုံတယ်မကပဲအခုတော့နိုင်ငံသားတွေရဲ့ချင်းဆုပ်ဆုပ်ဝိုင်းတွေကိုပါရှောက်ရောင်းနေပြီလားမြို့တော်ရဲ့အကောက်ခွန်ဌာနကိုလေတွေသိမ်းဆည်းဖို့အမိန့်ပေးလိုက်ပါ
နိုင်ငံခြားကလာတဲ့ဝိုင်တွေကစစ်ဆေးမထားတာကြောင့်အစိတ်တောက်ဖြစ်စေနိုင်တယ်။ရှန်ရက်မင်းရဲ့ဝိုင်တွေကိုစိတ်ကမ်းမှာပဲပိတ်ဆို့ထားရင်ရာသီဥတုပူလို့ပျက်စီးသွားကြလိမ့်မယ်။ဖန်ခွက်တွေဝက်ပေါင်ချောက်တွေနဲ့ဝိုင်အို100ကိုမြို့တော်စီချက်ချင်းပို့ဆောင်လိုက်ပါ။အခုဆိုရင်မြို့တော်မှာအနီရောင်ဝိုင်တွေကိုကန့်သက်ချက်နဲ့စတင်ရောင်းချနေပြီဖြစ်လို့လူတွေကလူယူဝယ်ယူနေကြပါတယ်။အနီရောင်ဝိုင်ကိုဧကရစ်မင်းကြီးကိုယ်တိုင်လည်းသုံးဆောင်နေပါတယ်။ဒီဝိုင်ကအရသာထူးခြားပြီးတမှုကွဲပြားလာပါတယ်။အရှင်မင်းကြီးဒါကိုဝက်ပေါင်ချောက်နဲ့တွဲစားလိုက်ရင်ပိုပြီးတော့အရသာရှိလာပါတယ်။အရှင်မင်းကြီးနိုင်ငံသားတွေကသူတို့ရဲ့ဝိုင်နဲ့ကျွန်တော်တို့ရဲ့ဝက်ပေါင်ချောက်ကိုအပြန်အလှန်လဲလှယ်ချင်ကြပါတယ်။ဒါကတိုင်းပြည်ကိုချမ်းသာစေမယ့်နည်းလမ်းကောင်းတစ်ခုပါ။ခွင့်ပြုလိုက်မယ်။ဆိုင်ရှိမှာတော့ဝက်ပေါင်ချောက်နဲ့ဝိုင်နီတွေကိုအခမဲ့မီးစမ်းနိုင်ဖို့ပြင်ဆင်ပေးထားပါတယ်။ဒါပေမဲ့လူတွေကတော့ဝိုင်နီရဲ့အယောင်ကိုကြည့်ပြီးတန်တရားဖြစ်နေကြတော့မှာပဲ။ဒီဝိုင်ကဘာလို့အနီရောင်ဖြစ်နေတာလဲ။တကယ်ပဲအစိတ်တွေရှိနေတာလား။ဒီအချိန်မှာတော့ဂုံတရွေးရှိလူကုန်ထန်တွေရောက်ရှိလာပြီးဝိုင်နီကိုစတင်တုံးဆောင်ကြပါတယ်။သူတို့တွေပျော်ပျော်ပါပါတုံးဆောင်နေကြတာကိုမြင်တွေ့ရတဲ့အခါမှာတော့တာမန်လူတွေလည်းယုံကြည်သွားကြပြီးလိုက်လံတုံးဆောင်ကြပါတော့တယ်။ရှန်ရက်မင်းကကျွန်တော်တို့မိသားစုကိုတကယ်ပဲကယ်တင်ပေးခဲ့တာပါ။ကုဆန်းကအကိုရိဒီလူတွေကအရင်တုန်းကဝက်သားကိုအစင်တန်းနေတယ်လို့ပြောခဲ့ကြပြီးအခုကျတော့ဝက်သားစားပြီးဝိုင်းနီတောက်ကတယောက်ထက်တယောက်ပို့ပြီးဟန်ဆောင်နေကြတာကိုကြည်စမ်းပါဦးလူတွေကအရာတစ်တွေကိုမုန်းတိကြတာမဟုတ်ပါဘူးဒါဆိုသူတို့ကဘာကိုမုန်းတိကြတာလဲအဲ့ဒီအရာတစ်တွေကသူတို့လက်ထဲမှာမရှိတာကိုမုန်းတိကြတာလေဒီအချိန်မှာပဲရှန်ရန်ရဲ့ဆိုင်ရှိကိုလူသေးတလောင်းတည်ဆောင်လာကြပါတယ်ဆိုင်ကလူတက်နေပြီဟဲ့ဒီဝိုင်းနီတွေထဲမှာအစိတ်တွေပါနေတယ်လူတွေကလည်းတကယ်ပဲလူသေးသွားပြီလားဆိုပြီးထိတ်လန့်ကုန်ကြပါတယ်ရှန်ရန်ရဲ့ဆိုင်လည်းအခုတော့သွားပြီပေါ့ကုဆန်းကဓာတ်ကိုဆွဲထုတ်လိုက်ပြီးဒေါသတကြီးအော်ဟစ်လိုက်ပါတယ်ဘသူကငါအခုကိုမဟုတ်မမှန်ဆွဆွဲရတာလဲအဲ့ဒီချိန်မှာရှန်ရန်ကကုဆန်းရဲ့လက်ကိုဆွဲပြီးထားလိုက်ပါတယ်ဆိုင်ကင်းတနေရာမှာတော့လူတစ်ယောက်လောင်ပြုံးပြုံးနေပါတော့တယ်သူ့ပါဇက်ကနေဘာတန်တိနေရနေတယ်ဒါကဝိုင်းနီမဟုတ်ဘူးအစိတ်ပဲအခင်းထင်နေရဘူးပိတ်ဆို့ထားလိုက်ပါဝိုင်းအိုးတွေအားလုံးကိုလည်းအတန်းလိုက်ချထားလိုက်ပါဒီနေ့ဒီကိစ္စကိုရှင်းအောင်မစုံစမ်းနိုင်တဲ့ရွေးရှန်ရန်ဆိုင်ကိုပိတ်ထားမယ်ရှန်ရန်မင်းကြီးတကယ်လို့ဝိုင်းထဲမှာအစိတ်ရှိနေတာအမှန်ပဲဆိုရင်မင်းရဲ့ဒီစီးပွားရေးလုပ်ငန်းတစ်ခုလုံးပြိုလဲသွားရလိမ့်မယ်ဝိုင်းစစ်တွေကိုစိတ်ကန်းကနေတူလောင်ယုံစီတွင်းယူတာကနေစားတောက်ဆိုင်ကနေထုတ်ယူတဲ့အထိစနစ်တကျမှတ်တမ်းတင်ထားတာရှိတယ်။ဒီဝိုင်အိုးရဲ့ပိတ်ဆို့ထားတဲ့ပုံစံကမမှန်ကန်ဘူး။ဒီဝိုင်အိုးကရှန်ရန်ဆိုင်ကနေရောင်းချခဲ့တဲ့ကုတ်နံပါတ်ကိုရာရှိဝိုင်အိုးလုံးဝမဟုတ်ပါဘူး။မင်းကြီးအသက်ချမ်းသာပေးပါ။ဒါကဝေကုန်းကုန်းရဲ့လက်အောက်ငယ်သားတွေကျွန်တော်ကိုခိုင်းစေခဲ့တာပါ။သူတို့ကလူတစ်ယောက်ကိုအစိတ်ခတ်တက်လိုက်ရုံနဲ့ရှန်ရန်ဆိုင်လည်းပျက်စီးသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။မင်းကြီးကအခုလေးတင်စုံစမ်းစစ်ဆေးချင်နေတာမဟုတ်ဘူးလား။အခုတုံးချန်အထိတဲလို့စက်ပေါ်နေပြီကိုဘာလို့ဆက်ပြီးမစုံစမ်းတော့တာလဲ။လူသက်ပြီးရှန်ရန်ကိုလုတ်ကြံတာပဲတရားလုံးလုံးနဲ့တုံးချန်ကိုအမြင့်ပြတ်စုံစမ်းရမယ်။ကုန်းနံပါတ်တွေတစိတ်တွေနဲ့ရှန်ရန်ရဲ့အမှတ်သားပါဝင်တဲ့စားကွင်းစားတွေကိုစနစ်တကျပြင်ဆင်ပြီးပြီမို့အခုမှပဲလက်ဆောင်ခစ်ပေးအပ်ဖို့ထိုက်တန်သွားပြီ။မင်းကအမြဲတမ်းဘာကိုမှကြောက်ရွံ့ပုံမပေါ်ဘူးနော်။ကြောက်နေလို့ရောထူးခြားသွားမှမို့လို့လား။တကယ်လို့တနေ့နေ့မှာမင်းတကယ်ကြောက်ရွံ့သွားခဲ့ရင်ကောဒါကတော့ငါရဲ့နောက်ွယ်မှာငါအနေနဲ့ရှုံးနေလို့မဖြစ်တဲ့သူရှိလာခဲ့လို့ပဲဖြစ်လိမ့်မယ်။နေဆက်မှာရန်သူတွေကျူးကျော်လာပါပြီ။ကျွန်တော်အမြင်ရတော့မဟာတိုင်းကိုထပ်မံကင်းစင်ပြီးနေဆက်ဒေတာအေဂျင့်စီဖို့အတွက်အရင်ဆုံးလှုပ်ဆောင်တင်ပါတယ်။စစ်တီတသိန်းလောက်စီလို့ပြီးမြောက်ပိုင်းကိုတိုက်ခိုက်တင်ပါတယ်။ရှန်ရန်မင်းကောဘယ်လိုထင်လဲ။ကျွန်တော်အမြင်ရတော့မြောက်ပိုင်းဒေတာကိုအရင်နီလန်ဟောင်းတွေအတိုင်းတိုက်ခိုက်လို့မရနိုင်ပါဘူး။နီလန်ဟောင်းကိုမတုံးရင်မင်းကစစ်တပ်ကြီးကိုကန်တမ်းပြီးတွားခိုင်းမလို့လား။မြောက်ပိုင်းရဲ့အခက်ခဲဆုံးအရာကရန်သူမဟုတ်ပဲရိတ်ခတည်ယူပို့ဆောင်ရေးလမ်းကြောင်းပါ။စစ်တပ်ကြီးချီတက်တဲ့အခါမြို့တော်ကနေနေဆက်ထိရိတ်ခတည်ယူရမှာနန်ခီးမှတဲ့ကုံစုံမှုတွေရှိပြီးရန်သူရဲ့ကြားထက်လူယူမှုကိုလည်းကာကွယ်ရပါသေးတယ်။ကျွန်တော်တို့ကစစ်တိုက်နေရပေမဲ့သူတို့ကတော့ကျွန်တော်တို့ရဲ့ရိတ်ခါတွေကိုပဲပြစ်မှတ်ထားနေကြတာပါ။ဆက်ပြောပါဦး။ကျွန်တော်ကတော့မြင်းစစ်စစ်တီအဖွဲ့တစ်ဖွဲ့ကိုလက်ချစ်ပေးချင်ပါတယ်။သူတို့ကရေကြီးရနဲ့နူရရိတ်ခါနောက်ကိုလိုက်ပါပြီးနွားနဲ့တိုးတွေကိုအရှင်းတဲဆောင်သွားကဝက်ပေါင်ချောက်ဘူးတွေကိုအရင်ရိတ်ခါခစ်အသုံးပြုမှာဖြစ်ပါတယ်။ဒီလိုနဲ့မြောက်ပိုင်းဒေတာမှာရေရှိရှင်းတန်းနေထိုင်နိုင်မှာဖြစ်ပါတယ်။မစီရောလိုက်တာငါတို့လိုတိုက်တီကြီးကသူတို့လိုမျိုးလိုက်လံနေထိုင်ရမယ်ဟုတ်လား။အမှတ်မင်းကြီးကတက်ခါကိုပဲအလေးထားမှာလားဒါမှမဟုတ်နေဆက်ကပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုပဲကာကွယ်ပေးမှာလားခွင့်ပြုလိုက်မယ်ရှန်ရန်မင်းကိုစစ်တီ3000နွားနဲ့တူ9000ပေးအပ်ပြီး3လအတွင်းစစ်တီတွေကိုလေ့ကျင့်စေမယ်တကယ်လို့မြောက်ပိုင်းတိုက်ပွဲမှာရှုံးနိမ့်ခဲ့ရင်တော့စစ်ဥပဒေအတိုင်းအရေးယူမယ်ကျွန်တော်မျိုးအမိတ်တော်အတိုင်းနားခံပါမယ်ရှန်ရန်မင်းကဟင်းချက်တဲ့ယုံနဲ့မြင်းစီစစ်တီတွေကိုလေ့ကျင့်ပေးနိုင်လိမ့်မယ်လို့မထင်နဲ့အရှင်မင်းကြီးရှန်ရန်ရဲ့အကြံဉာဏ်ကထူးခြားလာပေမဲ့ဒါကတိုင်းပြည်ရဲ့အခြေခံအုံမြင့်နဲ့သက်ဆိုင်နေတာမို့လေ့ကျင့်မှုတွေမအောင်မြင်ခဲ့ရင်တိုင်းပြည်အတွက်ထိခိုက်နိုင်ပါတယ်ခမဲတော်ကျွန်တော်မျိုးလဲရှန်ရန်နဲ့အတူစစ်တေတွေကိုလေ့ကျင့်ပေးချင်ပါတယ်။အရင်တစ်ခေါက်ကရှန်ရန်ကကျွန်တော်ကိုစစ်တူရင်ကစားနည်းကတိုင်းပြည်အုပ်ချုပ်ပုံနဲ့တူတယ်လို့တင်ပေးခဲ့တယ်။ဒီတစ်ချိန်မှာတော့သူ့ရဲ့စွမ်းရည်တွေကိုကိုယ်တိုင်မြင်တွေ့ချင်ပါတယ်။ရှန်ရန်မင်းကြီးဒီတစ်ချိန်ကတော့ဝက်သားနဲ့ဝိုင်နီယောင်းနဲ့ကလေးကစားစရာလိုမျိုးမဟုတ်တော့ဘူးနော်။ဝေကုန်းကုန်းပြောတာမှန်ပါတယ်။ဒီတစ်ချိန်ကတော့တိုင်းပြည်ကိုဖျက်ဆီးမဲ့စီးပွားရေးလုပ်ငန်းတစ်ခုပါပဲဆိုပြီးရပြောလိုက်ပါတယ်။ရှန်ရန်ရဲ့စစ်တီ3000ဟာမြောက်ပိုင်းဒေသဘူးစစ်ချီဖို့စတင်စုယုံလိုက်ကြပါတယ်။ဒါပေမဲ့စစ်တီတွေကတော့တိုးစုကြီးကိုမောင်းနေပြီးစစ်ထွက်ရမယ့်အခြေအနေကိုမချီမနှက်ဖြစ်နေကြပြီးငါတို့ကစစ်သားတွေပါတိုးချောင်းသားတွေမဟုတ်ဘူးလို့ပြောကရှန်ရန်ကိုလောင်ပြောင်နေကြပါတယ်ရှန်ရန်ကတော့ဘာမှပြန်မပြောဘဲတပ်သားတွေကိုတိုးတွေနဲ့အတူချီတက်စေခဲ့ပါတယ်
တမတော်ကြီးဟာမြောက်ပိုင်းလူကင်းစီချိတက်ရမှာလန်ခီတလျှောက်တိုးအုပ်တွေကိုသာမောင်းနှင်သွားပြီးတမယိုးကြရိတ်ခါတဲယူလာမျိုးမလုပ်ခဲ့ပါဘူးလန်ခီမှာလည်းစစ်တီတွေဟာမျက်ပင်တွေကိုသာစားတော့ပြီးစာလာမှုသိစွာခီးနေခဲ့ကြရပါတယ်ဒီအချိန်တွေကိုရှန်ရရဲ့ညီဖြစ်သူကကူစန်းသစိုးရင်တကြီးနဲ့အကိုကျွန်တော်ကအရင်ကဟင်းသီးဟင်းရွက်ဆိုင်တဲ့သူပဲလှုပ်ချင်ခဲ့တာအခုတော့ဘာလို့တိုးထိန်ပိုချုပ်ကြီးဖြစ်သွားရတာလဲလို့မင်းမြရမှာရှန်ရန်ကလောကမှာအကြီးမားဆုံးဟင်းသီးဟင်းရွက်ဆိုင်တဲ့သူကအသားကိုလည်းစီမံခန့်ခွဲနိုင်ရမှာပေါ့လို့လက်သိစကားပြောကြခဲ့ပါတယ်တစ်ဖက်မှာတော့ဝေကုန်းကုန်းရဲ့လူယုံတွေဟာရှန်ရန်ရဲ့စစ်မင်းတွေကိုအစာထဲအစိတ်ခတ်ပြီးလှုပ်ကြံမှုကျူးပန်းခဲ့ကြပါတယ်အစိတ်မိလို့လဲကျသွားတဲ့စစ်မင်းတွေကိုကြည့်ပြီးမင်းသားလေးနဲ့စစ်ဗိုလ်ချုပ်တွေစိုးရိမ်နေကြစင်မှာပဲဝေကုန်းကုန်းရဲ့လက်ပါစီတွေကမင်းကြီးထံသွားပြီးရှန်ရန်ကစစ်သူရဲကောင်းတွေကိုမလေးချင်ပဲတိုက်ပွဲဝင်မင်းတွေကိုတိတ်ဆုံးစေခဲ့ပါတယ်စစ်တေနာပတိယာဒုကနေဖယ်ရှားပေးပါဟုကုန်းတိုက်လျှောက်တင်ခဲ့ကြပါတယ်ဒါပေမဲ့ရှန်ရန်ကတော့အစာထဲကအစိတ်ခတ်ထားတဲ့တဲလုံးစကူရှာဖွေတွေ့ရှိသွားပြီးအစိတ်ခတ်သူကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဖမ်းဆီးခံရသူကဒါကဝေကုန်းကုန်းရဲ့မွေးစားသားကကျွန်ုပ်ကိုခိုင်းစေခဲ့တာပါလို့ဖြောင်းချက်ပေးလိုက်တဲ့အခါမင်းသားလေးကအလွန်ဒေါသထွက်သွားပြီးသူကစစ်မင်းတွေကိုတောင်တည့်ရဲတယ်လားဟုဆိုကဒါကိုဆွဲထုတ်လိုက်ပါတယ်ရှန်ရန်ကတားဆီးလိုက်ပြီးအစီအစဉ်အတိုင်းပဲသွားရအောင်ပစ္စည်းတွေကိုလဲလှယ်လိုက်ပြီးဘာမှမသိတယ်လို့ဟန်ဆောင်ထားပါမြောက်ပိုင်းကိုတိုက်ခိုက်တဲ့အခါငါတို့ရဲ့မင်းတွေအားနေတယ်လို့ရန်သူတွေကိုထင်အောင်ထင်မှဖြစ်စေရမယ်လို့လူဝက်အကြံပေးခဲ့ပါတယ်တစ်ဖက်မှာတော့ဝေကုန်းကုန်းနဲ့မဟာမိတ်တွေကရှန်ရန်ရဲ့စစ်တီတွေဟာမြောက်ပိုင်းဒေသမှာလမ်းပြောင်းနေပြီးရန်သူနဲ့မတွေ့ရသေးခင်နှက်တီတော့မယ်လို့ထင်မှတ်ကလောင်ပြောင်နေကြပါတယ်တကယ်တော့ရှန်ရန်ကစစ်တီတွေကိုမျက်ခြောက်တွေနဲ့ပြုလုပ်ထားတဲ့စားနယ်ဝက်ပေါင်ချောက်ဖူးတွေစီတူဖူးတွေကိုစနစ်တကျပြင်ဆင်ကျွေးမွေးပြီးအားရင်ပြေဝစေခဲ့တာဖြစ်ပါတယ်ဒါကူမြင်တွေ့သွားတဲ့မင်းသားလေးကအံ့အားသင့်ပြီးရှန်ရန်တကယ်လို့ဂီနီလန်သာအောင်မြင်မယ်ဆိုရင်နောက်ကိုငါတို့တိုင်းတွေကဝေးလံတဲ့ဒေတာတွေကိုစစ်ချီဖို့ဘာမှကြောက်စရာမလိုတော့ဘူးလို့ချီးကျူးလိုက်ပါတယ်ရှန်ရန်ကလည်းဒါကအစပြိုးယုံတင်ရှိပါသေးတယ်လို့ယုံကြည်ချက်ပြည့်နဲ့ပြန်လည်ပြောကြားခဲ့ပါတယ်မကြခင်မှာပဲမြောက်ပိုင်းရန်သူစစ်တပ်ကြီးတိုင်းပြည်ကလူတွေဟာတရိတ်ဆန်တွေကိုလက်ဆောင်လာပေးတာလားလို့လောင်ပြောင်ရင်းညစီတပ်သားတွေနဲ့အလုံးအရင်ဝင်ရောက်တိုက်ခိုက်လာပါတယ်တိုးတော့ရှန်ရန်ကချက်ချင်းဆိုသူလိုစစ်တပ်ကိုအမိတ်ပေးကတိုးတွေကိုရန်သူရှိကနေအရှိန်ဟုန်နဲ့မောင်းထုတ်လိုက်ပြီးရန်သူငင်ဝင်းကိုရှုပ်ထွေးသွားစေပါတယ်ရန်သူတွေဇဝေဇဝါဖြစ်နေစင်မှာပဲရှန်ရန်ကတိုက်ပွဲဝင်အလံကိုဝေယန်ကစစ်တပ်ကိုတိုက်ခိုက်ဖို့အချက်ပေးလိုက်ပါတယ်မင်းသားလေးကိုယ်တိုင်လည်းဓာတ်ကိုဆွဲထုတ်ကတိုက်ကြဟိလို့အော်ဟစ်ပြီးရန်သူစစ်မြေပြင်ထဲကိုရဲရဲဝံ့ဝံ့ဝင်ရိုက်ခိုက်ပါတော့တယ်ရှန်ကရန်ရဲ့လှုပ်ဝက်ပြူဟာကြောင့်ရန်သူမြင်းစီတပ်သားတွေဟာအနိုင်မိပြီးတယောက်ပြီးတယောက်လဲကျတေဆုံးကုန်ကြပါတယ်ရန်သူဗိုလ်ချုပ်ကြီးကတော့ငါတို့အကွက်ထောင်ချောက်ထဲဝင်သွားပြီးဆိုတာကိုနောက်ကျမှသိရှိသွားခဲ့ပါတယ်တိုက်ပွဲအပြီးစစ်မြေပြင်မှာလဲကျနေတဲ့ရန်သူအလောင်းတွေကြမှာမင်းသားလေးကတွေးစိုးနေတဲ့ဓာတ်ကိုကင်ထားရင်းတုံးလုံးထုတ်ချနေပါတယ်ရှန်ရန်ကဝိုင်းဘူးကိုကမ်းပေးပြီးကြောက်နေတာလားလို့မေးတဲ့အခါမင်းသားလေးကကြောက်တာမဟုတ်ပါဘူးစစ်ပွဲရဲ့အောင်နိုင်မှုဆိုတာခမဲတော့ပြီးတနာတာမျိုးမဟုတ်ပဲကိုယ်တန်နဲ့ရင်းပြီးလဲလှယ်ယူရတယ်ဆိုတာကိုနောက်ဆုံးတော့ငါနားလဲသွားလို့ပါလို့ခံစားချက်အပြည့်နဲ့ပြန်လဲပြောကြားခဲ့ပါတယ်မြို့တော်ကနန်းတော်ထဲမှာတော့ရှန်ရန်ရဲ့ပထမဆုံးတိုက်ပွဲကနေရန်သူ3000ကိုတုတ်တင်နိုင်ခဲ့ပြီးညရဲ့ကောင်မတောင်ကိုတိမ့်ပတ်ရရှိခဲ့ပါတယ်ဆိုတဲ့သတင်းစကားရောက်ရှိလာတဲ့အခါဝေကုန်းကုန်းရဲ့အပေါင်းပါစစ်သူကြီးတယောက်မျက်နှာတက်သွားပြီးမဖြစ်နိုင်တာအသစ်လေးချင်ထားတဲ့မြင်းစီစစ်တီ3000ကမြောက်ပိုင်းဒေသရဲ့ကျန်းတဲ့ရန်သူတွေကိုဘယ်လိုလုပ်အနိုင်တိုက်နိုင်မှလဲလို့မယုံကြည်နိုင်တော့အောင်ရေရွရင်းအံ့အားသင့်လို့တွားပါတော့တယ်စေကန်းတို့နိုင်ငံခြားတင်မောကြီးများစိုက်ကပ်လာပြီးဂုံတက်တာများနဲ့လက်နက်ဆန်များကိုစတင်ချမှနေကြသည်ပီတာကစိတ်လှုပ်ရှားစွာဖြင့်ရှန်ရန်ငါအဖေပြောတာတော့ဝက်ပေါင်6ကငါတို့မိသားစုကိုကယ်တင်ခဲ့တဲ့အခုငါတို့မင်းကိုပြန်ပေးဆက်ရမယ့်အလှည့်ပဲဟုဆိုကလက်နက်များကိုပြသသည်ရှင်ရန်ဤညီဖြစ်သူကူဆန်းကအအားတည်းစွာဖြင့်အကူဒါကလှန်ကန်ထက်တောင်ပူကျန်းတဲ့မြို့ရိုးကိုတောင်ဖြိုနိုင်တယ်ဟုရေးရွတ်လိုက်သည်စစ်တပ်စခန်းတွင်အမြောက်များနှင့်တနက်ဆန်းများကိုစီဝီချထားပြီးစစ်တီတော်များကစမ်းတက်ရန်ပြင်ဆင်နေကြသည်စစ်ဗိုလ်ချုပ်ကြီးကမကြေမနက်ဖြစ်နိုင်ငံသားတွေရဲ့ပစ္စည်းကစိတ်ချရခြင်းမှစိတ်ချရမှစစ်မြေပြင်မှာတော့ဒါလန်နင်းကသာအစ်စ်မှန်ဆုံးပဲဟုပြောသည်ရှန်ရန်ကစမ်းတက်ကြည့်ရအောင်ဟုအချက်ပေးလိုက်သည်တနက်သမားများကပြစ်မှတ်တစ်တာပြကိုအမိတ်အတိုင်းတစ်ခတ်ရကြီးစံများကတစ်သားကိုအပေါက်ကြီးဖြစ်သွားစေသည်ဆက်လက်ပြီးအမြောက်ကြီးကိုမိညီကတစ်ခတ်လိုက်ရအဝေးရှိတစ်သားကာယံများကိုအစစီပောက်ကွဲပျက်စီးသွားစေသည်ထုံမြင်ကွင်းကိုမြင်လိုက်ရသောစစ်ဗိုလ်ချုပ်ကြီးမှပါဇက်အဟောင်းသားဖြစ်စွန့်သွားပြီးအိမ်ရှိမင်းသားလည်းအံ့ဩမင်သက်သွားသည်အိမ်ရှိမင်းသားကအကယ်၍ဒီပစ္စည်းတွေကိုမြင်းစစ်စစ်တီတွေနဲ့တာတွဲဖက်သုံးနိုင်ရင်ဟုတွေးတောနေသည်ရှင်ရန်ကရှင်းပြသည်မှာဥစွာဒူးလေးတွေနဲ့စစ်ကြောင်းကိုထိမ့်မဲ့ပြီးမှမိပေါက်တနက်တွေနဲ့မြင်းစစ်စစ်တီတွေကိုချေမုံမဲ့အမြောက်တွေနဲ့စခန်းကိုတိုက်ခိုက်မဲ့ရန်သူတွေစုဝေးနေရင်တိခတ်ချေမုံပြီးရန်သူတွေလူစုကွဲသွားရင်လိုက်လံတိုက်ခိုက်ရုံပဲစစ်တပ်တွင်နိုင်ငံသားပီတာဤကူညီမှုဖြင့်လက်နက်အသစ်များကိုအားတုံခုံဆိုင်ထုတ်လုပ်နေကြပြီးခဲရမိကြောင်များကိုလည်းစနစ်တကျပြင်ဆင်နေကြသည်ညပိုင်းချိန်တွင်လုံခြုံရေးတပ်သားများကင်းလှည့်နေစဉ်တူရှူတယောက်ကခဲရန်တိုက်နီးသို့တိတ်တဆိတ်ကလာသည်တူသည်မိကူးကျိုးကိုမိငိလိုက်ပြီးနောက်ချက်ချင်းထွက်ပြေးရန်ခင်သည်ထို့စဉ်ခဲရန်တိုက်ကြီးပြင်းထန်စွာပောက်ကွဲသွားတော့သည်ရှန်ရန်နဲ့စစ်တီများပြေးထွက်လာပြီးရှန်ရန်ကတကယ်ပဲခဲရန်တိုက်ကိုဖောက်ခွဲရတဲ့သူရှိနေတာပဲဟုဒေါသတကြီးပြောကထွက်ပြေးရန်ကြိုးစားသောသူရှုကိုကုတ်ကပ်ဖမ်းဆီးလိုက်သည်နန်းတော်အတွင်းတွင်အရာရှိများစုံကြီးစွာတက်ရောက်နေကြပြီးရှန်ရန်ကတက်တေအထောက်ထားလိပ်စာစာလိပ်များကိုဧကရစ်မင်းမြတ်ထံဆက်သည်ဧကရစ်ကစာလိပ်ကိုဖတ်ရှုပြီးနောက်ဒေါသထွက်သွားရဝေကုန်းကုန်းကကြောက်ရွံ့တုန်လှုပ်စွာဖြင့်အစီခံအိုကြီးမသိပါဘူးဖေရဟုဦးချကတောင်းပန်သည်ဧကရစ်ကယနေ့မှစပြီးအရှိဆက်ယုံဤစုံစမ်းစစ်ဆေးပိုင်ခွင့်အာဏာကိုတင်စီသည်ဟုအမိန့်ချမှတ်လိုက်သည်နောက်ပိုင်းတွင်ရှန်ရန်ဧကရစ်နှင့်အိမ်ရှိမင်းသားတို့သည်မြေပုံကြီးကိုကြည့်ကစီရေးဆွေးနွေးနေကြသည်ဧကရစ်ကရှန်ရန်ငငယ်တုန်းကနေဆက်ကိုပဲကာကွယ်ခြင်းခဲ့တာဒါပေမဲ့အခုမင်းကိုကြည့်ပြီးတာလီယန်တီနယ်ရဲ့အောင်လံကိုဘလောက်အထိဝေးဝေးစိုက်ထုံနိုင်မလဲဆိုတာငါသိချင်လာပြီဟုဆိုသည်
ရှန်ယန်ကအကယ်၍အရှင်မင်းကြီးကကာကွယ်ရုံပဲကာကွယ်ချင်တယ်ဆိုရင်နေဆက်ပေးရန်ကဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးအကယ်၍တိုက်ခိုက်ချင်တယ်ဆိုရင်တော့တပွဲတည်းနဲ့ရပ်တည်လို့မရဘူးဟုရှောက်ကင်သည်ဧကရစ်ကမင်းကအနောက်ဘက်ကိုစစ်ချီချင်တာလားဟုမေးသည်ရှင်ယန်ကမြက်ခင်းပြေတလျှောက်စစ်ကြောင်းတွန်းတင်ချင်ပါတယ်မြက်ခင်းပြေမှာစစ်ချက်ရှိတော့ရိတ်ခါဘူးကုဘတာဖန်တီးနိုင်တယ်အနောက်ဘက်မှာကုန်းသွေးလမ်းကြောင်းရှိပြီးဝိုင်ဖန်တဲ့ကြောင်းမြင့်နဲ့ဝက်ပောင်6ပြီအားလုံးကိုငွေဖြစ်ပြောင်းလဲနိုင်တဲ့ထပ်ပြီးအနောက်ဘက်ကိုသွားရင်ပီတာတို့ရဲ့နေရဖြစ်ပြီးအဲ့ဒီမှာစစ်လက်နက်တွေစက်မှုပစ္စည်းတွေစစ်ပွဲတွေရှိတယ်လို့အခွင့်အရေးတွေလည်းရှိပါတယ်ဟုရှောက်တင်သည်အင်ရှင်မင်းသားကစိတ်အားထက်သန်စွာဖြင့်ခမဲတော်သားတော်လည်းရှင်ရန်နဲ့အတူအနောက်ဘက်ကိုစစ်ချီပါရစေဟုခွင့်ပန်သည်ဧကရစ်ကရေမောပြီးမင်းကအင်ရှင်မင်းသားပဲအနေရရှိတဲ့နေရဘူးအလွယ်တကူမသွားရဘူးရှန်ရဲ့မင်းကထူးခြားတဲ့စစ်မှုထမ်းကောင်းမှုတွေအချိန်ချင်းပြုခဲ့တယ်ပြီးတော့ကျောင်းနေနဲ့လည်းအပြန်လန်မြစ်တာများနေကြတာမို့ဒီနေ့ငါကိုတော်တိုင်းကလောင်လက်မရေးထိုးပြီးကျောင်းနေကိုမင်းရဲ့ဇနီးအဖြစ်ထိန်းညာပြသနာတော်မူမယ်ဟုအမိန့်ချမှတ်သည်ကျောင်းနေကပြုံးရရှန်ရဲ့မင်းကပအစုံထိတွားရဲရင်ကလည်းမင်းနဲ့အတူလိုက်ရဲပါတယ်ဟုဆိုသည်မြို့တော်တစ်ခုလုံးကိုအနီရောင်များဖြင့်တစားဆင်ထားပြီးပြည်သူများကလမ်းဘေးဝဲရမှတောင်းဖြာကျူးဆိုနေကြသည်ရှန်ရန်သည်သူတို့သားဝစ်စုံဖြင့်ညင်းစီကသူတို့သမီးကျောင်းနေ၏ဝေါ်ရင်နှင့်အတူခမ်းနားစွာထွက်ခွာလာသည်မင်္ဂလာပွဲတော်တွင်ဧကရစ်မင်းရဲ့ရှိမောက်၌သူတို့နှစ်ဦးသည်ရိုသေစွာဂါရဝပြုပြီးမင်္ဂလာစကားများပြောကြကာပျော်ရွှင်စွာဆင်နွှဲနေကြသည်ထိုစဉ်အရာရှိတဦးကဧကရစ်ထံသို့တူကကအရှင်မင်းကြီးဝေကုန်းကုန်းကနေမကောင်းမှုဆိုပြီးပွဲကိုမတက်ရောက်နိုင်ပါဘူးဟုသတင်းပို့သည်နန်းတော်တကားကြီးပွင့်သွားပြီးစစ်တပ်ကြီးသည်ရိတ်ခါမြောက်များနှင့်တိုးစုကြီးများကိုမောင်းနှင်ကစစ်ချီရန်ပြင်ဆင်ကြသည်ရှန်ရဲ့ဤညီဖြစ်သူကူဆန်းကမြင်းစည်းရင်အောင်းစွာဖြင့်အကိုငါတို့ကစစ်တိုက်သွားတာလားအိမ်ပြောင်းရွှေ့နေတာလားဟုမေးသည်ရှန်ရန်နဲ့ကျောင်းနေတို့သည်မြင်းပေါ်နဲ့ဝေါ်ရင်ပေါ်မှအပြန်လန်းကြီးကပြုံးပြကြသည်ရှန်ရန်ကဒီတစ်ချိန်ကတော့ကဘာတစ်တစ်ခုကိုတွားရောက်ဖွင့်လှစ်ဖို့ပါပဲဟုစိတ်ပိုင်းဖြတ်ထားသည်တက်မတော်ကြီးသည်အဆုံးမရှိသောကွင်းပြင်ကြီးအတိုင်းရှေ့သို့ဆက်လက်ချီတက်နေကြသည်ညဘက်ရောက်သောအခါစစ်တီအချို့မှာအေးဆက်တော်ရာသီဥတုကြောင့်မိဘုံဘေးတွင်ကွင်းနေကြရသည်ရှန်ရန်ဤနီကူဆန်းကအော်ဟစ်ကတိုးရီပြေးကုန်ပြီဟုအချက်ပေးသည်ရွှွနုံရတဲ့တွင်အမြောက်ပင်များကျုံဝင်နေသဖြင့်စစ်တီများကပင်ပန်းကြီးစွာရုန်းကန်တိုးရွှေ့နေကြရသည်စစ်တီတအူးကပိုက်ကိုနှိတ်ကစိတ်ကက်စွာဖြင့်အစကတည်းကဒီလောက်ဝေးကြီးမလာခဲ့တဲ့ဘူးဟုညှိတွားသည်ဗိုလ်ချုပ်ကြီးကစိုးရင်တကြီးဖြင့်တာလျန်စစ်တပ်ကမြို့တော်နဲ့အလံဝေးကွာလာတဲ့အကယ်၍ရိတ်ခါကက်လက်သွားရင်ဘသူကလာခဲ့တယ်မလဲဟုတတိပေးစကားပြောချလိုက်သည်ရှန်ရန်ရဲ့စစ်တပ်ဟာနေ့စဉ်တူဘလောက်တက်တယ်လဲဝက်ပောင်6ဘလောက်ကုန်တယ်လဲအတန်ဘူးဘလောက်ကြံသေးလဲဆိုတာအားလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားပါတယ်။လန်ထီမြက်ခင်းပြင်မှာမြင်းဘလောက်မွေးမြူနိုင်မလဲဆိုတာကိုပါတေချာတွက်ချက်ထားတာပါ။ဒါပေမဲ့ရန်သူတွေကမြက်ခင်းပြင်ကိုမိရှုပြီးရေတွင်းတွေကိုပါအစိတ်ခတ်သွားခဲ့ပါတယ်။စစ်တီတယောက်ကရေထဲမှာအစိတ်ရှိနေတာကိုတိလိုက်ရလို့အားလုံးထိတ်လန့်သွားကြပါတယ်။ရေမရှိညက်မရှိရင်စစ်တပ်ကပျက်စီးမှမို့လို့အားလုံးဘာလို့ရမှန်းမသိဖြစ်နေချိန်မှာမင်းသမီးလေးကရှန်ရန်ကိုဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်။ရှန်ရန်ကတော့မြေပုံမှုချိပြီးသူတို့မိရှုတာကမျက်နှာပြင်မြက်ခင်းတွေသာဖြစ်ပြီးအမြင့်တွေကြံသေးကြောင်ပြောကစိတ်အေးစေခဲ့ပါတယ်။သူဟာရေပိုတန့်စင်ဖို့အတွက်ကြောက်ခဲတဲနဲ့မိသွေးတွေကိုတုံးပြီးစစ်ထုတ်တဲ့နီလန်းကိုပြုလုပ်ခဲ့ပါတယ်ပြီးတော့တန့်စင်သွားတဲ့ရေတွေနဲ့စိတ်သားဖို့လူရည်ထဲထည့်ပြီးအာဟာရဖြစ်စေမဲ့စွပ်ပြုတ်ကိုချက်ပြုတ်ပေးခဲ့ပါတယ်ရှန်ရန်ရဲ့အစွမ်းကြောင့်စစ်တပ်ဟာအသက်ဆက်နိုင်ခဲ့ပြီးညဘက်မှာတော့ရန်သူတွေရဲ့စီးနှင်းတိုက်ခိုက်မှုကိုကျူးတင်ပြင်ဆင်ထားတဲ့အမြောက်တွေတနက်တွေနဲ့အောင်မြင်စွာပြန်လည်ချေမှုန်းနိုင်ခဲ့ပါဒီလိုနဲ့ဟီရှီဟောတိုက်ပွဲမှာရှန်ရန်တို့စစ်တပ်ကရန်သူ2000ကိုတုတ်တင်နိုင်ခဲ့ပြီးမြက်ခင်းပြင်3ပိုင်းကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်ရန်သူကောင်းဆောင်ကရှန်ရန်ရှိမှဒူးထောက်အရှုံးပေးရင်မင်းကမြက်ခင်းပြင်ကိုလူယူဖို့လာမဟုတ်ဘူးလားလို့မေးပါတယ်ရှန်ရန်ကတော့သူဟာစီကန်းတမတ်ဖို့လာဖြစ်ပြီးနာခံတဲ့သူကိုကုံသွဲခွင့်ပေးမှဖြစ်တယ်လို့တပြားတိုက်တဲ့သူကိုတော့မျိုးဖြုတ်ပြစ်မယ်လို့တတိပေးလိုက်ပါတယ်နောက်ပိုင်းမှာတော့ရှန်ရန်တို့ဟာတင်းစီရမိတဲ့ဒူနော့တရိတ်ဆန်တွေကိုရေးတွက်ပြီးပြင်သစ်နိုင်ငံကပီတာအဖေစီကိုရောင်းချခဲ့ပါတယ်။ပီတာအဖေကရှန်ရန်ကိုတွေ့ဆုံပြီးခမားစီကဝက်ပောင်6ပေကြောင့်ကျွန်တော်မိသားစုနဲ့ရှီတန်းစစ်တပ်ကိုကဲတင်နိုင်ခဲ့တာပါလို့ကျေးဇူးတင်စကားပြောပါတယ်။ဒါကူဘေးကနေကြည့်နေတဲ့ကူဆန်းကအကူတီဖိုးကြီးကအတော်လေးအလိုက်တိတာပဲလို့ပြောပါတယ်။အဲ့ဒီနောက်ပီတာအဖေကသူတို့ဟာဂုံတဲတက်တက်မဟုတ်ပဲပြင်သစ်စစ်ပွဲနောက်ွယ်ကစစ်ဖက်ဆိုင်ရာထောက်ပံ့ရေးတထေးကြီးတွေဖြစ်ကျောင်းရှင်းပြပါတယ်ပြီးတော့သူတို့ရဲ့မြင်းစည်းသူရဲတွေကရဲရင်ကြပေမဲ့ရိတ်ခါမလုံလောက်လို့ရှန်ရန်ကိုကူညီပေးဖို့တောင်းဆိုပါတယ်အပြန်လာအနေနဲ့လက်နက်ခဲယမ်းဝိုင်းနီလက်မှုပညာရှင်တွေနဲ့စိတ်ကန်းကုန်သွယ်ခွင့်ကိုအကျိုးမြတ်ဖြစ်ပေးမယ်လို့ကန့်လန့်ပါတယ်ဒီကန့်လန့်ချက်ကိုကြားတော့ကူဆန်းကစိတ်လှရှာသွားပြီးအကိုစိတ်ကန်းကုန်သွယ်ခွင့်နဲ့ဒါကစားတောက်ဆိုင်တဲ့အများကြီးပူကြီးမာတယ်လို့ရှန်ရန်ကိုတူတူလေးပြောပါတယ်စစ်စင်ရဲ့အစည်းအဝေးမှာတော့ပြင်သစ်စစ်ဗိုလ်ချုပ်တွေကအရှိတိုင်းကကုန်တဲ့တယောက်ကစစ်ပြူဟာမှုလုပ်ချင်နေတာလားဆိုပြီးရှန်ရန်ကိုအထင်သေးနေကြပါတယ်သူတို့ကမြင်းစည်းသူရဲ့တပ်ဖွဲ့နဲ့မြို့တကားကိုတိုက်ခိုက်ပြီးအမြောက်တွေနဲ့ပစ်ခတ်ရင်3ရက်အတွင်းချုပ်ခဲ့နိုင်တယ်လို့ယုံကြည်နေကြပါတယ်ဒါပေမဲ့ရိတ်ခါကူတွက်ချက်ကြည့်တဲ့အခါ10ရက်စာပဲလောက်တော့တာကိုတွေ့ရပါတယ်ဒီအချိန်မှာရှန်ရန်ကမြေပုံကိုကြည့်ပြီးမြို့ကိုတိုက်ခိုက်ဖို့မလိုပါဘူးရေလမ်းကြောင်းကိုဖျက်တောက်လိုက်ပါလို့အကြံပေးပါတယ်ဒါကူကြအားတော့ကင်တစ်စစ်ဗိုလ်ချုပ်ကဒေါသတကြီးနဲ့သူရဲဘောကြောင့်သူတွေမှာရီးထက်တာမာတို့လိုသူရဲကောင်းတွေကမြို့တကားကိုပဲတိုက်ခိုက်မှလို့အော်ဟိနင်းဆန်လိုက်ပါတော့တယ်ရဲရင်သူတေဆုံးသွားပြီလူခင်းလူကအနိုင်ရသွားပြီဒါဆိုမျိုးကဘသူပိုင်ဆိုင်ခွင့်ဖြစ်သွားမလဲဟာဟာဟာရှန်ရန်ပြောတာမှန်တာပေါ့ရှန်ရန်ရဲ့စစ်ပြူဟာမြောက်မြေပုံညွှန်ပြချက်အတိုင်းစစ်သားတွေဟာညမောင်မောင်မှာရေလမ်းကြောင်းကိုပိတ်ဆို့ပြီးရန်သူခံတပ်မျိုးရိုးကြီးကိုအမြောက်မြက်ကြီးတွေနဲ့တိုက်ခိုက်ချေမှုန်းပစ်လိုက်ကြတယ်မျိုးရိုးကြီးပြိုကျပျက်စီးသွားချိန်မှာတော့ရှန်ရန်ရဲ့ခက်မြက်လာတဲ့စစ်ပြူဟာကိုအားလုံးကအံ့ဩမြင်တက်ခဲ့ကြရတယ်စစ်မြေပြင်မှာကာတုတ်ချင်းတွေတူပြီးပြူဟာမြောက်ပြင်ဆင်ထားတာကြောင့်ရန်သူမြင့်တပ်တွေဟာ6ထဲကိုအရှိန်ပြင်းပြင်းနဲ့ထိုးကြကုန်ကြတော့တယ်ရှန်ရန်ရဲ့စစ်တပ်ကအမြောက်မြက်ကြီးတွေနဲ့ညှက်ချက်တွေကြမှာရန်သူတွေကိုအောင်နိုင်ခဲ့လို့အားလုံးကဝမ်းသာအားရချီးကျူးခဲ့ကြတယ်
ရှန်ရန်ဒါဟာစစ်ပွဲမဟုတ်ဘူးဒါဟာတင်းချတွက်ချက်မှုပဲလို့ချီးကျူးလိုက်တဲ့အခါရှန်ရန်ကစစ်ပွဲဆိုတာမူလကတည်းကတင်းချတွက်ချက်မှုတစ်ခုပဲလေလို့တင်းငယ်စွာတုတ်ပြန်ခဲ့တယ်တော်ဝင်မိသားစုကရှန်ရန်ကိုနည်းနည်းစိတ်ကန်းနဲ့ဖွဲထုကုန်သူတွေကြီးနှင်းချင်ပါတယ်ကျွန်တော်တို့ရဲ့စစ်တပ်ကိုပြုပြင်ပြောင်းလဲဖို့ဥရောပမှာရေရှည်နေထိုင်ပေးဖို့ပဲတောင်းဆိုချင်တာပါလို့ကန့်လန့်လာခဲ့တယ်အခန်းထဲမှာတော့ကိုဝင်ဆောင်ထားရတဲ့ဇနီးတွေကရှန်ရရှင်ကျွန်တော်အတွက်နဲ့ရက်တက်မနေပါနဲ့ရှင်ကမြို့တစ်မြို့ရဲ့အတွက်ပဲတက်ဆိုင်တဲ့သူမဟုတ်ဘူးဆိုတာရှင်နဲ့လက်ထက်ကလေးကကျွန်တော်တိထားပြီးသားပါလို့အားပေးစကားပြောခဲ့တယ်ရှန်ရန်ကလည်းဇနီးတဲ့ရဲ့လက်ကိုစုပ်ကင်ပြီးဒါပေမဲ့မင်းနဲ့ကလေးကငါမရှုံးနေနိုင်တဲ့တခုလေးတော့အကြောင်းပြချက်ပဲလို့ပြောလိုက်ခဲ့ခါဇနီးတဲ့ကဒါဆိုရင်အနိုင်ယူလိုက်ပါလို့ပြုံးလျက်ပြန်ပြောခဲ့တယ်စစ်လက်နက်တွေတနစ်တဘိုးထုတ်လုပ်နေတဲ့အလုပ်ယုံကြီးကိုကြည့်ပြီးကုဆန်းကအကိုဒါကဘလို့လို့အလုပ်ယုံဖြစ်နိုင်မှာလဲဒါကတစောင်းတော်ကြီးတစ်ခုလုံးကိုဥရောပစီရွှေ့လာတာပဲမဟုတ်လားလို့အဝတ်တကြီးပြောရှာတယ်အဲ့ဒီချိန်မှာပဲထူးဆန်းတဲ့နေပုံဒီဇိုင်းတွေကိုင်ဆောင်ထားတဲ့လူငယ်တစ်ယောက်ရောက်လာပြီးကျွန်တော်နာမည်ကဒါပင်ချီပါဒီနေရာရဲ့အရှင်သခင်ကိုတွေ့ချင်လို့ပါလို့ဆိုလာတယ်ဒါကိုမြင်တဲ့ရှန်ရန်ကခင်းနခေရဲ့တကယ်ထိတ်တိုက်တွေ့ဆုံမှုကရောက်လာပြီပဲလို့ရေရွတ်လိုက်တယ်ဒါပင်ချီဟာအရှိတိုင်းရဲ့လက်နက်တွေကိုမြင်ပြီးစိတ်လှုပ်ရှားစွာနဲ့ဒါကဘလို့မင်းကြီးတာလဲဘလို့ပိတ်ဆိုတာလဲတန်ကြီးဆန်ကဘလို့ပြန်ထွက်သွားတာလဲဂီတီဆောက်ပုံကပိုပြီးစမ်းကြဲတယ်စက်တိုက်တိခတ်နိုင်တယ်စက်မှုစနစ်နဲ့နေရာပြန်ကြတယ်အရှိတိုင်းသားတွေကလေးများကိုစက်ပစ္စည်းဖြစ်ပြောင်းလဲပစ်လိုက်ကြတာပဲလို့တအန်တုံးရေရွတ်နေတော့တယ်ဒါကိုဘေးကကြည့်နေတဲ့ကုဆန်ကအကိုဒီနိုင်ငံသားကနည်းနည်းယူနေတာလားလို့မိတဲ့ခါရှန်ရန်ကပြုံးပြီးယူလာကောင်းတာပေါ့လို့ပြန်ပြောခဲ့တယ်သူတို့နှစ်ယောက်ဟာနင်းနဲ့တန်ကောင်ခိစစ်လက်နက်နေပုံတွေကိုအတူတူလေ့လာစမ်းသစ်ခဲ့ကြတယ်ရှန်ရန်ကအမြောက်တင်ခုံကိုစံနှုတ်တစ်ခုတည်းဖြစ်စေပြီးဘီးတွေကိုတန်ကွင်းတွေပတ်ထားရမယ်အစိပ်ပိုင်းတွေကိုဖြုတ်လို့တက်လို့ရစေရမယ်အမြောက်ဝကိုသူ့အလိုလိုမြင့်တက်လာစေပြီးလူအများကြီးနဲ့တွန်းเสียရမလို့တော့ဘူးလို့ရှင်းပြနေချိန်မှာဒါဗင်ချီကတေချာမှတ်တမ်းတင်နေခဲ့တယ်ဒါကူမြင်တဲ့အရာရှိကြီးကအကြီးဆွဲတဲ့သူကလည်းအမြောက်အကြောင်းနားလေတာပဲလားလို့တေရောတလူပြောခဲ့သေးတယ်သူတို့ထုတ်လုပ်လိုက်တဲ့အမြောက်အစ်စ်တွေရဲ့စွမ်းအားဟာဒရိုင်းတွေကိုပါတစစီပောက်ကွဲကစီစေခဲ့တယ်ဒါဗင်ချီကလည်းရှန်ရန်ထားတယ်မကသေးဘူးအမြောက်ဆန်ကိုပါပောက်ကွဲစေနိုင်ရင်စွမ်းအားကနှစ်ဆတိုးလာလိမ့်မယ်လို့အကြံပြုခဲ့တယ်ညမောင်မောင်မှာတော့သူရှိုတယောက်ကအလုတ်ယုံတဲ့ခိုးဝင်ပြီးညီပုံတွေကိုခိုးယူဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ကုဆန်းကဓာတ်နဲ့အချိန်မီထောက်ထားလိုက်ပြီးနောက်အခုကစ္စည်းကိုခိုးချင်တယ်ပေါ့ရှမ်မီသားစုရဲ့ကိုရောင်ကနန်းတော်ထက်တောင်ဝင်ရခတ်တယ်ဆိုတာမင်းမိုးဘေးတွေကမပြောပြထားဘူးလားလို့ချင်းချောက်ဖမ်းဆီးလိုက်တယ်ရှန်ရန်ကဖမ်းမိတဲ့သူရှိုစီကစာကူဖက်ကြည့်လိုက်တော့အရှိတိုင်းမီလက်နဲ့နေပုံကိုလူယူရန်ဒါဗင်ချီကိုတိုက်ရန်ရှန်ရန်ရဲ့စစ်လက်နက်လုပ်ငန်းကိုဖျက်တောက်ရန်လို့ရေးထားတာကိုတွေ့လိုက်ရတယ်ရှန်ရန်ကတင်းငယ်စွာနဲ့ဥရောပကရန်သူတွေနောက်ဆုံးတော့အတီလင်းစင်ခေါ်လာကြပြီပဲလို့ဆိုလိုက်တယ်အစည်းအဝေးမှာအရာရှိကြီးကရှန်ရန်အလုပ်ယုံကိုပြန်လဲတိဆောက်လို့ရပါတယ်တင်မာမအနေနဲ့မဖြစ်စေရဘူးလို့စိုးရင်တကြီးပြောတဲ့အခါရှန်ရန်ကတရားကားကိုအစင်တက်လုပ်ပြီးပြီလားလို့မေးလိုက်တယ်ဒါဗင်ချီကလည်းယုံကြည်ချက်အပြည့်နဲ့လုပ်ပြီးပါပြီလို့ဖြေခဲ့တယ်ပုံမှန်ချိန်မှာတစ်တာကအပိုင်းပိုင်းဖြုတ်ပြီးစစ်တပ်နဲ့အတူတဲသွားလို့ရတယ်ညနေတွေ့ရင်တရားဆင်လို့ရတယ်ချောင်းနဲ့တွေ့ရင်လမ်းခင်းလို့ရတယ်မြို့သိမ်းတိုက်ပွဲဆိုရင်လှီကားအောက်ချီကုန်ခစ်သုံးလို့ရတယ်လို့ရှင်းပြတဲ့အခါခုဆန်းကအကူမင်းတို့နှစ်ယောက်ကတော့တကယ်ပဲတစ်တာတုံးလေးကိုတော့အလို့မပေးကြဘူးပဲလို့ရေမောပြီးပြောခဲ့တယ်ရန်သူတပ်တွေကမြေကူတရားကိုမိရှုခက်စီပြီးအောင်ပွဲခံကလှောင်ရည်နေကြတယ်ဒါပေမဲ့ရှန်ရန်ရဲ့စစ်တပ်ကတော့ဒါဗင်ချီထုတ်လုပ်ထားတဲ့တရားကားကိုတုံးပြီးမြစ်ပေါ်မှာစက္ကန့်ပိုင်းအတွင်းတရားတစ်ကိုအောင်မြင်စွာခင်းကျင်းနိုင်ခဲ့ကြတယ်ရှန်ရန်ရဲ့စစ်တီတော်တွေဟာအဲ့ဒီတရားပေါ်ကနေမြစ်ကိုအေးအေးလူလူခက်ကျော်သွားနိုင်ခဲ့ကြတယ်အာယုံဦးချိန်မှာတော့ရှန်ရန်ရဲ့စစ်တပ်ကြီးဟာရန်သူတပ်စခန်းရှိကိုရောက်ရှိသွားခဲ့ပြီဖြစ်တယ်ဒါဗင်ချီရဲ့အမေပေးချက်နဲ့အတူစမ်းသစ်ထားတဲ့အမြောက်မြက်ကြီးတွေကနေအမြောက်ဆန်တွေစက်တိုက်ခစ်လွတ်လိုက်ခဲ့ခါရန်သူစစ်မြေတဲ့တစ်ခုလုံးကင်းထန်လာတဲ့ပောက်ကွဲမှုကြီးတွေနဲ့အတူဖရီယိုဖီရဲ့ပြူလဲပျက်စီးပြီးအပြတ်သက်ရှုံးနေသွားခဲ့ရတော့တယ်စစ်ပွဲကြီးပြီးဆုံးသွားပြီးနောက်မြေကမ်းနားတွင်အလောင်းများပြန့်ကျဲနေပြီးရှန်ရန်နှင့်ဒါဗင်ချီတို့သည်ပျက်စီးသွားသောတရားဟောင်းဤတွင်ရက်ကစစ်မြေတင်ကိုငေးကြည့်နေကြသည်စက်ပစ္စည်းတွေကတရားဆောင်နိုင်တယ်လို့လူလဲတက်နိုင်တယ်ဒါကြောင့်စက်ပစ္စည်းတွေကိုထိန်းချုပ်ထားတဲ့သူကမိမိဘာကိုကာကွယ်ရမလဲဆိုတာတေချာပေါက်သိရမယ်မင်းမကိုကာကွယ်မှလဲတိုင်းပြည်နဲ့လူမျိုးပြီးတော့နာနဲ့အတူအသက်ရှင်တန်ကျင်တဲ့သူတွေကိုပေါ့ထို့နောက်တွင်တော့နန်းတော်ကြီးတွင်၌ဘရင်ကြီးကရှန်ရန်ကိုအရှိဖက်ဒေတာ၏မင်းသားဖြစ်ယာရုတူးမြင့်ပေးအပ်လိုက်ပြီးဥရောပနယ်စပ်တွင်မြို့တီထောင်ကစစ်တပ်အခြေစိုက်ခွင့်ပြုလိုက်သည့်ရှန်ရန်သည်မြို့အမည်ကိုရန်ရှိမြို့ဟုကပိတင်လိုက်ပြီးဤမြို့သည်အနောက်ဘက်အရက်တွင်ရန်ပြည်ထောင်၏အခြေစိုက်စခန်းဖြစ်လာခဲ့သည်ရှန်ရန်၏ညီဖြစ်သူသည်မြို့အနှံ့လျှောက်ကြည့်ရင်အော်ဝမ်းသာစွာဖြင့်ရှန်ရန်ကိုလှမ်းပြောလိုက်သည်အကိုကျွန်တော်တို့တကယ်ပဲတဲလော်ရကနေဥရောပအထိရောက်လာခဲ့ပြီပေါ့ထိုစဉ်မြို့တကားဝသို့စစ်တီတအူးမြင်းစည်းလျက်အကင်းနေလာပြီးအရေးကြီးတဝန်တော်တစ်ခုကိုလာရောက်ပေးအပ်သည့်ထိုစာထဲတွင်ဧကရီမင်းညံ့နေမကောင်းဖြစ်၍အခြေအနေဆိုးရင်ရသဖြင့်မြို့တော်သို့အမြန်ဆုံးပြန်လာရန်ရေးသားထားသည့်ရှန်ရန်သည်အခန်းထဲတွင်စာကူတေချာဖက်ရှုနေစဉ်မိဖြစ်သူကအနားသို့ရောက်လာသည်ခမဲတော်ယောဂဟောင်းကန်းထလာရဲ့နန်းတော်တွေကဝေးဟွိုင်းအန်းနဲ့ပြန်ပြီးလှုပ်ရှားလာပြီးညီတော်ကမိုင်မောင်းတောင်းချီဝေးကွာတဲ့နေရာမှာရှိနေတာမို့ဘလို့စေဘာမှမလုပ်ပါနဲ့ဦးမြို့တော်မှာအပြောင်းလဲရှိရင်ငါဘာသာမှာဖြည့်ရှင်းနိုင်ပါတယ်ရှန်ရန်ဤဇနီးဖြစ်သူကစိုးရိမ်တကြီးဖြစ်အခန်းထဲသို့ဝင်လာသည်မောင်ကြီးပြန်သွားခြင်းလို့လား
အခုပြန်သွားရင်ဥရောပဘက်ကအခြေအနေကအခုမှတည်ငြိမ်ခါစားပဲရှိသေးတာလန်တီတောင်ဘက်ကလည်းတကယ်ပဲရုံရင်ဆန်ခတ်ဖြစ်နေတာဟုတ်မဟုတ်မသေးချာသေးဘူးတကယ်လို့ငါသားလှူရှားလိုက်ရင်ဝေးဟွားရန်အတွက်အကွက်စင်ဖို့အကြောင်းပြချက်ပေးလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ပိုပြီးအရေးကြီးတာကချောင်းနေကမွေးရောမှလေထိုညရင်ပင်ချောင်းနေသည်တားဖွားခန့်တဲ့တွင်ဝေဒနာခံစားနေရပြီးရှန်ရန်နဲ့ညီဖြစ်သူတို့သည်အပြင်ကနေစိုးရင်တကြီးစောင့်ဆိုင်နေကြသည်မကြခင်မှာပင်ကလေးငိုတန်ထွက်ပေါ်လာပြီးအထင်းတော်ကြီးကဝေးကင်းဆက်ကလေးငယ်ကိုပွေ့ချီကထွက်လာသည်ညီဖြစ်သူကဝမ်းသာအားရအော်ဟစ်လိုက်သည်အခုမှတားလေးရပြီဗျရှန်ရန်သည်တားခစ်သူကိုပွေ့ချီကဂရင်ဘော်တွင်လဲလျောင်းနေသောဇနီးတဲ့အနားသို့သွားလိုက်သည့်ဇနီးခစ်သူကဖြောတော့သောအတန်ဖြင့်ပြောသည်ကလေးကိုနာမည်လေးပြလိုက်ပါဦးရှန်ချန်ယွန်းလမ်းပြီးတောင်ကြီးရဲ့ရီမန်းချက်ကိုစက္ကန့်ပြီးမိုင်မောင်းတောင်ချီခီးနေနိုင်ပါစေနောက်ရက်များတွင်လျှက်ရှိမျိုးတော်သည်ပွဲတော်ရက်ကဲ့သို့စီကားတိုက်နိုင်နေပြီးတိုင်းတစ်ပါးမှကုန်တယ်များနှင့်တန်တမန်များကအဖိုးတန်ပစ္စည်းများနှင့်လက်ဆောင်မှုများကိုလာရောက်ဆက်တကြသည့်ရှန်ရန်၏ညီဖြစ်သူသည်လည်းဆုလက်ခေရရှိထားသောဝက်ကြီးကိုကျူးခေဆွဲကလူများရှိတွင်ဂုံယူဝင်းကြွားစွာပြသနေသည်ဒါကသခင်လေးရဲ့ပထမဆုံးပိုင်ဆိုင်မှုပဲဟာရှန်ရန်သည်ရင်းမျိုးသူမျိုးသားများကိုပညာရပ်များတင် जा ပြသပေးပြီးစက်မှုလက်မှုလုပ်ငန်းများနှင့်စပ်ပစ်ဝိုင်းချက်လုပ်ငန်းများကိုပါတူးချဲလုပ်ကင်ကမျိုးတော်ကိုပုံမှုဖွံ့ဖြိုးအောင်ကိဆောက်ခဲ့သည့်သို့တော်လည်းတညရင်မျိုးတော်မှနောက်ထပ်တဝန်တော်တစ်ခုထပ်မံရောက်ရှိလာရာရှန်ရန်ကစာကူတေချာစစ်ဆေးကြည့်နေသည်စာထဲတွင်အီဂရစ်နဲ့ရွာဆန်ပြီးအရှိမင်းသားနန်းတက်၍အီဂရစ်တစ်ဖြစ်လာကြောင်းရေးသားထားသည့်ရှန်ရန်ကစာကူကြည့်ကတန်တရားဝင်နေသည်အရှိမင်းသားရဲ့လက်ရည်ကိုငါအချင်းချင်းမြင်မှုပါတယ်ဒါပေမဲ့ဒီစာသားပုံစံတူပေမဲ့စာလုံးရဲ့အားဆိုင်မှုကတော့ရောနေနေတယ်ညီဖြစ်သူကဘာမှရမိခြင်းမရှိဘဲဝင်ပြောသည်အခုအရှိမင်းသားကတော်တော်သဘောကောင်းတာပဲနန်းတက်တက်ချင်းအခုကိုယာရုတူးပေးဖို့ပြန်ခေါ်နေပြီရှန်ရန်ကစာအောက်ခြေကစာသားကိုလက်ညှိုးထုတ်ပြရင်ပြောလိုက်သည်အရှိမင်းသားကနားကိုဒီလိုမျိုးတစ်ခါမှမခေါ်ဘူးဇနီးခေသူကလည်းကလေးကိုကွေ့ချီရင်စိုးရိမ်တကြီးဖြစ်ဆိုသည်ဒီစာကအရန်ရင်ကျေလုံးနေတဲ့ညင်တာလုံးနေတဲ့နန်းတော်တွေကမြေခွေးဦးကြီးတွေရေးတဲ့ပုံစံနဲ့အရန်တူနေတယ်ရှန်ရန်ကအပြင်တွင်စောင့်နေသောစစ်တီကိုလှမ်းခေါ်လိုက်သည်အရှိဘက်ကလာတဲ့တန်တမန်ကိုတွားခေါ်လိုက်တန်တမန်သည်အခန်းထဲသို့ဝင်လာပြီးဒူးထောက်လိုက်ရာရှန်ရန်ကတင်းငင်းစွာမေးမြန်းသည်အရှိမင်းသားကနီလာကန်ကိုကိုရိုက်တက်ရောက်ခဲ့တာလားကျွန်တော်မျိုးမသိပါဘူးဖေဟာညီခေသူကဒေါသတကြီးဖြစ်တန်တမန်၏အင်ဂျီကော်လာကိုဆွဲဆောင်ကအော်ဟစ်လိုက်သည်မသိဘူးဟုတ်လားမင်းကတဝန်တော်ကိုလာဖို့ရသူဖြစ်ပြီးတော့မသိဘူးလို့ပြောရတယ်ပေါ့ကျွန်တော်မျိုးကြားတာကတော့အခုချိန်မှာနန်းတော်တဲကအမိတ်ဆာမှန်တဲ့ညကိုစီနီချက်ရရှိတွေကပဲတစင်ပြဖို့နေရပါဖေဟာဇနီးခေသူကထိတ်လန့်သွားပြီးပြောသည်ရှန်ရန်သူကမောင်ကြီးရဲ့နောင်တော်ကိုဖယ်ရှားလိုက်ပြီးထင်တယ်သူကငါ့ကိုယာရုတူးပြီးချင်တာမဟုတ်ဘူးငါ့ကိုမြို့တော်ကိုလှည့်စားခေါ်ပြီးတက်ဖြစ်ချင်နေတာဒါဆိုလမ်းပြီးဖို့ကဲမသွားပါနဲ့တော့လျက်ရှိမျိုးမှာစစ်တီတွေအမြောက်တွေရိတ်ခါတွေအစုံရင်ရှိနေတာပဲကျွန်တော်တို့မှာအခုအင်အားတောင့်တင်းနေပြီပဲတေတွင်းနဲ့ပြန်သွားဖို့မလိုပါဘူးငါပြမသွားရင်အိရှိမင်းသားတည်လိမ့်မယ်အခုကျွန်တော်အခုနဲ့အတူလိုက်ခဲ့မယ်ရှန်ရန်သည်မြေပုံကိုကြည့်ကချက်ချင်းအကွက်ချစီမံလိုက်သည်ကုန်တဲ့တင်မောတွေကိုလက်ဆောင်ပစ္စည်းတွေတင်ဆောင်ထားတဲ့ပုံစံမျိုးဟန်ဆောင်ပြီးပင်လေရီချောင်းကနေအရှိဘက်ကိုတွားခိုင်းလိုက်ပြီးတော့ငါက6လင်းသားလေးနဲ့အတူအဖိုးတန်ပစ္စည်းအမြောက်များကိုယူပြီးမြို့တော်ကိုပြန်လာနေပြီလို့သတင်းတွေလိုက်ပါနောက်ဆုံးတစ်ဖွဲ့ကတော့ငါနဲ့အတူအပေါ်ပါဆုံးပြင်ဆင်ပြီးအရှိဘက်ကိုကုန်းကြောင်တိုင်းလိုက်ခဲ့ရမယ်။ညဘက်တွင်ဇနီးခေသူကရှန်ရက်ဤချက်ဝတ်တစားကိုတေချာဝတ်ဆင်ပေးပြီးဆွဲကြိုးလေးတကြိုးကိုလေပင်တွင်ဆွဲပြလိုက်သည်။ဒါကမောင်ကြီးလွန်ခဲ့တဲ့နှစ်တွေကပထမဆုံးလုပ်ခဲ့တဲ့ဖန်ချောက်စိမ့်လေးလေးကျမအမြဲတမ်းသိမ်းထားခဲ့တာ။ငါပြန်လာတာကိုစောင့်နေပါ။စစ်တပ်ကြီးပြင်ဆင်ပြီးနောက်ရှန်ရက်သည်တငယ်ချင်းဖြစ်သူ၏ပခုံးကိုပုတ်ကနှုတ်ဆက်လိုက်သည်။ငါပြန်လာရင်ဒီထက်မကကြီးမားတဲ့အရာတွေကိုဆက်ပြီးတိစောက်ကြတာပေါ့။ဒါဆိုရင်အရှိဖန်နန်းတော်ရဲ့စက်မှုလှုပ်ဝက်ချက်တွေကိုမောင်ကြီးပြောပြတာကိုကျွန်တော်စောင့်နေပါမယ်။ရှန်ရန်နှင့်စစ်တီတော်များသည်မြင်းများကိုစီစီကမြို့တကားဝမှာအခင်းနေထွက်ခွာသွားကြသလိုပင်လယ်ပြင်တွင်လည်းကုန်တဲ့တင်မောအုပ်စုကြီးပြီးရန်သူများကိုလှည့်စားရန်အတွက်အရှိဖက်သို့ရွံ့ရွံ့သွားကြသည်ရန်သူစစ်တီများသည်တင်မောပေါ်သို့အတင်းဝင်ရောက်စီးနင်းပြီးကုန်စီပုံများကိုလိုက်လည်ရှာဖွေကြရာဝက်ချံပုံစံတစ်တာတစ်ခုအတွင်းမှစားတိုးလေးတစ်ဆောင်ကိုပြရှိသွားကြသည်ထိုစားတဲ့တွင်ဝေကုန်းကုန်းလက်ရဲဆက်ရဲတိတ်မလုံးနဲ့ကျိုးသွားလိမ့်မယ်ဟုရေးသားထားသည်ရန်သူကောင်းဆောင်သည်စာကူဖတ်ပြီးဒေါသတကြီးဖြင့်ဆုတ်ခဲပြလိုက်သည်တစ်ဖက်တွင်မူရှန်ရန်တို့စစ်ကြောင်းသည်တဲကန်နာရကိုခက်ကြော်ကမြို့တော်သို့ဥတီနေကြပြီးညီဖြစ်သူကရင်မောကပြောသည်အကိုအဲ့ဒီမိမဆိုးဦးကြီးကတော့အခုချိန်မှာဒေါသထွက်လုံးလို့ထမင်းတောင်စားနိုင်မှာမဟုတ်တော့ဘူးသူထမင်းစားနိုင်မစားနိုင်တာကအရေးမကြီးပါဘူးအရေးကြီးတာကအရှိမင်းသားနာမရောက်မချင်းအသက်ရှင်တန်နိုင်ပါဦးမလားဆိုတာပဲရှန်ရန်တို့ဖွဲ့သည်မြို့တော်အနည်းရှိစစ်စေးရေးကိတခုတို့ရောက်ရှိလာကြရာတကားဝတွင်ကတ်ထားသောအမိန့်စာတစ်ကိုတွေ့ရှိလိုက်ရသည့်ထိုစာထဲတွင်မင်းသားပြန်လာလျင်စစ်တီများနှင့်စစ်ညပစိန်များကိုအရင်ဆုံးလွှဲပြောင်းပေးအပ်ရမည်ထို့နောက်မှနန်းတော်သို့ဝင်ရောက်ကရာထူးစုလက်များကိုခံယူရမည်ဟုရေးသားထားသည့်ညီဖြစ်သူကစာကိုဖတ်ပြီးဒေါသတကြီးအော်ဟစ်လိုက်သည်စင်ညောက်ပစိတ်လားစင်ညောက်ပစိတ်ကိုလွှဲပေးလိုက်ရင်ကျွန်တော်တို့ကတူးတက်ချင်တယ်လို့တက်လို့ရတဲ့တားကောင်ဖြစ်သွားမှာပေါ့ဒါကြောင့်ငါတို့ကမြို့တော်တကားမကြီးကနေဝင်မှာမဟုတ်ဘူးအဖိုးအိုယူလာတဲ့အယူတွေကလှူဝက်စာကိုရှန်ရန်ဖတ်လိုက်တယ်အိရှိမင်းသားဟာနန်းတော်ထဲမှာအကျယ်ချုပ်ခံထားရတယ်စစ်သူကြီးလူလည်းနေရာရွှေ့ခံရပြီးလုပ်ငန်းတွေအသိမ်းခံလိုက်ရပြီဒီသတင်းကြောင့်ညီဖြစ်သူကူဆန်းကဒေါသတကြီးနဲ့အကိုသူတို့တွေရှန်ကြီးလုပ်ငန်းတွေကိုပါထိပါလာကြပြီလို့ပြောတယ်ကူဆန်းကဖမ်းမိတဲ့စစ်သားကိုဓာတ်နဲ့ထောက်ပြီးဒီခွေးကောင်ကိုတက်ပစ်မယ်လို့ပြောတော့ရှန်ရန်ကတားတယ်ကူဆန်းကဘာလို့လဲမေးရရှန်ရန်ကသူ့ကိုစာဖို့ခိုင်းရမယ်လို့ဖြေတယ်စစ်သားဟာရှန်ရန်ရဲ့စာကြော်တော်ကိုယူပြီးနန်းတော်စီငင်းနဲ့ပြေးတော့တယ်နန်းတော်ထဲမှာဝေဟွာအန်ကစာဖို့ဖတ်ပြီးတကယ်ပဲပြန်လာရဲတယ်ပေါ့လို့လှောင်ရဲတယ်တပည့်ဖြစ်သူကမြို့ပြင်မှာတင်တက်ပြရမလားမေးတယ်
ဝေဟွာအန်ကမဟုတ်ဘူးမြို့ရဲဝင်ခွင့်ပေးလိုက်ငါချီပွားအောင်မှာဘလို့တူးထောက်မလဲဆိုတာလောကကြီးဘူးပြချင်တယ်လို့ပြောတယ်ညမောင်လာတော့ရှန်ရန်တို့ညီကိုတွေဟာပျက်စီးနေတဲ့စားချက်စက်ရုံဟောင်းစီရောက်လာကြတယ်ကုဆန်းကအကိုတပတ်လေလာတာအရင်ကတဲလို့ခဲ့တဲ့နေရာဟောင်းမဲ့လို့ပြောတယ်ရှန်ရန်ကလှုပ်ဝက်ခလုတ်ကိုနှိပ်လိုက်တော့မြေအောက်နိုင်ခေါင်းဝပွင့်လာတယ်ရှန်ရန်ကအတိတ်ကဒီနေရာကစခဲ့တာအခုလေဒီနေရာကနေပဲအခြေအနေဘူးပြောင်းပြန်နိုင်ရမယ်လို့ပြောတယ်တစ်ဖက်မှာဝေဟွာအန်ဟာစစ်တပ်နဲ့အတူအမတ်တွေရှိမှဩဇာပြနေတယ်အဲ့ဒီအချိန်ကောင်းကင်ရန်စီမီရှူမီပန်းတက်သွားပြီးနန်းတော်တကားဝါမှာအကြီးအကျယ်ပောက်ကွဲကမီးလောင်သွားတယ်ပြည်သူတွေကလည်းစားချက်စက်ရုံနဲ့စားတောက်ဆိုင်တွေပြန်ပေးဖို့ဆန္ဒပြကြတယ်လူယုံကရှမ်းကြီးလူဟောင်းတွေကြောင့်ပြည်သူတွေတောင်းကျနေပြီလို့သတင်းပို့တော့ဝေဟွာအန်ကခွက်ကိုရိုက်ခွဲပြီးချက်ချင်းနှိမ်နှင်းခိုင်းတယ်တစ်ချိန်တည်းမှာတော်ဝင်တက်ဖွဲ့ကောင်းဆောင်ကရန်သူတွေကိုရှင်းပြီးရှန်ရန်တို့ကိုကြိုးစိုးဖို့တကားဖွင့်လိုက်တယ်မျိုးစားတခင်မလေးကတော့ဝေဟွာအန်စာကူထုတ်ရောင်းတဲ့တက်တေစရင်တွေဒီမှာရှိတယ်လို့လူထုရှိကြတယ်နန်းတော်ထဲမှာအရှိမင်းသားဟာဓာတ်ကင်ပြီးစောင့်နေတယ်ကုဆန်းကဝင်လာပြီးအရှင်မင်းသားမတွေ့ရတာကြာပြီးနော်လို့နှုတ်ဆက်တော့အရှိမင်းသားကရှန်ရန်ရောလို့စိုးရင်တကြီးမိတယ်ရှန်ရန်ဝင်လာတာမြင်တော့အရှိမင်းသားကဝမ်းသာအားရနဲ့အကူကြည့်လို့ခေါ်တယ်ရှန်ရန်ကခြေတော်ရင်းမှာဒူးထောက်ပြီးနောက်ကျသွားပါတယ်လို့တောင်းပန်တော့အရှိမင်းသားကချက်ချင်းတွဲထူပြီးမနောက်ကျပါဘူးငါအသက်ရှင်နေသေးတယ်လို့ပြောတယ်အပြင်မှာတော့ဝေဟွာအန်ကစာကူခန့်ပြီးအရှိမင်းသားဟာတပုံဖန်းတာခံထားရတယ်တေးတန်းစာအရာတပုံတွေကိုဝိုင်းတက်ကြလို့အမိန့်ပေးလိုက်တယ်ခမ်းမထဲမှာကုဆန်းကဓာတ်ဆွဲထုတ်ပြီးအကူငါတို့တက်ပြီးထွက်သွားရအောင်လို့ပြောတယ်အရှိမင်းသားကရှန်ရန်ကိုကြည့်ပြီးဒီတစ်ချိန်တော့ငါမင်းတော့မှပုံမနေတော့ဘူးလို့ပြက်ပြက်တတပြောတယ်ရှန်ရန်ကပြုံးပြီးကောင်းပြီးဒါဆိုဝေဝါအန်ကိုပြလိုက်ကြဆိုစစ်မှန်တဲ့ဧကရစ်ကနန်းပလင်ပေါ်ဘလူးတက်လဲဆိုတာကိုလို့ပြောပြီး၃ယောက်သား80ချိခဲ့ကြတယ်အပြင်မှာတော့ဝေဝါအန်ကရှန်ရန်ဟာဒီပါနဲ့ပူပေါင်းပြီးဧကရစ်တစ်ကိုဖန်ကပုံကန်နေတဲ့စစ်တပ်တစ်ခုလုံးအရှိနန်းတော်ကိုတိုက်ခိုက်ပြီးပုံကန်သူတွေကိုတက်ကြညှင်းဆန်တူမှန်သမျှခေါင်းဖြတ်ပစ်ကြလို့အော်ဟဲ့အမိန့်ပေးလိုက်တော့တယ်ဝေဝါအန်နားကိုဘယ်တော့ကပုံကန်သူတွေဖမ်းဆီးသွားလို့လဲနန်းတော်တခါဝမှာအရှိမင်းသားကထွက်လာပြီးစစ်တပ်ကြီးရှိမှဝေဟွာအန်ကိုမေးခွန်းထုတ်လိုက်ပါတယ်အရှင်မင်းကြီးတင်ဟာရှန်ရန်ရဲ့လက်စားမှုကိုခံထားရတာပါကျွန်တော်မျိုးကအရှင်မင်းကြီးကိုကဲတင်နေတာပါဝေဟွာအန်ကဒူးထောက်ပြီးအပြစ်မရှိကြောင်းလင်ညာထွက်ဆိုလိုက်တဲ့အခါငါ့ကိုကဲတင်နေဟုတ်လားငါ့ကိုအရှိနန်းတော်ထဲမှာပိတ်လောင်ထားတာရဲ့ငါရဲ့အမိန့်စာတွေကိုအတုလုပ်တာရဲ့ရှန်ကြီးလုပ်ငန်းတွေကိုပိတ်သိမ်းပြီးတော်ဝင်ဆွေမျိုးတွေကိုအကျယ်ချုပ်ချတာရဲ့စစ်သူကြီးကိုယာဒူရှိပစ်တာတွေကငါ့ကိုကဲတင်တာလားအရှိမင်းသားကဝေဟွာအန်ရဲ့ရုံမှမှုတွေကိုတစ်ခုချင်းစီထောက်ပြပြီးအပြစ်တင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝေဟွာအန်ရဲ့တပည့်ဖြစ်သူကရှန်ရန်စီကိုညနဲ့လှမ်းပစ်လိုက်ပါတယ်ဒါကိုမြင်သွားတဲ့ကုဆန်ကရှန်ရန်ရှိကနေကာကွယ်ပေးရင်းညမှန်သွားခဲ့ပါတယ်ကုဆန်ရှန်ရန်ကစိုးရိမ်တကြီးအော်ဟစ်လိုက်ပေမဲ့ကုဆန်ကတော့ပြုံးပြီးပြန်ပြောရှာပါတယ်အကိုငါမတည်သေးပါဘူးချက်ချင်းပဲနယူးယောက်ပေါ်ကနေတနက်သမားတွေကဝေဟွာအန်ရဲ့တပည့်ကိုပြစ်တက်လိုက်ပြီးတပ်ဖွဲ့တွေကိုနှိမ်နင်းလိုက်ပါတယ်ဒီနေ့လက်နက်ချတဲ့သူတွေကိုငါအတိတ်ကအဖြစ်တွေခွင့်လွှတ်မယ်ဝေဟွာအန်နဲ့အတူဆက်ပြီးပုံကံမဲ့သူတွေကိုတော့ဆွေ90မျိုး90တိုက်ခတ်ဖြစ်မယ်အင်းရှိမင်းသားရဲ့အမိန့်တန်ကြောင့်စစ်သားတွေအားလုံးလက်နက်ချပြီးထူထောက်လိုက်ကြပါတယ်အခြေအနေမလာတော့တာဘူးပြီးတဲ့ဝေဟွာအန်ဟာထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဝေမတ်မင်းဒီနှစ်တွေထဲမှာမင်းဟာဧကရစ်ကိုလှည့်စားပြီးအာဏာလုခဲ့တယ်ဒီနေ့တော့မင်းအလှည့်ရောက်ပြီတော်ဝင်တပ်ဖွဲ့ကောင်းဆောင်ကဝေဟွာအန်ကိုပိတ်ဆို့ပြီးဖမ်းဆီးလိုက်ပါပြီရှန်ရက်မင်းနိုင်မှာမဟုတ်ဘူးမင်းဥရောပမှာရှိနေတော့နန်းတွင်းထဲမှာရှိသမျှအမတ်တွေအားလုံးကလူဟောင်းတွေကြီးပဲမင်းအရှိမင်းသားကိုနန်းတင်ပေးလေသူတို့ကမင်းကိုလက်ခံမှာမဟုတ်ဘူးအဖမ်းခံလိုက်ရတဲ့ဝေဟွာအန်ကရှန်ရန်ကိုမချေမနှက်နဲ့အော်ဟစ်ချိန်ဆနေစေပါပဲသူတို့ငါ့ကိုလက်ခံဖို့မလိုပါဘူးရှန်ရန်ကအေးစစ်စစ်ပဲတုတ်ပြလိုက်ပြီးအရှိမင်းသားဘက်ကိုလှည့်ကားစကားဆိုပါတယ်အရှင်မင်းကြီးဒီနိုင်ငံကြီးဟာဥပဒေဟောင်းအတိုင်းဆက်သွားနေရဲ့ဒီနေ့ဝေဟွာအန်တယောက်ကိုတက်လဲမနှက်ခံတော့တယောက်ပေါ်လာဦးမှာပဲဒါကြောင့်မလို့ငါမင်းပြန်လာတာကိုစောင့်နေခဲ့တာပေါ့မင်းသားကရှန်ရန်ကိုယုံကြည်အားကိုးရဲ့မျက်လုံးတွေနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲစစ်တီတယောက်အပြင်းနေလာပြီးသတင်းပို့လာပါတယ်သတင်းပို့ပါတယ်ဥရောပလျှံရှိမြို့ကနေအရေးကြီးစာရောက်လာပါတယ်ရှန်ရန်ကစာကိုဖွင့်ဖတ်လိုက်တဲ့အခါမင်းသမီးလေးကစိုးရိမ်တကြီးနဲ့အခြေအနေကိုပြောပြပါတယ်အကိုလျှံရှိမြို့အပြင်ဘက်မှာအီတလီရဲ့စစ်တပ်အကျွင်းကြံတွေနဲ့ပင်လယ်ဓားပြတွေပူးပေါင်းပြီးတိုက်ခိုက်နေကြပါတယ်သူတို့ကအကိုဒီမှာမရှိတာကိုသိပြီးအခွင့်ကောင်းယူတိုက်ခိုက်တာပါ၃လအတွင်းအကိုပြန်မလာရင်လျှံရှိမြို့ကျက်စီးပါလိမ့်မယ်စာကိုဖတ်ပြီးနောက်ကုဆန်းကလည်းစိုးရိမ်တကြီးရေရွတ်လိုက်ပါတယ်အကိုမြို့တော်ကတိစတွေတော့မရှင်းရသေးဘူးဥရောပမှာစစ်ပွဲတွေကျဆနေပြီးအရှိမင်းသားကလည်းရှန်ရန်ရဲ့ပခုံးကိုကင်ပြီးတောင်းဆိုလိုက်ပါတယ်အကိုကြီးဒီနိုင်ငံတော်ကြီးကအခုကိုလိုအပ်နေတယ်ရှန်ရန်ကခေါင်းကြီးပြလိုက်ပြီးဘေးကဒဏ်ရာရထားတဲ့ကုဆန်းကိုလှည့်မိလိုက်ပါတယ်ကုဆန်းဒဏ်ရာကလက်လျှောက်နိုင်သေးရဲ့လားနားကိုဝက်မွေးခိုင်းတာမျိုးမဟုတ်ရင်ဘယ်နေရာမဆိုသွားနိုင်တယ်ကုဆန်းရဲ့တစ္ဆာရှိလာတဲ့စကားကြောင့်ရှန်ရန်လည်းသဘောကျတာပြုံးလိုက်မိပါတယ်ကောင်းပြီအဲ့ဒီနောက်အရှိမင်းသားနဲ့ရှန်ရန်တို့ဟာဂရိတစ္ဆာပြုရဲ့အနေနဲ့လက်ချင်းခိုင်နေစွာစုပ်ကိုင်လိုက်ကြပါတယ်ရှန်ရန်နာမင်းကိုကြက်ရှိမင်းသားအဖြစ်ခန့်အပ်တယ်အရှိနဲ့အနောက်တပ်ဖွဲ့အလုံးကိုအုပ်ချုပ်စေပထမဦးဆုံးမြို့တော်ကိုငြိမ်ဝှက်ပြပြအောင်လုပ်ပြီးနောက်မှလျှံရှိမြို့ကိုတွားရောက်ခဲ့တယ်မှာဧကရစ်ရဲ့အမိတ်စာချုပ်တော်ကိုရှန်ရန်ကရိုတေတေခံယူလိုက်ပါတယ်ကျွန်တော်မျိုးအမိတ်တော်မြတ်ကိုခံယူပါတယ်ပုံကန်သူဝေဟွာအန်ကိုလည်းတန်ကြေချင်းတွေနဲ့ခမ်းမလေးကိုဆွဲခေါ်သွားကြပါပြီ
နန်းတလင်ပေါ်ကိုတက်လက်လာတဲ့ဧကရစ်တစ်ရှိမှာအမတ်ကြီးတွေအားလုံးညီညီညာညာဥညွတ်လိုက်ကြပါတယ်ဧကရစ်မင်းမြတ်တက်တော်ရကျော်ရှိပါစေတက်တော်ရကျော်ရှိပါစေတက်တော်ရကျော်ရှိပါစေအခုဆိုရင်တော့စိတ်လှရှာစရာကောင်းတဲ့ season 1ရဲ့စက်သိန်းပိုင်းကိုရောက်ရှိသွားခဲ့ပါပြီဇလတ်အစကနေအဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ခက်ရှိလာမယ့် season 2အပိုင်းတစ်တွေနဲ့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပြီးအားပေးခဲ့ကြအောင်နော်